ပရိသတ်တို့အားလုံးပဲမင်္ဂလာပါ HK Entertainment အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Kiro Channel နဲ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဆီယာမာကြီးခင်နှင်းယူရေးသားထားတဲ့ချစ်လာကြီးရဲ့ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ကြီးအားလည်း Channel လေးကို Like နဲ့ Subscribe button လေးနှိပ်ထားပေးပါဦးရှင် BBN လေးခံကြည့်ပေးဖို့လည်းမေတ္တာရက်ခံပါစေကျေးဇူးပါရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစားလိုက်ပါတော့မယ်ကျမတို့အမျိုးတွေကတာကီဝင်မျိုးတွေဆိုရင်မှားမှာမဟုတ်ပါအမျိုးတွေကလည်းတပြုံကြီးဖြစ်တယ်ဟိုဘက်မောင်နှမနဲ့ဒီဘက်မောင်နှမလက်ထက်ကြနေအကိုနှစ်ယောက်လုံးကပဲတူမနဲ့အတော်ကိုယူခြင်းလဲယူကြတယ်ယောက်ျားဘက်ကအမျိုးတွေနဲ့မိန်းမဘက်ကအမျိုးတွေဆက်၍ဖလှယ်ယူကြတဲ့အခါကျမတို့အမျိုးတွေကနှစ်ထွက်ကွမ်းသုံးထွက်ကွမ်းရံဖန်ရခါနှစ်ဖက်တော်နေကြလေတယ်ကျမကိုယ်တိုင်ကပင်အမျိုးတွေကိုအမျိုးမဆက်တတ်တော့ပါဒီအတိုက်အမျိုးနဲ့ရောက်လာ၍အမျိုးလို့ဆိုလိုက်လျင်တော်ပြစ်လိုက်ပြီးတယ်ဆက်မြင့်မြင့်ကိုတော့အရှိအဝေးကြီးလိုက်စစ်မနေတော့ပါစိတ်ရန်ကလည်းခက်ပြီးကောင်းယောက်ျားတယောက်ဆိုပေမဲ့ဦးလေးတော်ခြင်းလဲတော်နေတယ်အကူတော်ခြင်းလဲတော်နေပြီတယ်ကျမဘယ်တော့မှဆွေရင်းမျိုးရင်းနဲ့ကောင်းရှုံးမခံပါဆွေမျိုးတွေကဆိုဒီမှာအင်းအားတောင့်တင်း၍ကောင်းမွန်သလားစကားရှုပ်လာတယ်ကျမကလည်းထွေလာကေလာရှုပ်ရက်တွေကိုကြိုက်လဲမကြိုက်ရှင်းလဲမရှင်းတတ်ပါဆွေမျိုးတွေကတယောက်ယောက်စကားလာရှုပ်၍အမှုပွေလာလျင်ကျမစီမလာနဲ့တော့အကယ်၍ရောက်လာပါလျင်ပို၍ရှုပ်ခါထသက်ကြတဲ့အဖြစ်ကိုသာရောက်ရှိပေလိမ့်မယ်ယခုလေကိုမောင်ကိုဘာတော်လဲလို့မေးရင်အကိုတော်ချောင်းတော့သိလေတယ်ဘလို့ဆက်၍ဘလို့ဝမ်းခွဲတော်မှန်တော့မသိပါကိုမောင်အမေကမူဆွေမျိုးစုထဲမှာအသက်လဲကြီးတယ်ငွေကြေးလဲချမ်းသာလာတယ်ဩဇာတိတ်ကမလဲဆွေမျိုးတွေအပေါ်မှာလွှမ်းမိုးနေသူဖြစ်လေတယ်အားလုံးကပင်မေမေကြီးဟူ၍ခေါ်ကြတယ်မေမေကြီးဆိုရင်ဆွေမျိုးစုတွေကမိတေကြတယ်မေမေကြီးရဲ့ညွှန်ကြားချက်အရာမြို့ဝကျမတွင်ပြန်ကျဲနေတဲ့ကျမတို့အမျိုးတတိုက်ကရန်ကုန်မြို့ကိုပြောင်းရွှေ့လာကြတယ်ယခုမှမင်းပေါင်းဆောင်၍ဆွေမျိုးဆောင်ကြတဲ့အခါပြဿနာလဲရှုပ်၍လာကြတယ်ဘသူကဘသူ့ကိုဘလို့ပြောပြန်ပြီဘသူလင်းယူခဲ့တာဘဲဝါကိုဘာပြောပြန်ပြီနဲ့အတိုင်အတော်ထူလိုက်ကြသည်မှာမေမေကြီးရှိပေပြီသာတော်ပေတယ်အမျိုးထဲမှာမိန်းကလေးတယောက်လင်းယူတဲ့ကိစ္စကိုပင်အေးအေးချမ်းချမ်းပြီးသွားတယ်မရှိလားပါကျမမိခင်ကမူမေမေကြီးကမဲ့ရီကဲလို့ခေါ်တယ်သူကအမျိုးတတိုက်တဲတွင်ရေငုံ၍မတုံမလုံနေလွန်းလာသူဖြစ်တယ်။ဒါကြောင့်မေမေကြီးဟာသူ့ကိုမက်ရီကဲဟူ၍ခေါ်ခဲ့လေတယ်။ယနေ့လည်းအမျိုးတွေကျွတ်စီဖြစ်နေတယ်။ကျွတ်စီရခြင်းအကြောင်းမှာကိုမောင်အမေရိကမှာပြန်လာတဲ့နေ့ဖြစ်တာကြောင့်ဦးကြီးတွေအတော်တွေတူမညီမဘုစုခယူနဲ့တက်ကြီးတက်လက်တွေပါမကြမ်းကြိုဆိုဖို့ပြင်ဆင်နေကြတယ်။မေမေကြီးကလည်းခေသူမဟုတ်အငိမ့်စာမင်းကြီးကတော့လဲမြေတွေအမြောက်အများပိုင်၍လက်ရှိလဲရန်ကုန်တွင်စမ်းဆက်နှလုံးလဲနေသေးတဲ့တတိရှိသေးတယ်ထဝယ်ဘက်တွင်လဲမိုင်းအလုတ်ကိုအစာပြုတ်ထားလေတယ်အကျန်းဖက်တောင်းကျမ်းသူတွေကြောင့်အဆအစင်မပြေချိန်မှာပင်ဆက်မဝင်မှန်၍တစ္ဆာရှိတဲ့လက်သမားတွေကရခင်ရလိုပင်သူ့ကိုစပားအပ်ကြသေးတယ်လဲပိုင်ရှင်တွေထဲမှာမူကံကောင်းတဲ့အမေကြီးဖြစ်လေတယ်မေမေကြီးကစီးပွားရေးမှာရောပေါင်းတင်ဆက်ဆံရေးရမှာရောကျွမ်းကျင်ပိုင်နိုင်လာသူဖြစ်လေတယ်ဒါကြောင့်လဲမင်းကြီးကွယ်လွန်သွားတဲ့အခါမုတ်ဆိုးမတထေးတူအဖြစ်ဆွေမျိုးတတိုက်ကိုလွှမ်းမိုးနိုင်ခြင်းဖြစ်လေတယ်မေမေကြီးကသူ့သားကိုမောင်ကိုအစဉ်ဂရုစိုက်တယ်သူ့သားနာမည်မှာကိုတင်မောင်ဖြစ်တယ်ဒါပေမဲ့သူကခေါ်တာတော့ကိုမောင်ဖြစ်တယ်ဒါကြောင့်တမျိုးလုံးကကိုမောင်ဆိုပြီးပင်ခေါ်ကြတော့တယ်ဆွေမျိုးတတိုက်ကကျမကိုစူးစိုက်ကြည့်တယ်ငွေ9ချက်နဲ့အင်ကြီးတစ်ထည်9ချက်ကိုပြောချိန်တွင်လေးတန်ကိုနှိမ်လိုက်တယ်ဟုတ်ကဲ့မိမိကအဲ့ဒီတော့ကဘာကြီးတာကို100ချက်ကြော့လိုက်တယ်နောက်လဲလစဉ်ငွေ90ချက်ပို့နေတော့မယ်မိမိအနေနဲ့ကမဟုတ်ဆိုးမှမလားဒီလောက်ပဲတက်နိုင်တယ်လေမင်းကြီးကတော့ဒေါ်မထားတချိုးတဲ့လစ်တော်တယ်မိမိကမူကျမပောင်ကိုကြိတ်လိန်တော့တယ်ဆွေမျိုးတွေကမူဝိုင်းရကြတယ်မိခင်ယူကတော့ဘလို့ဘူးလဲမသိဘူးဟဲ့
အဲ့လိုဝေဖန်ကြတယ်အိမ်ရောက်ရင်မူမိမိကနင်းကန်ဆိုတော့တယ်မိခင်ယူတယောက်တည်းနေတော့ငါသေးချင်တယ်မိမိမျက်စောင်းထိုးတာမမြင်လိုက်ဘူးလားသူပြောချင်တာပြောပလိစေပေါ့ဒီမိန်းမဟာလေများတယ်ဆိုတာအမျိုးတွေအားလုံးသိတယ်တမီးခုလို့ပြောတော့တမီးမှာဘာအရသာရှိလဲအရသာလိုချင်လို့မှမဟုတ်ပဲမိမိရေသူဟာပါဇက်ရှိတိုင်းပေါက်ရပြောနေတာတမီးနားမထောင်တတ်ဘူးဆွေမျိုးထဲမှာတကယ်ကြပြီးချွေတာတာမိမိကြီးရဲ့သူကဖြင့်1000ကျော်ရနေတဲ့မင်းကြီးကတော့ဖြစ်ပြီးငွေ9ချက်လေးပေးခဲ့ရတာကိုတကယ်တည်းဆွေမျိုးတို့အစည်းအဝေးမှာပြောလိုက်ရတာအမောအေးအဲ့ဒါဘာဖြစ်လဲသူဟာသူပြောတာလူမသိတာဆွေမျိုးတွေကသူ့ကိုရဲစရာမိမပေါ်လို့သဘောထားတာသမီးခုလို့ပြောလိုက်တော့ဒီကောင်မလေးကိုယ့်ထက်အကြီးကိုပြန်ပတ်တယ်စွာတယ်တိတ်ပူကြတယ်လို့အပြောမခံရဘူးလားမေမေဘလို့နေလဲမေမေနေတယ်လို့နေစမ်းပါနိုင်ကျင်တဲ့လူကအနိုင်ယူပလိစေပေါ့အသားယူကျင်တဲ့လူကယူပါစေပေါ့ကိုကသာကိုယ့်ဘက်ကဝေတရားမပြတ်ထောက်ပံ့တဲ့လူကိုထောက်ပံ့ကျွေးမွေးတဲ့လူကိုကျွေးမွေးချစ်ချင်တဲ့လူလည်းချစ်ပေါ့မုန်းချင်တဲ့လူလည်းမုန်းပေါ့သမီးဟာကြက်ကောင်းစိတ်မခံမေမေကသူ့ရဲ့ခံဒီဝါဒကိုစတင်တရားဟောတော့တယ်ကျမလည်းအဲ့ဒီချိန်ကစပြီးမေမေကိုလျှော့ပေးလိုက်ပါတော့တယ်ဒါပေမဲ့ဆွေမျိုးတို့ဆုံရခုနောက်တစ်ခါမှခဏခဏမတော်ပြစေနဲ့လို့မေမေကိုတောင်းပန်ထားရတယ်အေးပေါ့လေမတော်မဖြစ်ရင်တော့သမီးတော့ရမှာပဲမေမေတို့မှတားမိနှစ်ယောက်တည်းရဲ့ကိုဟာကိုမကြားချင်ရင်နားမထောင်နဲ့စကားမပြောချင်နှုတ်ပိတ်နေတို့များဟာမွေးလာတဲ့ဆိုကြတဲ့လူပောင်ရဲ့အိမ်အောင်စုမှာအိမ်သားတယောက်ဖြစ်လာတာပါတခါတလေကိုမကြိုက်တာတွေကိုလည်းလိုက်ရောရတာပဲကိုကြိုက်တာပြီမဲ့လည်းလှုပ်ချင်မှလှုပ်ရတာပဲအခုလေကိုမောင်ကိုသွားတွေ့ရင်ဘူးတွေခွာတွေချမလာနဲ့ဦးနော်မိမိကသမီးအကြောင်းသိသူမို့စိုးရိမ်တကြီးမှာရှာတယ်မချပါဘူးမိမိဟာခုလောက်ဆိုလဲမိမိအမျိုးတွေကိုမောင်အိမ်မှာရှဲနေလောက်ပါပြီသမီးနဲ့မိမိကြီးနဲ့ကတော့လိုက်ပါတယ်မိမိကြီးကအသက်ကြီးသလောက်တကယ်လဲအလုပ်လုပ်တယ်သူမလုပ်နိုင်တာကိုလည်းပါဇက်ကအပူမပြောင်းသမီးကဒါမျိုးဆိုတိတ်သဘောကြတာအလကားနေမလုပ်နိုင်မေလေလျှောက်ပန်းနေရင်ဒါသမီးစိတ်ထဲရာကြည်ဖြစ်လာတာမိမိကလက်ခောက်ကိုပြလိုက်တယ်ဒီတစ်ခါမိခင်ယူဘူးချလာတဲ့ကြားရင်လာကွယ်စိန်ပီတာထက်လက်တံပြောင်ပြောင်နဲ့ခောက်မယ်ကြားလားကျမကငယ်စိတ်ကိုအတော်ပင်ဖြောက်ရအောင်ပါတကားကိုမောင်တို့အိမ်မှာမင်္ဂလာတုံလမ်းပေါ်တွင်ဖြစ်၍မြို့နယ်အလံဝေးတံနဲ့အမျှအေးချမ်းတိတ်ဆိတ်လာတယ်ကျမကကလေးချမ်းဝကိုရောက်ချိန်မှမူကိုမောင်ကိုပထမဆုံးမြင်ရတယ်မျက်ခွင်းတွေကစိမ့်၍ညီနေတယ်အင်္ဂလိပ်နှင်းပန်းပွင့်အဖြူနဲ့ပန်းရောင်တွေကမျက်ခင်းတွေကြောက်ရှိအုပ်လန်းငယ်တွေဘေးမှာစီ၍ပွင့်နေတယ်ကိုမောင်ကမျက်ခင်းပေါ်မှာကလထိုင်နဲ့ထိုင်နေတယ်အမေရိကပြန်ကြည့်မို့လားမသိအတော်ပင်လှလာတယ်အထူးသဖြင့်ဖွေးတဲ့လဲတိုင်းအောင်မှာနီညိုရောင်လဲစည်းမှာသူ့နဲ့လိုက်ရောလှတယ်ဟဲခင်းယူလေးပါလားဟေးလာစမ်းသူကပြုံးရှင်အားရစွာပင်ကျမကိုလှမ်းပြီးနှုတ်ဆက်တယ်ကျမအနာကိုရောက်လာရင်နေရွက်ကိုဆွဲ၍လိမ့်လိုက်တယ်အာကိုမောင်ကလည်းနားလိုက်တာနေကောင်းရလားကောင်းပါတယ်ဟာမင်းကလည်းထွားလာလိုက်တာအပြိုကြီးဖြစ်နေပြီဟဲ့ကျမရဲ၍နေလိုက်ပါတယ်တကယ်တော့အပြိုဖြစ်နေတာမှကြာလာပါပကောသူကဒါကိုစကားလုပ်၍ပြောနေတာကိုကျမမကြိုက်ပါမေမေကြီးတို့ရောဟိုးမှလာနေပြီတစ်ဖက်မျက်ခင်းတွင်မေမေကြီးဟာမြေအငယ်ဆုံးကိုလက်တွန်းလဲနဲ့တွန်း၍ကျမတို့စီလာနေတယ်နောက်တွင်မူကလေးအကြီးနှစ်ယောက်ကိုကိုမောင်စနီမငွေခင်ကလက်တွဲ၍ရှောင်လာတယ်ဘယ်တော့မဆိုမမခင်ကအေးအေးဆေးဆေးရှိလာတယ်သူ့ရဲ့လင်ကလည်းလာပေါင်းများစွာခဲခွာနေရမှပြန်လာချိန်မှာပင်သူကပူပူနွေ့နွေ့တက်တက်ကြောက်ကြောက်မရှိပါကျမကိုလှမ်း၍ပြုံးပြလိုက်သည်ရပင်အေးဆက်နေကွေးလွန်လာတယ်ကိုမောင်အမူအရာကလည်းမမခင်ပေါ်တွင်ဟဟပပမရှိလားသူ့အနာကိုရောက်လာတဲ့ကလေး၃ယောက်စလုံးကိုပင်သူကလှမ်း၍မကြိုပေသူတို့ကဘေးကလထိုင်တွင်ဝင်၍ထိုင်ကြတယ်မက်ရီကတယောက်နေကောင်းလားဟိနေကောင်းပါတယ်မေမေကြီးဟာမြေအငယ်ကလေးရဲ့သပင်ကိုပွတ်ရင်တခုခုကိုတွေးနေပုံရတယ်မက်ခင်ယူလာတာအတော်ပဲကိုမောင်ကအတိတ်ပဲကိုနားမလဲပါကျမလည်းသူပါပြောမယ်ကိုမသိပါတားဒီမှာလုပ်နေရမယ့်သတင်းစာလုပ်ငန်းမှာရောပုံနှိပ်ဆက်လုပ်ငန်းတွေမှာရောအတွေ့အမှုတယောက်လောက်တော့လိုတယ်ကွဘာပဲဖြစ်ဖြစ်ယုံကြည်အားထားရတဲ့သူပေါ့လို့ဟုတ်တယ်လူမပဲမေမေ
ဒီတော့မေစဉ်းစားမိတယ်မိခင်ယူဆိုရင်အတော်ပဲမန့်ငွေခင်ကဖြည်းဖြည်းလေးဝင်ပြီးပြောတယ်သူကသူ့ယောက်ျားအတွက်စိတ်ချရလောက်တဲ့အဖို့ကိုရစေခြင်းနဲ့ကျမအတွက်တော့ငင်းစရာမရှိပါဘူးမေကြီးမေကိုသာပြောပြပါအေးငါမနှက်ပြန်တော့မရေခင်းနဲ့တွေ့နိုင်ပါလိမ့်မယ်ပြောပြမှာပေါ့အလေတော့ရင်ကျမအလုပ်ရခဲ့ပြီတယ်အမေကလည်းအလုပ်ကိုသဘောတူတယ်ဒါပေမဲ့အသက်မွေးဝမ်းကြောင်းမှာပထမဆုံးကျမအလုပ်စလုပ်ချိန်ဖြစ်ပြီးစိတ်ချပုံမရပါအိမ်မှာလို့တော့စိတ်မဆက်နဲ့ခေါင်းမမာနဲ့နော်သူများစီမှာအလုပ်လုပ်တယ်ဆိုတာအလွန်သိခံရတာပဲမသွားခင်သူကစကားဆက်မိတိုင်းဒီလိုပဲတွတ်ပြောနေတယ်ဟုတ်လဲဟုတ်ပြီတယ်ကျမတယောက်ကလည်းမှန်တယ်လို့ထင်လာရင်ဘာပဲဖြစ်ဖြစ်ဆွေ့ရတင်ခြင်းနဲ့လူငယ်စိတ်ပီကိုကြောက်ရမှန်းလည်းမသိပါမခရကျင်တော့ဘူးဆိုရင်လေရောင်ရစ်ပင်ဥမညွတ်ချင်တော့ကြောင်းထွက်စွာဆိုသည်မှာဥမကြိုမပိုးသည်အစထောင်ရင်နေတတ်သူလောကဒန်တို့ဘာလို့ဆိုတာလဲတွေ့ဘူးသေးတာမဟုတ်ကဲမပါပြုစုပါမွဲတွေ့မျက်နာနဲ့ကိုချမ်းသာရာရှားကြောင်ငယ်ပေါင်းစုပ်ပိတ်နှုံနဲ့ဒီစကားကိုရောင်မား၍ဆိုမိလျင်ရှာတူအောင်ရိတ်ချင်ဤဆိုတဲ့ဥပုံညာစကလုံးတွေကိုစာအုပ်ထဲမှာပဲအလွတ်ရပြီးတဲ့အတိုင်းလက်တန်းရွတ်၍ဘယ်တော့မှဥမကြိုးခဲ့ပါအခုတော့ကျမဘဝကိုစရပြီဘလို့စကန်သားမယ်မှန်တော့ကြိုတင်၍မတွေးကော်တပါဖြစ်သည်မြအကြောင်းအကောင်းမဲ့ပေါ့ကိုမောင်ကသတင်းစာရဲ့ policy ကိုဂိုင်းထားတယ်ရန်ဖန်ရခါကောင်းကြီးပိုင်းနဲ့စောင်းပါတွေကိုရေးပေးတယ်တစ်ဖက်ကလည်းသူကအမေရိကမှာစာအုပ်တွေကိုဘာသာပြန်၍ထုတ်ဝေတယ်ကျမတခါမှမနာရပါငွေရေးကြေးရေးပြင်ပဆက်ဆံရေးနဲ့ရှုပ်လာတယ်အိမ်ရောက်ပြန်ရင်လည်းကိုမောင်တယောက်တည်းအင်မတန်ကလေးဆန်နေသူ့ဝေယဝစတွေနဲ့ကျမမအားရပါကျမစိတ်ထဲတွင်စိတ်မကောင်းခြင်းဖြစ်ရတဲ့ကိစ္စတစ်ခုပေါ်လာတယ်အဲ့ဒီကိစ္စမှာမခင်က2ပတ်လောက်ပဲနေရ၍မေကြီးနဲ့အတူလိုက်သွားတော့တယ်ဘာကြောင့်များသူတို့လည်းများအတူမနေကြပါလေသူ့မိန်းမမရှိပဲကျမတာရှည်နေ၍ဖြစ်ပါမလားပြဿနာတွေမှာရှုပ်ထွေးနေတော့တယ်ဘာဟင်းစားကျင်တဲ့ကွယ်ဆိုတဲ့အစားကျမစီမံနေရတော့တယ်ကိုမောင်ရဲ့တက်နေဝင်သတင်းစာမှလည်းအရှိန်ရ၍လာလေတယ်အမှန်တော့အရီတာနဲ့တိုက်အုပ်တို့ရဲ့ကြမ်းကြင်မှုဆိုရင်မမပါကိုမောင်ကသတင်းစာလုပ်ငန်းတွင်စိတ်ဝင်စားပုံမပေါ်သူအမေရိကမှာစာအုပ်တချို့ကိုမှာယူ၍ဘာသာပြန်နေပုံနှိပ်ထုတ်ဝေတဲ့ကိစ္စတွေမူအကြီးဆုံးသူ့ကိုကူညီခဲ့ရပြီတယ်ဒါပေမဲ့ထောင်တောင်းကြည့်၍ငွေရင်းမြုပ်ထားရတာကြောင့်သတင်းစာလုပ်ငန်းမှာသူစိတ်မဝင်စားတာကိုကျမမကျေနပ်ပါတချို့များသတင်းစာလုပ်ငန်းတွင်ဝါသနာကြီးလုံးလို့သာပေးနေကြရတယ်အရင်အနည်းမှာနှစ်ပြားတပင်းနဲ့စကြရပြီတယ်ယခုကိစ္စမှာမူခူးပြီးခတ်ပြီးဝင်စားရတော့လေကိုမောင်လုပ်ပုံမှာပေါ်ဆဆနိုင်လာတယ်အရင်တုန်းကတော့သူ့ဝါသနာပါလာတယ်ဆိုတဲ့အဲ့ဒီလုပ်ငန်းကိုစိတ်ကူးရဲတွင်အတော်ကျေနပ်ခဲ့ပြီးတယ်အိမ်ပြန်ရောက်လာရင်ထမင်းစားချိန်မှာတပါ2ယောက်ခက်ခွာပဲနေကြတယ်သူ့အတွက်တော့မသိပါကျမအဖို့မှာစာအုပ်စုပ်လေးရစာရေးသိမ်းနေရတဲ့ပုံနှိပ်ဆက်လုပ်ငန်းတွင်တစ်နေ့လုံးမောလာတယ်သူ့ထံကိုရောက်လာတဲ့စာတွေကိုရှင်းလင်းရပြန်ကြားတင်တာတွေကိုပြန်ကြားရနဲ့အိမ်ပြန်ရောက်ရင်ပြည့်ပြည့်သားလဲကျင်တော့တယ်ယနေ့ညနေထမင်းစားပြီးချိန်တွင်ကျမခဏလဲနေဖို့အိယာကိုပြင်နေတယ်ကျမအင်ဂျီတွေကိုနေရာချရင်အင်ဂျီအိတ်ထဲမှာစားတစ်စောင်းကိုသွားတွေ့တယ်ထိုစာမှာအမေရိကမှာကိုမောက်တန်တို့လာတဲ့စာဖြစ်တယ်သူတခြားစာတွေကိုဖောက်ဖက်ခွင့်ပြုပေမဲ့အမေရိကစာတွေကိုမူကျမမဖောက်ရပါကျမစာအိတ်ကိုယူ၍သူရှိရာစင်ဝင်ခန်းစီကိုထွက်လာခဲ့တယ်စင်ဝင်ခန်းတွင်သူပလက်ကလထိုင်နဲ့ထိုင်နေတယ်အပြင်တွင်အလင်းရောင်မရှိတော့ပါလာရောင်မှုံမောင်းမသာလင်းနေတယ်စင်ဝင်ပေါ်မှာကြည့်ရင်ချမ်းဝင်းကလာရောင်ကြီးနဲ့လှပငြိမ်သက်၍နေပြီတယ်ကိုမောင်ကျမလာခဲ့ရမလားကျမတကားဝတွင်ရပ်၍မေးလိုက်တယ်လာဟိလာပါကွယ်သူ့အနာကိုကျမလျှောက်လာရင်စိတ်ပြတ်သွားတယ်သူရေခဲစိန်ထားတဲ့အရက်ဖန်ခွက်ကိုဖြည်းဖြည်းချင်းတောက်နေတယ်ကျမချက်ချင်းပင်အခန်းထဲမှာထွက်သွားခြင်းနဲ့ကိုမောင်တောက်နေကြဆိုတာကိုသိပေမဲ့ဘာဖြစ်ဖြစ်မှမသိကျမနည်းနည်းမှမကြည့်ချင်ပါခက်ပြီးကျမတွင်လည်းသူ့ကိုလွှမ်းမိုးပြုတ်ပြနိုင်အောင်
ဩဇာအာဏာနဲ့တကွာအခွင့်အရေးကလည်းမရှိပါတက်ပြင်းချလိုက်ရင်သူ့လက်ထဲသို့စာကိုထည့်လိုက်ပါတယ်အိမ်ထဲမှာထွက်လာတဲ့မီးရောင်အလင်းနဲ့စာအိတ်ကိုကိုင်ရင်သူကကလတ်ထိုင်မော်တွင်ပြစ်လဲသွားတယ်ကျမသွားတော့မယ်အိုးထိုင်စမ်းမအောင်ညီမရေကျမမထိုင်ချင်းနဲ့ရှေ့ဘက်ရှိကလတ်ထိုင်တွင်ဝင်ထိုင်လိုက်တယ်သူဟာစာအိတ်ကိုဖောက်မဖက်သေးပဲရှင်ဘက်ပေါ်တွင်လက်နှင့်ဖိထားတယ်ကိုမောင်ကိုမင်းမအံ့ဩဘူးလားမခင်ယူကျမဘာလို့မှမပြေတတ်ပါကိုတော့လေတိလားဘာအလုပ်ကိုမှမလုပ်တော့ခုလုပ်ရတာတွေကိုလည်းနည်းနည်းမှစိတ်မပါတော့ကျမသိပါတယ်သူအလုပ်တွင်စိတ်မဝင်စားဘူးဆိုတာကိုဖွင့်ပြပြောဖို့မလိုပါသူ့အတန်တွေကတူတူလေးနဲ့တုံနေတယ်အရက်ခွက်ကိုချလိုက်စဉ်တွင်လည်းလက်တွေကတုံနေတယ်သူ့စိတ်မြည်များလှုပ်ရှားနေသည်ကိုသူ့ဟန်ပန်တွေကဖော်ပြနေပြီတယ်ပလဲစီယာစာတွေကိုကိုနည်းနည်းမှမဖတ်ချင်တော့သူ့စီယာစာရတိုင်းအေးလေစာဖက်ရတိုင်းဆိုပါတော့ရှင်ထဲမှာနာနေတာပဲဒါပေမဲ့သူ့စီယာစာမပြန်ရင်အိတ်လို့တောင်းမရအောင်ကြာသာကိုမောင်ဒီလိုနေရရင်တော့ဘာမှလုပ်လို့ရတော့မှာမဟုတ်ဘူးသိလားသူဟာစကားကိုရက်ပြီးမျက်လုံးတွေကိုစင်းကားတွေးနေတယ်ပလဲဆိုတာဘာတူလဲပလဲနဲ့ပတ်သက်၍ကျမဘာမှမသိဘူးပါယခုစာပလဲထံအစာဖြစ်တယ်ပလဲနဲ့ပတ်သက်၍ကျမဖွင့်မေးဖို့လိုသလားမလိုဘူးလားဆိုတာကိုလည်းကျမမတွေးတတ်တော့ပါရခင်ကလေးကကျမသိစီလိုလျင်အမေရိကရှိပလဲထံဟာအခုလိုရောက်လာတဲ့စာတွေကိုကျမအားဖတ်ခွင့်ပြုလိမ့်မယ်ကျမမသိစီလို၍ဖတ်ခွင့်မပြုတဲ့ထိုစာတွေနဲ့ပတ်သက်တဲ့ပလဲအကြောင်းကိုလည်းကျမထပ်မံ၍မေးရန်မတင်ပါသူဖွင့်ပြောသလောက်ပဲထားလိုက်ပါတယ်ကဲမခင်ယူသွားကျင်သွားတော့သူကကျမကိုအနားတွင်မနေဆိုလိုပြန်မှာလက်ထဲမှာတောက်လက်စဖန်ခွက်ကိုပြန်၍မော့နေပြန်တယ်ကျမကမတ်တက်ရက်ရင်မေကြီးသွားကနေတော့ကိုမောင်အရက်တွေမတောက်တော့ဘူးဆိုကျမကမနစ်သက်တာကိုဝမ်းထဲတွင်မြုံပြီးမထားနိုင်တော့ပါမရွှေယူဖះအလောင်းမကြီးရဲ့ကျုပ်တောက်ပြရစေခမတောက်ပြရစေဒါတွေကိုတော့မေကြီးကိုတော်ဦးမတင်လိုက်ပါနဲ့သူကကြောက်တွေ့ရေတန်းကြီးနဲ့ရေကကျမကိုအော်၍ပြောနေတယ်ကျမကြောတဲ့တွင်စိတ်လာတယ်ကိုမောင်ဒီလောက်အလုံးလုံးနိုင်တာအသေးနှလုံးတွေကိုအရက်နဲ့စိန်ထားလို့အောက်မေ့ထားစမ်းပါကဲသွားတော့ကျမကစိတ်ပြက်နေသူ့အနာမှာထသွားတော့တယ်တနေ့လုံးပင်ပန်း၍အိတ်မဲဆိုပေမဲ့အခုတော့လေအိတ်ချင်စိတ်မရှိတော့ပါဝရန်တာတွင်ထိုင်ရင်ကိုမောင်အကြောင်းကိုစဉ်းစားနေမိတယ်တန်မိုးရှိလာတဲ့သူ့လုပ်ငန်းကြီးနဲ့သူ့နေပုံထိုင်ပုံကိုကျမလည်းစိတ်ပြက်လာတယ်ပလဲဆိုသူအကြောင်းကိုလည်းတွေးမိလိုက်တယ်အကူဆိုတဲ့တန်ရောစင်နဲ့ကိုမောင်အဖြစ်ကိုစိတ်ထဲတွင်တနာသလိုဖြစ်လာတယ်တအိမ်လုံးငြိမ်သက်၍မိတွေလည်းမိတ်ကုန်ပြီကျမရဲ့အခန်းတစ်ခုသာလင်းနေတယ်ကိုမောင်လည်းအရက်တောက်နေရမှထတာပုံမပေါ်သေးပါစိတ်ထဲတွင်ကိုမောင်ရှိရာသွား၍ကြည့်ကျင်လာပြန်တယ်အလေခမ်းမကြီးကိုဖြတ်ကျော်၍စိတ်ဝင်ကိုကျမရှောက်လာမိတယ်အိမ်ရှိခန်းတွင်မိတလုံးလင်းနေတယ်ကျမတကားဝတွင်ရက်၍သူ့ကိုကြည့်လိုက်တယ်ကလတ်ထိုင်မော်တွင်ခွေလေးလဲနေတယ်ပလဲရဲ့စားသူဒီမှာအရက်ဖန်ခွက်ပေါ်သို့လျှော့ချနေတယ်အရက်မူးလုံ၍ပဲလားအိပ်ပျော်၍ပဲလားသူဟာငြိမ်သက်၍နေတယ်စပင်တွေကနှစ်ဖူးပေါ်တွင်ဝဲ၍ပစိုးကလည်းလျော်ရဲနေတယ်ကိုမောင်ကျမသူ့ပခုံးကိုကန်၍အตาလေးလှုပ်နှိုးနေတယ်သူဟာမျက်လုံးကိုအตาဖွင့်၍ခေါင်းကိုထိုးလိုက်တယ်ခေါင်းမှာထူရမှပြန်ကျသွားပြန်တယ်ဒီအပြင်လေတွေတိုက်တယ်အေးလာပြီအိတ်ခမ်းထဲသွားရအောင်သူဟာကိုအားယူ၍ထားလိုက်တယ်ကျမနဲ့ရှင်ရက်နေပေမဲ့ကျမပခုံးကိုတအားဖိ၍ဖတ်ထားတယ်သူ့ကိုအိတ်ခမ်းအရောက်တည်သွားရသည်မှာမသက်သာလာပါဟိုရင်ဒီရင်နဲ့ချွေးပြန်လာတယ်ပခုံးကိုဖတ်ထားတဲ့လက်တွေကလည်းဟိုရွှေ့ဒီရွှေ့နဲ့ကျမစိတ်ပြက်လာတယ်အော်ပြစ်ချင်လိုက်တယ်ဂရင်နာရောက်ခါမှသူဟာပခုံးကိုလဲလှုပ်၍လဲကျသွားတော့တယ်လဲအကြတွင်ဆွဲမိဆွဲရာကျမခါကိုဆွဲလိုက်ရာ
ကျမပါရောပြီးကျမ်းပေါ်လဲကျသွားတော့တယ်စိတ်ပြက်စရာကောင်းလိုက်ပါပြီပါဇက်မအရက်နဲ့ကလည်းပတ်ဝန်းကျင်လေထဲတွင်လုံထွေးနေတယ်ဟုံကနေကျသွားတဲ့အတန်ကြောင့်အစေခံဦးကြီးဦးကျော်ပင်အခန်းဝါရောက်လာတယ်ကျမကိုကိုမောင်အနာတွင်လဲကျနေရမှထားပြီးဦးကျော်ကိုပါအကူအညီခေါ်ရတော့တယ်သူ့ကိုကရင်မော်တွင်တိတ်ပေးခဲ့ပြီးကျမအခန်းကိုပြန်လာခဲ့တယ်အဲ့ဒီညတညလုံးတင်အိပ်ရမပြောပါဒီအရက်သမားနဲ့ကြကြနေ၍ဖြစ်ပါမလားဘလို့ပင်ကင်းအောင်နေပေမဲ့မကင်းနိုင်တဲ့အကြောင်းအရာတွေကလည်းသူနဲ့ကျမကြားတွင်ဆက်ဆက်နေတယ်မောင်နှမဆိုပေမဲ့ငရုတ်သီး10တောင်စားကမှတတောင်သာဆက်တဲ့အမျိုးဖြစ်တယ်သွေးဝေဝေနီနီအရက်ဆိုတာကမှားတတ်တဲ့ကိစ္စမျိုးဖြစ်တယ်ရင်မမွေတဲ့ရင်သွေးတယောက်လုံးကိုပင်အမဲဖြက်၍ချက်စားလောက်အောင်အရက်ကသွေးဆောင်တတ်တယ်မဟုတ်ပါလားယခုလိုအဖြစ်မျိုးတွင်တနေ့နေ့အမဲဖြက်ခံရပါကကျမသာရင်ကျိုးရတော့မယ်ကျမမိမတို့ထုံးစံအတိုင်းငိုကျင်လာတယ်အစီခံတွေဆိုဖာကြီးတွေပြောင်းလဲတဲ့ကျမ်းပြင်တွေနဲ့တက်တောင်တက်တာရှိလာတဲ့အိမ်ကြီးမှာညာတွင်ချင်းထပ်ပြေးကျင်လာတော့တယ်လာရောင်ကြီးတွေရိုပိတ်၍ညမှာအစွမ်းကုန်ပွင့်နေတဲ့ပန်းဝစ်လွာတွေကိုလည်းစိတ်ကူးမိရင်ကျင်တော့ပါတိတ်ဆိတ်နေတဲ့ခြံကြီးကိုပြထဲမှကြည့်နေရင်ကိုပင်ကြောက်ရွံ့လာတော့တယ်ကျမကရင်ရှိရာကိုသွားပြီးစိတ်ပြက်လက်ပြက်နဲ့လှဲနေမိတော့တယ်နောက်နေ့တွင်ကျမအလုတ်တိုက်ကိုထွက်ခွာမဲ့အချိန်ထိကိုကိုမောင်မနိုးသေးပါတနေ့တာအတွက်စာရွက်စာတမ်းတွေကိုတင်ဆက်ပြီးကားပေါ်ကိုတင်လိုက်တယ်ညကညနဲ့အောင်နေလိုက်ရတာကတကြောင်စိတ်ကလည်းညစ်လိုက်တဲ့အတွက်တမနှလုံးနှုံးချီချီဖြစ်နေတယ်မှားစရာတွေများတဲ့အတွက်ဦးကျော်ကိုရှာရအောင်မယ်သူကကိုကိုမောင်စပတ်ခန်းရှိအလူစပွဲကိုရှင်းနေတယ်ဦးကျော်ကိုကိုမောင်တို့ရင်ကျမကားယူသွားပြီလို့ပြောလိုက်တော့သူတော်တော်နဲ့နိုးမှမဟုတ်ဘူးဦးကျော်ကမျက်မှောင်ကျုံရင်ကျမကိုစူးစမ်းတယ်လို့ကြည့်နေတယ်အေးပြောလိုက်မယ်ကျမကသူ့ကြည့်ပုံအတွက်တန်တရားမရှိပဲအလုတ်တိုက်ကိုထွက်ခဲ့ပါတယ်ရှေ့ကိုဆက်၍စခန်းသွားမယ်ဇလန်းတွေကိုစဉ်းစားရင်စိတ်မောနေမိတယ်အမှန်တော့တက်နေဝန်သတင်းစာကြီးမှာဟန်သာရှိနေတယ်မန်နိုင်ကြီးဖြစ်တဲ့ကိုကိုမောင်ကရိုင်းနေတဲ့နောက်သတင်းစာရဲ့နောက်ရေးမှာစိတ်မအေးစရာဖြစ်လာတော့တယ်ပြန်ကြားတဲ့စာတွေကိုရေးပြီးတဲ့နောက်စာအိတ်တိတ်ကိုဖောက်ဖက်လိုက်မိတယ်စာမှာကိုကိုမောင်ကိုအမေရိကမှာအမေရိကန်လူမျိုးတယောက်ကတွေ့လို့ကြောင်းစာဖြစ်တယ်ထိုစာမှာနယူးယောက်တွင်စာအုပ်ထုတ်ဝေသူဖြစ်တယ်စာဖတ်နေတော့မှတယ်လီဖုန်းခေါင်းလောက်တယ်မိလာတယ်စကားပြောခွက်ကိုကောက်ကင်လိုက်တဲ့တပြိုင်နက်တစ်ဖက်မှာကိုကိုမောင်အတန်ကိုကျမကြားရတော့တယ်ယူလာဟိဟုတ်ပါတယ်ကိုကိုမောင်ကိုမနေ့ပြန်ခရီးထွက်မလို့ကားယူပြီးပြန်လာခဲ့တော့အလုပ်တွေလည်းအားလုံးတိုက်အုပ်နဲ့စီစဉ်ခဲ့ကျမမှာခဏငိုင်းမိသွားတယ်ချက်ချင်းလိုပင်လက်ထဲမှာစာကိုသတိရပြီးဒီမှာကိုကိုမောင်အမေရိကကစာအုပ်ထုတ်ဝေတဲ့မစ္စတာဘော့ဆိုတဲ့လူကတွေ့ကြလို့တဲ့အေးညနေ9 နာရီအိမ်မှာချိန်ခဲ့နက်ပြန်ကိုယူပါလိုက်ရမှာမြက်မြက်ပြန်ခဲ့တစ်ဖက်မှာတယ်လီဖုန်းကိုချလိုက်ပါတယ်ကျမအရီတာနဲ့တိုက်အုပ်တံကိုပြေးရပြန်တယ်စီစဉ်တဲ့တာတွေကိုအမြန်စီစဉ်ရပါတယ်မစ္စတာဘော့ကိုလည်းချိန်ခဲ့ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ကိုကိုမောင်ကညကအရက်နာကြ၍ယခုမနေ့ကောင်းခဲနေပုံရလေတယ်ထမင်းစပွဲတွင်လိမ်မော်ရီတပံကွက်ကိုမြုံရီတောက်နေတယ်မခင်ယူကိုရိုရေလမ်းဘက်ကိုခရီးထွက်မလို့သူကကျမကိုတွေ့ချင်းလှမ်း၍ပြောလိုက်တယ်မထွက်ဖဲတာနေရင်တော့ဖြစ်မှာမဟုတ်ဘူးကို့ရင်ထဲမှာကြက်လာပြီခေါင်းတွေလည်းခဲနေတယ်ခရီးထွက်လိုက်ရင်တော့တက်တာမှာပဲဘယ်ဘက်ကိုသွားမှာလဲပသိမ်ကိုရေလမ်းဘက်သွားရတာစိတ်နဲ့ပိုအေးတယ်ကဲသွားဦးကျော်ပါခေါ်သွားမယ်ကြည့်ပြီးထည့်စရာတွေထည့်ပြီးတော့ကျမဦးကျော်ရှိရာထွက်လာတယ်ဦးကျော်မှာတက်အိမ်တောင်ပြောင်းတယ်လို့အိုးခွက်ပကံကအစာဆုံစစ်ထည့်နေတယ်ငပိငန်းပြရင်ငရုတ်သိမ့်မုံနဲ့စားမကြမ်းထည့်နေတယ်မသိမ်းမှာအဲ့ဒီပစ္စည်းတွေရနိုင်မိမယ်ဦးကျော်ကအိမ်မှာအပြည့်စုံယူသွားတယ်ဆေးရတက်ကိုတီးတဲ့လူတစ်ယောက်ဖြစ်ပေတယ်ခရီးထွက်ရင်ပေမဲ့ရေခဲနဲ့ဘီးလက်ရည်တောက်ချင်နေဆိုရင်ချက်ချင်းရမှာဖြစ်တယ်ငပိရည်ပြစ်ထမင်းနဲ့စားချင်နေဆိုရင်လည်းချက်ချင်းရမှာခုဆိုခုမှဆိုတဲ့လူမျိုးဖြစ်ပေတယ်အမြဲကွာရေးမဖြစ်တဲ့
တောက်တော်ရီတတိတာကိုလည်းဦးကျော်ကယူသွားရန်ပြင်ဆင်ထားတယ်။ဘာရီများသူ့ရင်ထဲခေါင်းထဲမှာကြက်နေပါလဲ။ကျမစိတ်ထဲတွင်စဉ်းစားကြည့်တယ်။စဉ်းစား၍မပေါ်ပါ။အလကားပိုနေတယ်လို့စိတ်ထဲမှာထင်မိလိုက်တယ်။သူ့အိတ်ခမ်းကိုဝင်ကအဝတ်အစားတွေကိုတစ်တာတဲ့ထဲ့နေစဉ်တွင်ကိုကိုမောင်ရောက်လာတယ်။ဟောရီဖိုင်တွဲပါတစ်တာတဲ့ထဲ့ယူခဲ့။သူလှမ်းပေးတဲ့ဖိုင်တွဲမှာကျမတကားမှမကြည့်ရတဲ့စာရဲဖြစ်၍မကြည့်ပဲတစ်တာတဲ့ထဲလိုက်တယ်။ကျမအတွက်လည်းအဝတ်အစားတွေနဲ့စာရေးဆက်ကူမှင်ရအစားထည့်ရင်းနဲ့ပင်တညက်နေလုံးအချိန်ကုန်သွားတော့တယ်။ညနေဘက်တွင်မစ္စတာဘောနဲ့ကိုကိုမောင်တို့ခြံထဲတွင်တွေ့ကြတယ်။သူဟာအပြင်လူအနာမကတ်စေချင်မှာခြံထဲတွင်သူတို့နှစ်ယောက်တည်းရှိလေတယ်။လူတွေများအင်မတန်ရေစရာကောင်းတယ်။ကိုကိုမောင်တို့တွင်တော့ယူလိုက်ရတဲ့အနာရှင်းလိုက်ရတဲ့အုံနောက်ဖြေလိုက်ရတဲ့အပန်းကျမတွေးရင်ရဲကျင်လာတယ်။လူဆိုတာရှိရင်ရှိသလားပိုကျင်ကြချဲ့ကျင်ကြတဲ့တရဝါတွေများပါတကားပသိမ်ကိုထွက်လာတဲ့ခရီးလမ်းတစ်လျှောက်မှာရခင်တုံးကလို့တာတောင့်သားရမရှိလားပါကျမတို့မှအခန်းငါးစီး၍တော်ပြီးသေးတယ်ကုန်းဘက်ပေါ်လိုက်ရတဲ့ခရီးသည်တွေမှာငပိငချင်းတိတ်တယ်လို့ကြက်ညက်ပြီးစိတ်ညစ်စရာကောင်းလာတယ်ဝါခင်မမြို့မှာတညအိပ်၍နောက်နေ့တွင်ပသိမ်ကိုရောက်ခဲ့ပါတယ်တကယ်တော့ပသိမ်မှာလည်းအရင်ကလိုမသားရတော့မိဘေးနဲ့ဘုံတန်တွေမှာပသိမ်မျိုးရဲ့အလှပတွေကိုဖျက်ဆီးလိုက်ကြတယ်။ဒါပေမဲ့ကျမတို့နေရမယ့်အိမ်မှာကိုကိုမောင်မိတ်ဆွေရဲ့အိမ်လိုဖြစ်ုံသာမကကန်သုံးစင်အနီးမှာဖြစ်တဲ့အိမ်ရှိရန်မှာလှမ်း၍ကြည့်လိုက်ရင်ကန်ရည်ပြင်ကစိမ့်၍ညိုနေတယ်။တရက်ပင်ပူပူလေးတွေကကန်ပေါင်ရိုးတွင်ခက်ကြဲကြဲဝိုင်း၍နေတယ်။လေအေးတွေကကန်ရည်ပြင်မှဖြတ်တန်း၍အိမ်ဘက်ကိုဖြင်းညင်းစွာတိုက်နေတယ်။စိန်သမားတွေအဖို့ဒီအိမ်လေးရဲ့ပတ်ဝန်းကျင်ဟာတာယာချင်းနဲ့ပြည့်စုံနေလေပြီကိုကိုမောင်နဲ့ကျမသာအိမ်ပေါ်အိတ်ခမ်းကိုတယောက်စီယူ၍ဦးကျော်မမူမိဖို့နဲ့ဆက်လျက်အောက်ခန်းတွင်အိတ်လေတယ်အားလုံးမှာအိမ်သား၃ယောက်တည်းရှိ၍ငြိမ်သက်လာတယ်ယူဘယ်နဲ့လဲရန်ကုန်နဲ့ဆိုင်ရင်ဒီဟာစိတ်အေးချမ်းတယ်ဟိုကတိတ်အောင်နောက်ကြောက်ကြကောင်းတာပဲသဘောကျရလားကျပါတယ်ဘယ်နေရာဖြစ်ဖြစ်သဘောကျတာပါပဲဘာသူကကျမကိုစိုက်၍ကြည့်ရင်မေးလိုက်တယ်။အော်ကျမအုံနောက်၆တဲ့လူမဟုတ်ပဲဘယ်နေရာဖြစ်ဖြစ်တာရတာပါပဲလို့ပြောတာ။အင်းသူကပြုံး၍ခေါင်းတငိမ့်ငိမ့်လှုပ်ရင်ယူကငယ်သေးတာကိုအေးလေတက်လုံးငါညမအုံနောက်မချောက်ပါစေနဲ့လို့ဆုတောင်းပါတယ်။အမှန်တော့တခါတလေဖြစ်တာတွေဟာကို့ပြောကကိုကပါလို့ပါကိုကောင်းအောင်နေကောင်းပါပဲ။ကျမဝမ်းထဲမှာယူဆတဲ့အတိုင်းသူ့ကိုပြောလိုက်တယ်။အေးပေါ့ဘယ်သူမပြူမိမိအမှုပေါ့လေ။ညကြရင်ယူနဲ့ကိုကိုမောင်စကားပြောရအောင်။ကျမရှင်ထဲတွင်ထိတ်သွားပြန်တယ်။အရက်သမားနဲ့တွေ့ရတာမှညအချိန်မကောင်းလာပါ။ဒါပေမဲ့ဘာမှမသိသေးပါ။သူပြောချင်တယ်ဆိုတာကိုနားထောင်ရမှာကျမမှဝတ္တရားရှိလေတယ်။စင်ဝင်တွင်အမိုးမရှိဝရန်ဒါသာရှိ၍လာရောင်ကကျမ်းမော်တွင်လင်းနေတယ်။အဝေးရှိကန်ရိပ်နဲ့တစ်ပင်ညိုမဲမဲတွေကိုမှုံမှုံမိုင်းမိုင်းမြင်ရတယ်။လာကမြင့်လာတာနဲ့အမျှပတ်ဝန်းကျင်ရဲ့မြင်ကွင်းမှာလှပလာတယ်။ကိုကိုမောင်ကိုကျမတယောက်တည်းစောင့်နေတယ်။သူကမလာသေးပါ။စပွဲဝိုင်းလေးတစ်ခုနဲ့ကလတ်ထိုင်နှလုံးပဲစင်ဝင်တွင်ရှိလေတယ်။၈ နာရီလောက်မှကိုကိုမောင်ကဖိုင်ရွဲတစ်ခုကိုကင်၍ဝင်လာတယ်။သူကကလတ်ထိုင်ပေါ်ကိုထိုင်ချရင်အဝေးကိုမျှော်ကြည့်လိုက်ပြန်တယ်။ယူဦးကျော်ကိုဘီယာတစ်လုံးလောက်ယူခိုင်းလိုက်ပါလား။ကျမဖြက်ခနဲ့လန့်သွားတယ်။ယူနဲ့ဒီညကြကြစကားပြောမယ်ဆိုရင်အရင်မတောက်ဖို့တောင်းပန်ပါရစေ။သူကခဏတွေ့နေပြီးမှအေးလေးနေပါစေတော့ပြောပြီးမှကို့ဘာသာတောက်တော့မယ်။လာရောင်တွင်ကိုကိုမောင်မျက်နှာကပို၍လှပနေတယ်။မျက်လုံးတွေလှုပ်ရှားတိုင်းလာရောင်နဲ့တွေ့ရင်ကျဲပွင့်လို့တောက်နေတယ်။ပါ၍ကျနေတဲ့နှက်ခမ်းနှစ်ခုမှာရဲတော့မလို့မဲတော့မလို့နဲ့အတိတ်ပဲမထင်ရှားလာပါယောက်ျားတဲ့တွင်တော့တော်တော်လှပပြည့်ပြည့်သူဖြစ်လေတယ်ညင့်လီအေးရဲ့အရှိန်ကြောင့်သူကလက်ဆက်နေပုံရလေတယ်ယူကိုကိုမောင်ပြောချင်တာကတော့ဒီရပြန်သွားရင်အခုအလုပ်တွေထပ်ပို့ပြီးစူးစမ်းစေချင်တယ်ကိုကိုမောင်လုပ်တယ်လို့သတင်းစာရဲ့ policy ကိုထိန်းနိုင်အောင်ပြီးတော့လေ
သတင်းစာလုပ်ငန်းကိုကျွမ်းကျင်အောင်အက်ဒီတာနဲ့ပို့ပြီးလေ့လာစေချင်တယ်။ကျမငြိမ်သက်စွာပဲနားထောင်နေတယ်။သူပြောပုံမှာဘယ်တော့မှမျှမတူနူးညံ့အေးဆေးလာတယ်။စကားပြောနေတော့ဦးကျော်ရောက်လာတယ်။သူကဦးကျော်ကိုလှည့်ကြည့်ကကရင်ဆိုတာနှစ်ပလင်းရေခဲနဲ့ယူခဲ့ပြီးတော့ခမည်းအောက်မှာနေဒီအပေါ်တက်မလာနဲ့နော်။ဦးကျော်ကကျမကိုမျက်လုံးကြီးလှန်၍ကြည့်နေပြန်တယ်။သူပြောတဲ့အတိုင်းဦးကျော်ကအောက်ကိုဆင်းသွားတယ်။ပြီးလက်ရည်ပလင်းတွေကိုပင်ကမန်းကရန်လာ၍ချသွားတော့တယ်။ကျမကလတိုင်နောက်မီကိုမိရင်သူ့စကားတွေကိုစဉ်းစားနေတယ်။သူကဆက်ပြောပြန်တယ်။ဒီလုပ်ငန်းကိုယူဆက်ပြီးအုပ်ချုပ်သွားနိုင်အောင်ပေါ့လေ။ဘလို့ကိုမောင်ရှုကအုပ်ချုပ်ရမယ်။အင်းရှုလောက်ကတိုးလာအောင်လေမိမိကိုကိုမောင်ပြောပေးမှာပေါ့။နေပါဦးကိုမောင်ကအမြဲဒီမှာနေနိုင်မှာမဟုတ်ဘူး။ဟင်ဟုတ်တယ်ရှုကိုမောင်အလုပ်မှာစိတ်မပါတော့အမှန်တော့ရှုကိုပြောပြရမှာပလဲနဲ့ကွေကွေးနေသေးတော့ကိုမောင်ဟာတည်နေတာပဲကျမဒီပလဲဆိုတဲ့စကားလုံးကိုထပ်၍ကြားရပြန်တယ်ပလဲကိုနေယူရောက်မှကိုမောင်ယူခဲ့တယ်အော်ကျမအသာပင်နားထောင်နေတယ်ပလဲဆိုဒီမှာသူ့မရပါလားဒီကိုပြန်လာပြီးရင်သူ့ကိုခေါ်နိုင်မယ်လို့အောင်းမေးခဲ့မိတယ်မြန်လဲခေါ်မယ်လို့ကတိပေးခဲ့တယ်ဒါပေမဲ့ဒီရောက်တော့အဆဆရရအဆင်မပြေခဲ့ဘူးပလဲဟာဆင်းရဲပေမဲ့အိမ်မတန်ချစ်စရာကောင်းတဲ့မိန်းကလေးသူ့စီကိုငွေ1000လောက်ပို့ပြီးကိုမောင်ခေါ်ခြင်းနဲ့ယူသိတဲ့အတိုင်းပဲကိုဟာအလောက်ကငွေကိုမထိရဘူးမလားလာကအနေနဲ့မိမိပေးတဲ့1လ900ဟာလေအရက်ဖိုးနဲ့ပဲကုန်တာပဲစိတ်မကောင်းတော့ထင်တိုင်းပဲရှောက်သုံးမိတာပေါ့ပြီးတော့သူကငြိမ်သက်သွား၍ဖြင်းညင်းစွာတက်ပြင်းချလိုက်ရင်ပလဲဟာကိုမောင်ကိုမျောနေပြီဒီလောက်ကြာရင်သူလည်းတွေးနေမှာပဲသူ့စာတွေဖတ်ရတိုင်းရင်ထဲမှာဘယ်နဲ့ဖြစ်မှန်းမသိဘူးကျမသူ့စကားကိုနားထောင်ရင်မမခင်မျက်နှာမှာကျမမျက်လုံးထဲတွင်ပေါ်လာတယ်ရိုးတဲ့မမခင်မျက်လုံးတွေကချစ်စပွဲပြုံးနေတယ်လို့ထင်ရတယ်ယခုလိုစကားပြောနေချိန်မှာသူကသားတို့ရဲ့အမေဖြစ်နေတဲ့မမခင်ကိုသတိမှရပါလိမ့်စားပလဲတီကိုမရောက်မချင်းတော့ကိုမောင်အလုံးလုံးရမှာမဟုတ်ဘူးဘဝဟာຫນွေလေရတိရွက်လိုခြောက်သွေ့နေပြီခုနေများသူ့လက်ဖျားလေးတွေကိုကျိုင်းမှညှက်ပြီးအလုံးလုံးရရင်အားလုံးအောင်မြင်မှာပဲကျမကဟိ၍ရေပစ်လိုက်ခြင်းနဲ့သူကတော့ဆွေးကန်းကိုဖော်နေပေမဲ့ကျမရင်ထဲမှာတော့ရေကျင်လာတယ်သူ့စကားကိုဆက်၍ပြောပြန်တယ်ဒီတော့ကိုမောင်နှစ်ခုစဉ်းစားမိတယ်တစ်ခုကပလဲကိုတီခေါ်ဖို့နောက်တစ်ခုကကိုမောင်ဟိုသွားဖို့ပဲဟိုရောက်လို့ရှိရင်တော့အမေရိကန်အမျိုးသားအဖြစ်ပဲခံယူနေတော့မယ်လို့စိတ်ကူးမိတယ်ကျမနှလုံးသားတွေလက်နဲ့စုပ်ညစ်ထားသလိုအခင်းရခက်လာတယ်သူ့မျက်နှာကိုမကြည့်ချင်တော့ပဲထသွားချင်လာတယ်ဒါပေမဲ့ကျမစိတ်တွေကိုထိန်းထားရတယ်အခုကိုမောင်စီစဉ်တဲ့အထက်မှာယူရဲ့အကူအညီလိုတယ်ကျမဆက်၍နားထောင်နေတယ်ယူစူးစမ်းပြီးတော့ယူဖို့ပါပဲကိုမောင်စားတစောင်ရေးပေးမယ်အဲ့ဒီစာကိုယူပြီးမိမိကြီးစီကိုယူသွားပါအမှန်တော့ဒီစာငွေတောင်းတဲ့စာပါပဲပလဲအကြောင်းလဲကိုမောင်ထည့်ရေးပေးမယ်မိမိစီကငွေ1000ရရင်ပလဲကိုခေါ်ယူမှာပဲဒီမှာသူ့ကိုလက်ထပ်ပြီးကိုမောင်လဲကြမနေပါဘူးမိမိဟာဘယ်နည်းနဲ့မှဒီလုပ်ငန်းကိုမစွန့်ရက်ပါဘူးဒီတော့ယူဒီမှာပဲစီမံနေရမှာဒီကပြန်ရင်ကိုမောင်လဲတင်ပေးမယ်အဲ့ဒီဒါနဲ့တွေ့ပြီးလေ့လာဖို့ဟုတ်လားကျမဘလို့ပြန်ပြောရမယ်ကိုမစင်စားတတ်တော့ပါစိတ်ကျဉ်းကြံလွန်၍သူ့စကားရက်သွားချိန်တွင်ရန်နာဘက်ကိုထလာမိတယ်လေယန်းကိုကိုင်ရင်အသက်ပြင်းပြင်းရှူနေမိတယ်အဝေးရှိကရေပြင်မှာလှုပ်ရှား၍လာရောင်နဲ့လှနေတယ်လာဝိုင်းမှာရေပေါ်တွင်ရှည်စင်းကြီးဖြစ်နေ၍လေတိုက်လိုက်တိုင်းလာရောင်ကြီးတန်းမှာငွေကြေးကိုနဲ့ငကားကြီးကူးနေသလိုတရှက်လှုပ်ရှားနေတယ်သူကကျမနောက်တွင်လာ၍ရပ်ပြန်တယ်ရုပ်တရားပြန်ရင်အလုတ်တင်မအောင်တလားလောက်ကြာမှမော်လမြိုင်ကိုသွားတာပေါ့ကျမဘာမှပြန်မပြောချင်ပါသူကအခုလိုလာရောင်နေရွှေပင်တွေနဲ့လေတာယာမဲ့သူမဟုတ်ပါသူကပလဲနဲ့ပလဲတွင်သာပျော်မွေ့နေသူဖြစ်တယ်သူ့အပေါ်တွင်အထင်ကြီးမှု
အာကိုမှုစိတ်တို့မှတဖြည်းဖြည်းအရေးပြောကျလာတော့တယ်။ကိုမောင်ခိုင်းရင်တော့ယူလုပ်ပေးရမှာပဲပေါ့။ကျမအလုတ်သမားတယောက်ကအလုတ်ရှင်ကိုပြန်ပြောသလိုပြောလိုက်တယ်။ဒါပေမဲ့သူ့မျက်နှာကိုမော်ကြည့်လိုက်တဲ့အခါလာရောက်တဲ့တနာစရာဖြစ်လာပြန်တယ်။ကျမစိတ်ကိုမနိုင်ပါသူ့ကိုစိတ်ပြတ်တဲ့စိတ်တွေခဏပျောက်သွားပြီးသူ့လိုလားချက်စေနာရှိစွာနဲ့လှုပ်၍ပေးချင်လာပြန်တယ်။လာရောက်တဲ့ကျမနိုင်မှာ12နာရီထိုးနေ၍ကျမအိတ်ဖို့တရိရလာတယ်။ကိုမောင်ယူအိတ်တော့မယ်။အေးဦးကျော်လွှတ်လိုက်ဟဲ့။ကျမအောက်ကိုဆင်းသွားတဲ့အခါဦးကျော်မှမအိတ်သေးပေသူ့အခန်းထဲတွင်ငုတ်တုတ်ကြီးထိုင်နေတယ်။ဦးလေးကျော်ကိုမောင်ခေါ်နေတယ်။မင်းတို့ကတိတ်ညစ်နေတာပဲ။သူကခက်မာမာပြောပြီးကျမနောက်မှလိုက်လာတယ်။အိမ်တွင်ခိုင်းစီသူဖြစ်ပေမဲ့ဦးကျော်မှကျမတို့ရဲ့ဆွေတော်ရှစ်တောင်မျိုးတော်ဝင်တွင်တအုပ်အပါဝင်ဖြစ်တဲ့အတိုင်းသူ့ကိုတော့ခင်မင်လေးစားကြလေတယ်။ကျမအိတ်တော့မယ်လှုပ်တော့မြင်ဦးကျော်ကကျမဖက်ရန်ကိုမောင်ကပေးခိုင်းနေဆိုရင်ရခင်ကဖိုင်တွေကိုလာပို့ပြန်တယ်။ကျမကရင်မော်လှဲရင်ဖိုင်ထဲကိုဖွင့်လိုက်တယ်။ပထမစာမျက်နှာတွင် letter from ပလဲလို့စာကောင်းစဉ်တက်ထားပြီးတယ်။အော်ပလဲရဲ့စာရီပဲ။ကျမကိုမောင်လှုပ်ပေးတဲ့အတိတ်ပဲကိုနားမလဲပြီ။ဒါပေမဲ့ဖတ်ဆိုရင်ဖတ်ရပြီမေ။ပလဲရဲ့စာရီကကိုမောင်မပြောနဲ့ကျမပင်ဆွဲလာတယ်။အတော်ဖွင့်နေ၍လှပတဲ့စကလုံးတွေကိုတုံတုံတက်တဲ့မင်းကလေးဖြစ်လေတယ်။အချစ်ဒီတညတာအဖို့တော့လာအောင်ဟာကွယ်ခဲ့ပြန်ပြီ။အရှိဘက်ကလာအောင်ပေါ်လာရင်ဖြင့်အချစ်တို့တိုင်းပြည်ကလာသူမို့တအားကိုနဲ့မျှော်ကြည့်လို့မဆုံးဘူး။အချစ်ကိုယ်တိုင်ပဲလာဝန်းနဲ့အတူပါလာလိမ့်မလားလို့ထင်ခဲ့မိတယ်။အနောက်ဘက်တောတန်းမှာလာဝန်းဟာနေကြံဖြစ်ပြီးတပြေးပြေးမြုပ်လာရင်တော့ပလဲရင်ထဲမှာတပြေးပြေးဆွေးပြီးအားတွေဟာလျော့သွားတာပဲ။လာလဲကွယ်ရောမျောလင်းချက်တွေဆုံးသွားသလိုနှုံသွားတော့တာပဲ။အချစ်ဘဲတော့လာမှလဲကွယ်။ကျမပလဲရဲ့စာရီထဲမှာထိုစာပိုက်ရောက်တဲ့အခါငိုချင်လာတယ်။ပလဲရဲ့မျောလင်းချက်အတွက်ရင်ထုမနာဖြစ်လာတယ်။ပလဲမှာ16နှစ်သားများရှိသေးတယ်။သူကသူ့ရဲ့တသက်တာတွင်တခါမှထိုးမြစိတ်မစင်းရဲခဲ့ဘူးတာကိုဖော်ပြရှာတယ်။ကျမကအဲ့ဒီညင်အိတ်မပြောခဲ့။ကျမကောင်းတဲ့တွင်ပြဿနာအမျိုးမျိုးပေါ်ခဲ့တယ်။ကျမတို့ရဲ့ဗုဒ္ဓဘာသာတရားရဲ့ဆုံးမမှုကြောင့်ကျမတို့ဟာခွင့်လွတ်လွယ်ရောင်ရဲလွယ်တဲ့လူမျိုးတစ်မျိုးဖြစ်တယ်ဆိုရင်မမှားပါ။အခုပလဲအပေါ်တွင်မိမချင်းဆိုတဲ့စာနာစိတ်ကိုပိုပြီးအားပေးတတ်တယ်။ပလဲကိုတနာပါတယ်။မတနာတာမဟုတ်။ဒါပေမဲ့မိမတယောက်ကိုချေ၍ကို့တိုင်းပြည်ကိုပင်ပြစ်ခါအမေရိကန်သားတအုပ်အဖြစ်ခံယူမဲ့ကိုမောင်အဖြစ်ကိုကျမလက်မခံနိုင်ပါ။ဒီနေရာတွင်မျိုးချစ်စိတ်ဆိုတဲ့အလေးကကျမကိုမဲတင်လိုက်ပြန်တယ်။တကယ်ပညာတတ်ရှားပါပြီးတိုင်းပြည်ကိုတကယ်အကျိုးပြုတဲ့ပညာကိုသင်ယူလာပါလျက်ကို့တိုင်းပြည်ကိုဒီပညာနဲ့အကျိုးမပြုမိမတယောက်နဲ့တိုင်းပြည်ကိုလဲပစ်လိုက်တယ်။အချစ်အပိဓမ္မာဆရာတို့ကမူကျမအတွေ့အားအင်မတန်ရက်ဆက်၍အသေးနှလုံးမရှိတဲ့သူလို့ဆိုကောင်းဆိုပေမယ့်ကျမတွင်အသေးနှလုံးရှိ၍ပလဲကိုတနာနေခြင်းဖြစ်တယ်။ကျမတို့ဟာတမြေထဲတွင်ပေါက်ဖွား၍မျိုးတူဖြစ်တဲ့အင်မတန်ရိုးသားတဲ့မမခင်ကိုရောပလဲအပေါ်တွင်တနာနေမျိုးနဲ့မတနာနိုင်ကြပြီလော။ဒီနေရာမှာအကယ်၍သာအမေရိကန်သားတယောက်သို့မဟုတ်အင်္ဂလိပ်တယောက်မြန်မာပြည်လာ၍အလုပ်လုပ်စဉ်မြန်မာအမျိုးသမီးတယောက်နဲ့မြစ်တာများ၍လက်ထက်တဲ့အဖြစ်ရောက်ခဲ့အောင်တော့သူတို့ပြန်ချိန်တွင်သူတို့ကဒီမြန်မာအမျိုးသမီးအားတစ္ဆာရှိစွာခေါ်ယူသွားဖို့တခါမှစိတ်မကူကြပါ Very sorry တပုံကြီးနဲ့ဘူကရောကြရီအဖြစ်မြန်မာမတွေတွင်ကြံ့ရည်ကြရတယ်။တခါကဆွမ်းမဆက်မော်ရေးသားတဲ့ဝိတုတပုတ်တွင်မြန်မာအမျိုးသမီးကိုအလွန်နှစ်သက်စွာနဲ့အိမ်ထောင်ပြုခဲ့တဲ့အင်္ဂလိပ်အမျိုးသားတယောက်အကြောင်းရေးခဲ့တယ်။နောက်ဆုံးမြန်မာအမျိုးသမီးကိုထားရကသူဟာအင်္ဂလန်ကိုပြန်သွားတယ်။နှင်းမုံတွေမှိုင်းနေတဲ့ကျွန်တော်စာတီတောင်ကြားလေးမှာကျွန်တော်ကောင်းချခြင်းနဲ့အင်္ဂလိပ်အမျိုးသားကထိုစကားတစ်လုံးပင်မော်အားပြောဆိုခဲ့တယ်။သူတို့မတော့တိုင်းချစ်ပြည်ချစ်စိတ်တွေကြွယ်ဝကြတဲ့ဖြစ်ခြင်းနှင်းမုံတိတ်တဲ့မိမိဌာနေတဘာဝကိုချစ်တတ်တဲ့
ဒီစိတ်လေးကအင်္ဂလန်ပြည်သားတအုပ်ချင်းတအုပ်ကိုစူးစီးလိုက်တဲ့အခါအင်္ဂလန်ကတိုင်းပြည်ပင်ငယ်တော်လဲကဘာတင်ပြည်ကြီးသားပြည်သားစာတည်နေနိုင်ခြင်းဖြစ်တယ်။ဒီမြရောင်နဲ့လိမ့်ကြံတဲ့စပနံပေါ်တဲ့မြေကကို့အမျိုးနဲ့ကို့တိုင်းပြည်ကိုအလွယ်တကူဆွန့်ပစ်လေတဲ့အမျိုးသားတို့ပေါက်ဖွားရပါတကားတွေးလိုက်မိတဲ့အခါတွင်မူရှက်စိတ်နဲ့ဝမ်းနဲ့စိတ်ရောပြောလာကနာကျင်တဲ့ဝေဒနာကိုကျမရင်ထဲတွင်ခံစားလိုက်ရတယ်။ကျမကအဲ့ဒီညကအိပ်၍မပြောတော့ပါ။ပသိမ်မှပြန်လာရတဲ့အချိန်ပိုင်းမှာတော်တော်စိတ်မကောင်းဖြစ်မိတယ်။မမခင်ကိုချက်လဲချက်တယ်။တနာလဲတနာပေတယ်။မမခင်ကိုရှေ့ထား၍ပလဲနဲ့ကိုကိုမောက်ကိစ္စကိုလုပ်ပေးရမယ်။ကျမကစိတ်မကောင်းစရာတွေကိုမေ့ပြောက်၍လာကစားဆန်ဆန်ပင်စိတ်ကိုပြောင်းလိုက်တယ်။လာကစားဆိုဒီမှာအထက်လူကြီးခိုင်းစေသမျှကိုလုပ်ရတယ်မဟုတ်လား။ယခုတလောကိုကိုမောင်နဲ့မတွေးနိုင်မယ်။အရီတာနဲ့လုံးနေရပြန်တယ်။အရီတာကိုအောင်ကျော်မှာPAမျှတာအောင်တော့လဲကိုရီသတင်းစာလုပ်ငန်းတွင်အတော်ကျွမ်းကျင်ပိုင်နိုင်သူဖြစ်လေတယ်။အမေရိကန်ပြန်ကိုကိုမောင်ကသူ့ကိုလွှဲအပ်ထားရတယ်။ခေါင်းကြီးရေးပုံတွေနဲ့သတင်းစာရှာပုံမျက်နှာဖုံးအတွက်နောက်ဆုံးသတင်းတွေစူးစောင်းရှာဖွေတာအစားကိုအောင်ကျော်ကအတင်ပြရှာတယ်။ကျမမှာငယ်ရွယ်၍စိတ်ဆက်သူဖြစ်တာကြောင့်ရန်ဖန်ရခါခေါင်းကြီးပိုင်းကိုအိမ်ကြီးရအောင်မထိန်နိုင်ပါ။ဆဲတန်လိုတောင်းဆိုချက်လိုရေးတတ်ပြီးတယ်။ကိုအောင်ကျော်ကစိတ်ရှည်လက်ရှည်နဲ့ပြင်ဆင်ပေးလေတယ်။ကျမကိုခေါင်းကြီးပိုင်းအတွက်စာအုပ်များများဖတ်ခိုင်းတယ်။စိတ်ရှည်၍တီးခံစိတ်ရှိရန်အတွက်ဖယားသခင်ရဲ့တရားစာအုပ်တွေကိုဖတ်ခိုင်းတယ်။ကမ္ဘာနိုင်ငံရေးအခြေအနေပေါ်မှာလည်းလေ့လာသုံးသပ်နည်းကိုကမ္ဘာနိုင်ငံရေးအခြေအနေတွေပေါ်မှာလေ့လာပုံလေ့လာနည်းကိုလည်းသူကသင်ကြားပေးလေတယ်။သတင်းစာဆရာကောင်းဆိုသည်မှာလက်ရှိအခြေအနေကိုလေ့လာ၍ကွက်ကြော်မြင်တတ်ရတယ်လို့သူကပြောလေတယ်။ကြာတော့ကျမကကိုအောင်ကျော်ရဲ့တပည့်ဖြစ်လာပြန်တယ်။ကိုမောင်လိုအရက်မတောက်တတ်၍ကိုအောင်ကျော်နဲ့ပိုပြီးရင်းနှီးလာလေတယ်။သတင်းစာတွေထဲမှာကျမလက်ရာတွေကတစပါ၍လာခဲ့တယ်။သတင်းစာပညာဆိုသည်မှာရှားခဲ့တဲ့ပညာရဲ့တစ်ခုဖြစ်တဲ့အတိုင်းကျမလုပ်ငန်းတွေအောင်မြင်လာလေလေလက်ဦးဆရာကြီးကိုမောင်ကိုကျေးဇူးတင်မဆုံးအောင်ဖြစ်လာလေတယ်။အဲ့ဒီကျေးဇူးကိုဆက်တဲ့အနေနဲ့ပင်သူစိတ်ချမ်းသာမဲ့ပလဲနဲ့နှိစက်ရည်ကိုဆောင်ရွက်ပေးရပြီမယ်။ဒုတိယဆရာကိုအောင်ကျော်နဲ့တော့ဆက်ရွေးတွေကအလုံးလုံးသွားရမှာဖြစ်လေတယ်။ကိုအောင်ကျော်ကကျမတို့အမျိုးတွေကမဟုတ်တော့လဲမိမိကြီးရှာပြီးတွင်းထားသူပင်ဖြစ်လေတယ်။အမှန်တော့ပုံနှိစက်တစ်ခုလုံးနဲ့အလုတ်တိုက်မှာမိမိကြီးအသက်သွင်း၍လဲနေရခြင်းနဲ့တူနေတော့တယ်။နေရာဌာနအလိုက်တစ်တော်သူကိုလည်းမိမိကြီးကရှာဖွေတတ်လေတယ်။အခုလာပိုင်းတွင်တော့ကိုအောင်ကျော်ရဲ့တင်တာမှုကြောင့်ကျမကိုစာကိုထိမ့်သိမ့်နိုင်တယ်။ရခင်ဟာလောက်အယမ်းမကြမ်းတော့ပါ။သူ့ရဲ့စိတ်ရှည်မှုကိုပင်ကျမကျေးဇူးတင်မိလေတယ်။မိန်းကလေးကခေါင်းမာတာတတိကောင်းတာတော့ဟုတ်ပါတယ်။သတင်းစာဆရာတယောက်မှရှိတဲ့အရေးချင်းပါပဲ။ဒါပေမဲ့အယမ်းကြံပြီးနေရာနဲ့မတုံးတက်ရင်မဆက်ဆက်ဖြစ်နေရွာထဲမှာအမြဲလူစားလုပ်ပြီးမယူရဲလူရန်လိုလူမုံပဲရှိတယ်။ကိုကလောင်ကိုပိုင်လိုက်နေကလောင်ရဲ့အိမ်တွေကိုလည်းထိမ့်သိမ့်နိုင်လေဖြစ်ရမယ်။ကိုစာဦးဟာတစ်ဖက်သားလေးစားလောက်ရမယ်။ကိုအောင်ကျော်ကကျမကိုစုံမတိုင်းသူ့လေးတမ်းမှအေးဆေးလာတယ်။စာပေသမားပီအေးနဲ့တယောက်တည်းအနေများလာလေတယ်။သူစာအုပ်တွေထဲမှာမြုပ်နေပြီးတခါတရံသူ့ကိုရှာမတွေ့နိုင်ပါအလုံးနဲ့ပတ်သက်ဒီမှလွယ်၍သူဟာစကားများမပြောလာတခါတရံအယုတ်ကြီးနဲ့တူနေတော့တယ်။ဦးအောင်ကျော်မှအသက်မရှိသလိုကြီးပဲ။ကျမစုံမိတဲ့အခါသူ့ကိုပြောမိတယ်။အေးဆက်မတုံမလုံးနေတာကိုကျမအားမရပါဘူး။ကျမဘလို့ပင်ပြောအစွမ်းကုန်ပြုံးပြသည်မှလွဲပြီးတော့ဘာမှမချေပါတော့ပါ။ကျမမော်လမြိုင်ကိုတွားရန်အချိန်ကြာ၍လာလေတယ်။ကိုမောင်ကစာအရှိကြီးတစ်စောင်ရေး၍ပေးလိုက်တယ်။ကျမသွားရမယ်နေ့မှာမိကြီးထံကိုအောင်ကျော်ကစာတစ်စောင်ပေးလိုက်သေးတယ်။ရှေ့မျက်နှာနောက်ထား၍ကြောက်အားနဲ့လာရပါတော့သည်ဆိုသလိုပင်လာရတာကိုကြောက်နေတယ်။မော်လမြိုင်မှာမိကြီးရဲ့တစ်လုပ်ငန်းကအတော်လေးအောင်မြင်နေတယ်။မက်ငွေခင်မှာမိကြီးနဲ့ပဲအတူနေလေတယ်။အိမ်ထဲကိုရောက်၍မခင်မျက်နှာကိုမြင်လိုက်ရတဲ့နေ့တစ်ပြိုင်နက်ရှင်ထဲတွင်ထိတ်သွားတယ်။မခင်မှာရန်ကုန်တုံးကနေမတူပါအသားအရည်ဖြူပက်ဖြူရောနဲ့ကောင်းကောင်းကျမ်းမာပုံမပေါ်ပါ
ကိုမောင်တယောက်နေကောင်းတယ်နော်သူ့ချစ်လင်တဲ့ရင်ကိုမေးနေစဉ်တွင်သူ့အတန်တွေကတန်၍တိုးလာတယ်သူဘာဖြစ်လို့လဲရင်စာတစောင်းမှလည်းမပြတ်ဘူးမမခင်မျက်လုံးထဲတွင်မျက်ရည်တွေဝဲနေသလိုကျမလည်းမျက်ရည်တွေဝိုင်းလာတယ်သူ့ရဲ့မိကွန်းကိုကျမမဖြေနိုင်တော့ပါကျမကိုပင်ကျမနားမလည်နိုင်တော့ပါကျမစိတ်တွေကပဲ့ပြားပင်ဆန်နေသလားဘလို့စမျိုးကိုကနေမိပြီလဲအမှန်တော့ကျမလက်ရှိတွေ့နေရတဲ့ကျမအဖြစ်ကိုကျမရဲမတွေးဝင်ပါရောက်တဲ့နေ့တွင်မိမိကြီးလက်ထဲကိုကိုမောင်စာနဲ့ကိုအောင်ကျော်စာတွေကိုပေးလိုက်ပါတယ်ကျမကတော့မိမိအခန်းထဲရပင်မထွက်တော့ယခုနေအခါနေရသည်မှာမိမိရင်ခွင်မှတပါနားစရာမရှိသလိုဖြစ်နေတယ်ဘသူနဲ့မှမျက်နှာချင်းဆိုင်၍မနေချင်တိုင်းမိမိရင်ခွင်ရိတ်တွင်မျက်နှာအန်နေရတာကတာတော့တာရရှိပေသေးတယ်ခုတလောမက်ရွှေယူမိမိကိုတိတ်ကပ်ပါလားကျမမိမိမိကွန်ကိုလည်းမဖြေချင်းပြန်ပြီမိမိပေါင်မော်တွင်ကောင်းအောင်ရင်ငြိမ်၍ပင်နေမိတယ်ပလဲမမခင်နဲ့ကိုမောင်တို့ကိစ္စကိုမိမိအားရှင်းပြရရင်ကောင်းပါမည်လောတကယ်တော့ကျမမိမိကိုဘာမှမပြောမိပဲသူ့မျက်နှာကိုသာစစ်စစ်ကြည့်ရင်ငေးနေမိတယ်မကြခင်မိမိကြီးပေါက်လာတယ်ထမင်းစားပြီးရင်မက်ခင်ယူမိမိကြီးအခန်းကိုလာအောင်နော်မိမိကြီးကစားတစောင်းကိုမိမိလက်သို့လှမ်းပြီးရင်ကျမရှိတွင်ထိုင်လိုက်တယ်။သူကစကားပြောနေရပေမဲ့တစုံတစ်ခုစိတ်ထင်နေသလိုငေးငိုင်ငိုင်ဖြစ်နေတယ်။မိမိကြီးရဲ့ပရည်တွေကတွဲရရွယ်၍ကျနေပြီလေပြီ။ငယ်စဉ်ကတောက်ပကြည်လင်ခဲ့တဲ့မျက်လုံးထက်ရှိမျက်ခုံးမွေးထဲမှာအဖြူစတွေကလည်းရိုးရိပ်မြထင်၍လာခဲ့လေပြီ။အမှန်တော့မိမိကြီးမှာအိုမင်းလာပြီ။သူကအိုစာချင်းကိုပင်တတိမယဆက်တိုက်ပင်အလုံးလုံးနေသေးတယ်ဗုဒ္ဓဘာသာထုံးစံအရာယခုအချိန်တွင်လောကုတ္တရာကိုချင့်ကပ်ရမယ်မဟုတ်ပါလောမိမိကြီးကိုကြည့်ရင်ကျမတနာလာပြန်နေသူ့ဘဝကိုသူသိဟန်တူတယ်သူရက်လိုက်ရင်အလုံးအရှိန်သေးသားမိဖြစ်တယ်သူ့သားအကြောင်းကိုလည်းသူသိဟန်တူလေတယ်သမီးမမခင်စီကိုခဏသွားလိုက်ပါအောင်ကျမကိုအခန်းထဲတွင်မိမိကြီးကမနေစီလိုပါကျမအလိုက်သိစွာနဲ့မမခင်ရှိရာကိုထွက်လာခဲ့ပါတော့တယ်အမှန်တော့မော်လမြိုင်ကမြန်ပြန်ခြင်းနဲ့ဘာဟုတ်မြောက်ပွင့်လင်းလို့မရစိတ်ထဲတွင်အမြဲမြုံထားရတယ်စကားပြောမယ်ကြမ်းတိုင်းလဲမျက်နာတွေကိုကြည့်နေရတဲ့ဒီလိုအိမ်မျိုးတွင်မနေချင်တော့ပါအချိန်တွေကိုမြန်ကုန်စေခြင်းနဲ့ညတွင်မိမိကြီးအခန်းထဲကိုကျမရောက်သွားပါတယ်သူကမျက်မှန်ကြီးတက်၍စာတစောင်ကိုဖတ်နေတယ်ကျမလာတာကိုမြင်ချင်းစာကိုခောက်လိုက်ပါတယ်လာသမီးသားစာကိုပြန်ဖတ်ကြည့်ရသေးတယ်ဒီမှာထိုင်ကျမကသူ့ရှေ့မှာထိုင်လိုက်တယ်မိမိကြီးကအနှဲငယ်ပြုံးရနေတယ်အမှန်တော့သူ့မျက်နှာတွင်အတိတ်ပဲတွေအများကြီးပေါ်နေတယ်ကျမရှေ့တွင်ခောက်တုံခောက်ပြန်ရှောက်ရင်စကားပြောပန်အာယူနေပုံရတယ်ပလဲအကြောင်းနဲ့ပတ်သက်လို့သမီးကိုသူတော်တော်လေးပြောပြပေးပြီပေါ့ဟုတ်ကဲ့သူနေတာထိုင်တာပဲနဲ့လေအလုပ်မှာတော့နည်းနည်းမှစိတ်ဝင်စားပုံမရအောင်ဟုတ်မှာပေါ့သူပလဲကိုသာမရရင်အသေးနှလုံးတွေခြောက်ကုန်ပြီသူ့ဘဝဟာအတိတ်ပဲမရှိတော့ဘူးလို့သမီးကိုပြောသေးလားကျမအံ့ဩသွားတယ်ကိုမောင်စကလုံးတွေကိုမိမိကြီးကဘယ်နဲ့လို့အလို့ရနေပြီလဲသမီးကမိမိကြီးကိုအံ့ဩနေလားသူကဘေးရဆိုပါပေါ်တွင်ထိုင်ရင်မိမိကြီးမွေးထုတ်လိုက်ရတဲ့သားရဲ့အကြောင်းအကုန်လုံးမိမိကြီးသိတယ်သူပြောခဲ့တဲ့စကလုံးတွေပြောစင်ပြောလက်တန်စကလုံးတွေကိုလေမိမိကြီးကအလွတ်ရနေပြီမင်းရဲ့ကိုမောင်အတွက်ကိုတော့ဖြင့်မိမိကြီးဘယ်တော့မှစိတ်ချရမှာမဟုတ်ဘူးသူကတနေရာကိုစိုက်ကြည့်ကတက်ပြင်းချလိုက်ပြန်တယ်အခုပလဲကိုအယူအမူဖြစ်ပြန်ပြီမိမိအဖိုးတော့သူ့ဖြစ်ပုံတွေကိုမစမ်းတော့သူ့ရဲ့ချစ်လာကြီးရဲ့တွေကိုလည်းအယုံအကြည်မရှိတော့သမီးကငယ်သေးတာလည်းတကြောင်သူနဲ့ကအနေဝေးတော့သူ့အကြောင်းတွေကိုဘယ်သိမလဲမိမိကတော့ရင်ရမွေးထုတ်တဲ့အသားဆိုတော့သူ့စိတ်ဓာတ်တွေကိုအကုန်သိနေပြီသူ့အသေးနှလုံးတွေဟာခြောက်သွေ့နေလို့အရက်နဲ့စိန်ထားတယ်လို့ကောယူကိုမပြောဘူးလားခက်ပြီးမိမိကြီးဟာဒိဗ္ဗစက္ခုစီရပြီပဲလားအမှန်တော့သူ့သားအပေါ်တွင်သူ့အားလုံးလေးလာခဲ့ပြီးသည်စိတ်ပြက်လက်ပြက်ဖြစ်နေသလိုပင်ခေါင်းကိုရန်ရင်ဆက်ပြောပြန်တယ်အဲ့လိုပဲယူတို့လိုမိတ်ဆွေတွေ့ရင်အထူးသဖြင့်
မင်္ဂလိမိတ်ဆွေတွေတွေ့ရင်သူကသူ့ရဲ့ဘဝကိုအင်မတန်ကြေကွဲဝမ်းနည်းစရာဖြစ်အောင်ပြောပြီးရှင်းရှင်းတော့အတနာခန္ဓာပေါ့သူ့ကိုတစ်ဖက်သားသနာလောင်အောင်လဲပြောတတ်တယ်ပြီးတော့သူ့ဘာသာပေးချင်းပေးတေးချင်းတေးလို့အရက်ကိုတောက်ပေးမယ်လေလက်ရှိရင်ဆိုင်နေရတဲ့ဘဝကိုမခံရနိုင်လို့အရက်နဲ့ဆေးပြရတဲ့အဖြစ်မျိုးရအောင်သူကပြောတတ်တယ်အမှန်တော့ကွယ်သူ့ကိုယ်သူအင်မတန်ငဲ့ညာနေတဲ့လူပဲခတ်ပါတယ်တားဟာပညာမှလည်းတော်ရှာပါတယ်သူ့အရေးအသားသူ့အစွမ်းနဲ့စိတ်ပါလက်ပါဆိုရင်ခုလုပ်ငန်းဟာဘလောက်ကြီးပွားလိုက်မလဲမေမေကြီးတက်တက်တာမှလေအဆအအရာရာအင်မတန်အဆင်ပြေခဲ့တယ်ဒါပေမဲ့တားအတွက်တော့မကြည်မနှက်နဲ့မေမေဟာသိရမှာပါပဲကျမအရင်ကမေမေကြီးအပေါ်သနာမှုမှာအခုတော့ပိုပြီးပြင်းထန်လာတယ်အိုကြီးအိုမအဖွားအရွယ်ကိုကြကားမှပင်တားတန်ရုံစင်ကြောင့်စိတ်ဒုက္ခရှောင်နေရတယ်ဘဝဆိုတာတကွက်တော့ဖြင့်အဆိုးလေးပါလိုက်ရမှတဘာဝကြမလို့ဖြစ်နေတော့တယ်ကိုကိုမောင်စာကိုသူဟာပြန်ရွေးကြည့်ရင်သမီးကိုဇက်ဆောင်ခင်းပြရအောင်မယ်ပလဲအပေါ်မှာဖြစ်တယ်လို့ချစ်လာကြီးရဲ့တွေဟာဒါပါနဲ့ဆို၄-၅ ခေါက်လောက်ရှိပြီတခုတော့သမီးဂရိပေးစေခြင်းနဲ့ကွယ်မငွေခင်ရဲ့အခြေအနေဟာတော်တော်မကောင်းဘူးအမှန်တော့မေမေသိပါတယ်စိတ်ပါပဲဒီတော့ပလဲကိစ္စနဲ့ပတ်သက်လို့တော့ဖြင့်မင်းမမခင်ကိုလေတံမဟပါနဲ့နော်ဒါတော့စိတ်ကြပါမေမေကြီးအေးမငွေခင်ကိစ္စမှလဲအခုမှအတူနေရတဲ့တဲကန်နာရလေးဘာလေးနဲ့အစတုန်းကတော့ချစ်လာကြီးရဲ့ဒီလိုသမီးကိုမောင်ရဲ့ရာဇဝင်စရရင်ဘေးရင်ဆရာတွေအဟောဆိုတောက်ကြကြိုပြက်တယ်ခေါ်ကောင်းတယ်ပဲခေါ်မလားမသိဘူးကျောင်းနေကြတဲ့အင်မတန်မင်းကလေးများတယ်ခေစကားဆိုစုံနေပေါ့ကွယ်ပထမဆုံးကောလိပ်ကျောင်းမှာမင်းကလေးတယောက်တွေ့တော့ကလည်းအခုလိုပေါ့မိမိသားခတ်သားပဲချစ်မိပြီဟေးဆိုရင်မရမကအယူအမှုကတကယ်ဖြစ်တာ哦အဲ့ဒါမျိုးဟာတက်တက်မှတကားဆိုရင်တော့ကောင်းကျင်ကောင်းလိမ့်မယ်သူဟာတော့အဲ့လိုအယူမှုတွေဟာခဏခဏပဲမိမိကတော့တားတယောက်အမေကိုတားကိုပထမဆုံးလိုက်ရောပေးပြီးပေးစားမယ်လို့တုံးမယ်စာမွေးဝဲအောင်ကျောင်းနေပါရဲ့ပိတ်နဲ့မိန်းကလေးနဲ့ဝေးသွားပြန်ရောမိမိကတော့ဖြင့်ဆွဲဆွဲလန်းလန်းဖြစ်နေပြီတော့အောင်းမိတယ်သူကမကြပါဘူးမိန်းကလေးကိုမေးလိုက်ပြီးဒါပါပဲဒီတော့ကများချစ်လာကြီးရဲ့မိမိရဲ့မိမိကြီးရင်ဝင်မှာတော့သူရှက်ပြီးငိုခဲ့သေးတယ်သိရလားနောက်ကျောင်းထွက်ပြီးပညာဝင်ခဏလုပ်သေးတယ်အဲ့ဒီတော့စကိုင်းကိုသူပြောင်းသွားရတယ်မိမိကြီးကတော့သူ့စီမလိုက်နိုင်မိမဲ့အခုလိုပေါ့အဆက်မပြတ်ခင်ဒီတော့ကတတိယသေးတယ်ဆီယာမလေးခင်ခင်သားဆိုတာစကိုင်းမှာတော့လူသိလည်းများရှာတယ်ရုပ်ရည်ကလည်းတော်တော်ချောတယ်ရိုးရိုးသားသားနဲ့မျိုးကောင်းဆွေကောင်းနေရပါပဲဒီတော့ကမိမိမျက်ရည်ကျမိတယ်မိမိကြီးဟာဘာမှမသိဘူးဟိုမှာ2 နှစ်လောက်ကြာတယ်စကိုင်းကအမြန်လာပါဆိုတဲ့တန်ကြိုးရောက်လာတာနဲ့လိုက်သွားရတယ်ဟိုကြတော့သူ့ကိုလည်းမတွေ့ဘူးမောင်ကျော်ပဲရှိတယ်မောင်ကျော်လက်ထဲစာတစ်စောင်တွေ့ရတာပဲစာထဲမှာတော့ခင်ခင်သားကိုမေမေကြည့်လို့ဖို့ပေါ့လေသူကတော့အလောက်ကထွက်စာတင်ပြီးမင်းမျိုးဘက်ထွက်သွားတဲ့မောင်ကျော်စီစုံစမ်းကြည့်တော့မှဒီခင်ခင်သားကိုချစ်လာကြီးရဲ့ဆိုပြီးဖြက်လူဖြစ်နေတာပဲတဲ့ဒီလိုဖြစ်ရကတဖြည်းဖြည်းရှင်းနေပြီးတိတ်တိတ်ပုံညားတယ်ဆိုကြပါစို့အခုတော့သူဟာထွက်သွားတယ်မေမေကြီးပြင်အသားတွေဆက်ဆက်တုံနေတာပဲသားဆိုတဲ့အဖြစ်ကိုတောင်မေ့သွားမိတယ်ဒါပေမဲ့မေမေမှာဝိတရားရှိတဲ့အတိုင်းမိန်းကလေးကိုလိုက်ရှာရတယ်ခင်ခင်သားဟာလည်းကိုဝင်ကြီးနဲ့တွေ့တော့ငိုလိုက်တာသူ့ကိုမလို့ကျွန်းလို့စွန့်ပြေးတဲ့နောက်သူ့စိတ်တင်းလိုက်ပါပြီတဲ့ကွယ်ကိုဝင်ကြီးနဲ့ပဲနေတာပဲတဲ့မေမေမှာတသက်လုံးဒီတစ်ခါအဆက်ဆုံးပဲသူ့အတွက်ငွေရွေးကြွေးအပြည့်စုံမေမေထောက်ပံ့ခဲ့တယ်မိဖွားဖို့လည်းအဆအဆအရာရာစီမံခဲ့ရတယ်ကလေးရတော့ဖြင့်အဖက်မတင်ရှာဘူးကဲဘလောက်ဆိုးလိုက်လဲစကိုင်းတစ်မြို့လုံးကသူ့ဆိုရင်အစိမ့်လိုက်တောင်ဝါပစ်ချင်ကြတယ်မေမေကြီးရဲ့မျက်လုံးထဲတွင်မျက်ရည်တွေဝိုင်းလာတော့တယ်ဘလို့ညင်လဲတော့မပြောတတ်တော့ဘူးတားမှာဒါလေးတာမချွတ်ရင်းခဲ့ရင်ဘလောက်ကောင်းလိုက်မလဲသူကသူ့သားအတွက်မချစ်မရဲဖြစ်နေပုံရတယ်နောက်တော့အရက်ဖက်လာတဲ့မငွေခင်နဲ့လက်မထက်ခင်ပေါ့သူစာရီရေးရင်တားရဲ့စာပေလက်ရာတော်တော်ပြောင်မြောက်တယ်မှတ်လားယူရီ
အမှန်တော့မိမိသားဟာမခေပါဘူးသူရေးပုံသားပုံတွေကိုမိမိသားမို့လို့ပြောတာမဟုတ်ဘူးတော်ပါတယ်ယူလေဖတ်ဘူးသားပဲသားဟာဘာမဆိုစစ်စစ်ဆက်ဆက်နဲ့ဖွင့်နေတတ်တယ်တရုပ်ဖော်တဲ့နေရာမှာစကလုံးကြွကြွနဲ့ဖတ်တဲ့လူမငင်းငွေအောင်ရေးနိုင်တယ်ဒီလိုစာရေးဟာစာရေးဆရာတွေနာမည်ကြီးတော့ဖိုးစိန်လို့ပေါ့ဖိုးစိန်တောက်ဖို့ဆေးလိတ်တဲ့ရွှေရင်းကားတွေပါတွေထည့်ပေးလိုက်တဲ့မင်းကတော်တွေတောင်ရှိတာပဲဟာတားကိုလည်းမင်းကလေးတွေစီကချီကျူးတဲ့စာတွေလာရင်တင်းဆိုတဲ့မင်းကလေးနဲ့ဖြစ်လိုက်သေးတယ်သူတို့ဟာချင်းတွေ့တဲ့အထီတော့ဖြစ်ကြတော့မိမိကယူဖို့တိုက်တွန်းပါတယ်ဒါပေမဲ့မယူပြစ်ခဲ့ဘူးအဲ့ဒီတုန်းကလည်းညများဆိုမအိပ်ဘူးတင်းစီရေးတဲ့စာတွေဟာဝိတုရေးတယ်လို့ပဲသူ့ရဲ့ချစ်လာကြီးရဲ့ကိုဖွင့်ရွရတာတွေပေါ့လေမိမိကြီးကအယုဆိုးလောက်အောင်ပြီးမဲရွက်လိုက်ပြန်နေသူ့စိတ်ထဲတွင်နာကြီးနေပုံလေးရနေတယ်မိမိကြီးကဆိုပါဘော်တွင်အသာထိုင်၍နေလိုက်ပြန်နေစကားဆက်မပြောဘဲငြိမ်သက်နေတယ်ဘာကြောင့်ကျမအလုံးမဝင်ကသူ့သားအကြောင်းကိုမပြောပါလိမ့်သူ့သားစိတ်နဲ့ပတ်သက်၍မကျေနပ်ဖြစ်နေသည်မှာအမှန်ပဲဖြစ်တယ်မင်းရဲ့မမခင်လေဒုက္ခပဲမိမိကြီးကတိတ်ဆိတ်နေရမှာစကားဆလာပြန်နေမမခင်ကိုဘသူကပေးစားတာလဲမိမိကြီးကပေးစားတာဆိုပါတော့ဒါပေမဲ့အတင်းပေးစားတာမဟုတ်ပါဘူးမိမိကြီးဟာဘယ်တော့မှသားဆန္ဒကိုမလို့ဆန်ခဲ့ပါဘူးအမှန်ကတော့သူ့မှာအိမ်အောင်ပြုတ်ဖို့အချိန်ရောက်လာပြီမှလားဒီတော့တယောက်ယောက်နဲ့အဒီတကြယူလိုက်ရင်သားဟာအရှိန်သက်မလားလို့ယူစားရတော့လေသူဆိုနေကြတချင်းအတိုင်းချစ်လာကြီးရဲ့ပေါ့ဒါဖြင့်မမခင်နဲ့နောင်မှမသိမတင်ဖြစ်လာတာပေါ့အင်းပေါ်လေးခတ်သားကလားအိမ်တော်ရေးမှာသူတို့ယောက်ျားတွေဟာတိတ်တက်တည်နေတာပဲမေမေကြီးစိတ်ဓာတ်ကတခါတရံသူ့သားဝိညာဉ်နဲ့တပေါင်းတည်းလိုပင်ကျမထင်ခဲ့သမျှမှားခဲ့လေတယ်အမှန်ကတော့ငန်းဥကိုဝစ်ပေးလိုက်တဲ့ကျမကြီးလိုတားပေါက်လာတဲ့အချိန်မှစပြီးသူ့နဲ့အသွင်မတူခဲ့ပါသူ့ကိုမိမိဟာကြိုးတုပ်ပေးစားတာမဟုတ်ပါဘူးသူ့ဘာသာကြည့်ရှုပြီးမှယူတာပဲအစမကြိုက်ရင်မယူခင်ကပြောပါလားယူပြီးတော့မှဘာဖြစ်တယ်လဲညာဖြစ်တယ်လဲနဲ့အမှန်တော့သူတို့ဟာတွေ့ချင်းမိမတယောက်ကိုမငင်းချင်ဘူးပြီးတော့သူတို့စိတ်ထုတ်ကရောက်မှမင်းသားလိုအလွမ်းတည်ခြင်းကြတယ်မိမိကြီးကဒီနေရာတွင်မက်ငွေခင်ကိုလည်းအမုန်းတင်၍မပြောပါအိမ်အောင်ရေးမှာတော့လူကောင်းကိုကြိတ်ရှာမနေနဲ့ကိုယ်တိုင်ကောင်းဖို့လိုတယ်ဆိုတာလို့ပေါ့မမခင်ကလည်းအေးပုံရပါတယ်အေးလေတောသူရိုးအေးကိုညာပြီးပေးစားကြတာမဟုတ်ပဲဒါပေမဲ့သူကသာမက်ငွေခင်ကိုအပြစ်ပြောနေတာမက်တစ်တုံးအဖြစ်သူ့လင်အကြောင်းမိမိကိုမဟပါဘူးဒါပေမဲ့မိမိအကုန်သိတယ်အရံမူးလာရင်ငွေခင်ကိုရိုက်တာတိမတက်ခံရတာပဲသူဘလို့ပဲပေအင်မတန်သိခံရှာတယ်အရက်ခွက်တောင်ငှဲ့ပေးရှာတာပဲအိုလေးအလကားပါပဲယူရဲ့2 နှစ်လောက်တုန်းကတော့တချင်းဟောင်းကိုဆိုပြီးယူသေးတာပဲနောက်တော့သူ့ထုံးစံအတိုင်းဖောက်လာတာပဲပေါ့အေးအခုချိန်မှာငွေခင်တို့ဟာမွဲနေတယ်အရင်လေဧကတွေများပေမဲ့အခုစပားတစ်စိတ်မှမရှိဘူးဒါတောင်သူ့ဘလို့ဖြုံတခုံးမှမပြောခဲ့ဘူးခုတော့ငွေခင်ကိုညင်းငွေလာပြီမလားငွေခင်နေရာနေတွေးစမ်းဘလောက်အသေးနာစရာကောင်းတယ်လဲပြီးတော့သူ့မှာသားသမီးတွေနဲ့သမီးလေး2 ယောက်သားလေး1 ယောက်သူကဓာတ်တွေကိုပါမေးပြစ်နေပြီလေဒီတော့မေမေကြီးကမြေးတွေတောင်းဝင်ရောငွေခွင့်တောင်းဝင်မှာယူလိုက်ရတာပေါ့ပထမတော့ငွေခင်ကလည်းသူ့ယောက်ျားအနားမှာအတူနေဖို့ကြိုးစားရှာပါသေးတယ်ခဲရင်သားပဲဒါအကက်မခံချင်တော့မှန်တယ်ကျမကိုမောင်နဲ့နေခဲ့တဲ့တစ်ချိန်လုံးကိုမောင်ကမမခင်အကြောင်းကိုလူတယောက်အနေနဲ့ရောဇနီးတယောက်အနေနဲ့ရောလေးသန်းမြမဟုတ်ခဲ့ပါမေမေကြီးဟာကျွေးမအပေါ်ကျင်နာပေးပြီးသားမမခင်အသက်ရှူထားပေးတယ်သူ့သားအကြောင်းကိုဆက်၍ပြောပြန်နေအခုလည်းမေမေကြီးလှုပ်ပုံကိုတချို့ကကြီးကျယ်တယ်လို့ထင်မယ်မြန်မာပြည်မှာရှိတဲ့ပုံနှိပ်ဆက်လုပ်ငန်းဖြန့်ချီရေးလုပ်ငန်းကို private secretary ခန့်လောက်အောင်ကြီးကျယ်မရှိသေးဘူးအမေရိကပြန်တွေရှိကြတာပဲဒီလိုပဲလုပ်ကြတာပဲဒါပေမဲ့မေမေကြီးကတားအတွက်တမင်စီစဉ်ပေးရတာမေမေသားဟာအင်မတန်ရေးဆန်းနေပင်ကိုကတော့တော်တော်ကြည်လင်းတန်ရှင်းပဲဒါပေမဲ့ဘာအယောင်ဆိုဘာအနမ်းထက်ပြောင်းလဲလွယ်တယ်ပြီးတော့ထဲတဲ့ခွက်ပုံသဏ္ဍာန်အတိုင်းလိုက်ပြီးဖြစ်တယ်အခုလဲမေမေကြီးမစီမံရင်ဟိုဟာသတင်းစာတိုက်ပိုင်ရှင်တွေအတိုင်း
သူကအတွေ့ရမှုခန့်မှသိကြတယ်ခန့်ရင်မိန်းကလေးရပဲခန့်မှာပဲကဲဒီတော့ယူရစဉ်းစားကြည့်စမ်းအရင်အတိုင်းဒီမိန်းကလေးတွေနဲ့ရှုပ်ဖို့ကမသေးကြဘူးလားမမေကြီးကသူ့သားအပေါ်တင်ခြေတလန်းစာပို့ရင်းမြင်နေတယ်အေးဒါကြောင့်ကစင်ကလေးမဖြစ်ရအောင်မောင်နှမတော်တဲ့ယူကိုမမေကြီးကတမင်ရွေးရတာပြီးတော့ငွေရေးကြွေးရင်းနဲ့ပတ်သက်လို့တမင်ဘာပစ္စည်းမှသူ့နာမည်နဲ့မေမထားတာမေကြီးတည်ရင်တော့သူရမှာပဲကိုယ်စိတ်ကိုအင်မတန်အလိုလိုက်တဲ့လူရဲ့လက်ထဲငွေအရင်ဒုက္ခရောက်မှာပေါ့ဒါကြောင့်ခုလာကစားသဘောအပြင်ဘာမှသူ့ကိုမပေးတာပဲဒါဖြစ်ရင်အခုကျမဘာလုပ်ရမလဲမေကြီးကစဉ်းစားသလိုလုပ်နေရမှယူပြန်သွားရမယ်မေကြီးပြောလိုက်တာတွေကိုဘာမှမသိသလိုပဲနေပေါ့သူ့အတွက်စားတစောင်ရေးပေးလိုက်မယ်သူ့ကိုပေးလိုက်ဟုတ်လားကဲမင်းသွားနိုင်ပြီမေကြီးအခန်းထဲမှာကျမထွက်ခဲ့ပါတယ်ကျမအခန်းကိုပြန်မသွားတော့ပဲအိမ်ပြင်ခြံထဲကိုထွက်လာခဲ့ပါတယ်ညဦးအမောင်တွေမှာထိုင်နေတာကိုစိတ်အေးချမ်းတယ်လို့ဖြစ်မိတော့တယ်အလုံးလှုပ်စားကြရတဲ့အတူတူပင်ကျမအတွက်မှာဘာဖြစ်လို့များယခုလိုရှုပ်တိရှုပ်တွေပြဿနာတွေနဲ့တွေ့နေရပါလိမ့်ရေအိုးအောက်ရောက်နေတဲ့ကရွတ်ခွေလိုအေးနဲ့တဖြည်းဖြည်းဆွေးရတော့မယ်လေးနေရတိမ်ကျောကိုပြန်ပါလေကွယ်ပန်းရည်ငတ်ကဲမမခင်ရဲ့ကလေးချော့တချင်းတန်မှာတောင်ဘက်ခန်းစီမှာခက်အုပ်ထွက်လာပြန်တယ်ညတိတ်ဆိတ်နေပြီးသူ့တချင်းတန်မှာပြန်လွင်လာခြင်းဖြစ်တယ်နှလုံးသားတွင်တော့ကြည်လင်ရှာပေလိမ့်မှာမဟုတ်သို့တော့မိခင်ဆိုသည်မှာမကြည်တဲ့နှလုံးကိုအသာဖုံးပြီးသားအတွက်တချင်းကိုကျူးရင်ပေးတယ်တေးနဲ့လဲချော့ရရှာပေးတယ်သားကတော့တိလိမ့်မယ်လဲမဟုတ်တေးတန်ကြောင့်ရဲချင်းလဲရဲနေပေးလိမ့်မယ်တေးရဲ့အညွတ်တွင်မိန်မော၍အမေရင်ခွင်တွင်အိတ်ချင်လဲအိတ်နေပေးလိမ့်မယ်သားအိမ်မောကြနေပြန်ရင်လဲသားမျက်နှာမှာကိုမောင်းရုံနဲ့တူးလာတာကြောင့်သားကိုကြည့်ရင်မမခင်မျက်လုံးတွင်မျက်ရည်တွေကလည်းစို့လာလိမ့်မယ်စိတ်ပြက်စရာကောင်းလိုက်တဲ့အဖြစ်ကျမအသက်ဝဝရှူ၍ထားရှောက်မိတယ်တမီမေကနောက်တွင်ရောက်လာတယ်ဘယ်တော့ပြန်ရမှာလဲနက်ပြန်မယ်ပြန်တော့မယ်မေကမျက်ခင်းမော်တွင်ထိုင်ချလိုက်ပြန်တယ်ဒီမှာခဏလာထိုင်အောင်မေအနာတွင်ထိုင်ရပေမယ့်စိတ်မှာအရင်လိုမကြည်လင်လာပါ3-4ရက်လောက်နေပါအောင်လားတမီဒီအိမ်ကြီးမှာကြာမနေချင်ဘူးရန်ကုန်မှာလည်းမနေချင်ဘူးအလုံးလုံးရတာတိတ်ရှုပ်စရာကောင်းတာပဲမေကအံ့ဩတယ်လို့ကြည်နေတယ်မိန်းကလေးမှာဘာတွေများစိတ်ညစ်စရာတွေ့နေလို့လဲကျမမှားသွားပြန်တယ်အမှန်တော့မိဘကိုလှုပ်ကြည့်ရတဲ့ဒါလောက်အချိန်ပိုင်းလေးတွင်အလုံးလုံးရတာကိုစိတ်ရှုပ်စရာဖြစ်အောင်မေကိုပြောပြဖို့မတင်ပါဘာမှမဖြစ်ပါဘူးယူလိုက်တဲ့ကလေးမရဲ့အမှန်တော့တမီမယူဘူးမေရေဆိုပြီးအော်၍ပြောလိုက်ခြင်းနဲ့မေကသူ့ဘာသာတွေ့ရမှာမောင်အောင်ကျော့စီကစလာတယ်ကိုအောင်ကျော့စီမှာစလာခြင်းမှာကျမနဲ့ဘလို့များပတ်သက်ပါသလဲသူကတမီကိုလိုချင်နေဆိုပါလားဘာပြောတယ်ကျမအလန့်တကြားဖြစ်သွားတယ်တမီဘာမှမသိဘူးလားသူ့စာထဲမှာတော့လူကြီးတွေကိုပဲခွင့်တောင်းနေဖြစ်နိုင်ရင်စိတ်ဆက်ပေးပါတဲ့အမလေးတစ်တုံးကလှုပ်တကူမေကကျမစကားကိုနားလဲခြင်းမနားလဲပေးလိမ့်မယ်စိတ်ထဲတွင်တော့ကြားရတဲ့တဲ့အတွက်တာ၍စိတ်ပြက်လာတယ်ယခုလိုသူများရဲ့အဆင်မပြေတဲ့အိမ်တော်ရေးကြားထဲမှာကျမကစင့်ကလေးပြေးနေရချိန်မှာကျမအိမ်တော်ရေးပြဿနာပေါ်လာခြင်းမှာနမိတ်မကောင်းသလိုစိတ်ထင်မိတယ်ဘာလိုနဲ့လင်ယူဖို့ကိုစဉ်းစားရမယ့်အချိန်ရောက်လာပါပြီကောကိုအောင်ကျော်မှာပညာရှိတယ်လုပ်ရည်ကိုင်ရည်ရှိတယ်ရုပ်တော်တယ်အေးဆက်တယ်ရိုးတယ်ဒါတွေမှာကိုအောင်ကျော်ကိုတွေ့ရင်ပေါ်လာတဲ့အချက်တွေဖြစ်တယ်တွေးရမှာလားမတွေးရဘူးလားမေဘာလဲသမီးကျမဘာပြောရမှန်းမသိသလိုရောင်ချာဖြစ်နေတယ်ဟိုနေ့ကမေကြီးကတော့ပေးစားဖို့ပြောတယ်သူကမေကြီးရဲ့ဓာတ်တိပဲမှတ်လားမေကလည်းသဘောကျပါတယ်ကြောက်စရာတော့တော်တော်ကောင်းတာပဲကျမစိတ်ကူးနဲ့ကျမပြောလိုက်မိတယ်ကျမကဒါကိုကြာမတွေးချင်ပါမေတို့သဘောပဲစီစဉ်ကြလို့စီစဉ်ယူတော့နှက်ပြန်တော့မယ်ကျမကထိုင်ရမှထားပြီးအိမ်ထဲကိုဝင်ခဲ့တယ်အပြင်တွင်တယောက်တည်းကြံရတဲ့မေက
ဘာရီကိုများတွေး၍နေပေမသိအမှန်တော့ဝမ်းသာခြင်းလဲဝမ်းသာပေးလိမ့်မယ်သူတို့တတ်မှတ်တဲ့အိမ်တော်ရေးစီးဝိုင်းထဲတွင်ကိုအောင်ကျော်လိုလူတစ်ယောက်နဲ့သူ့သားသမီးအားပေးစားရခြင်းဟာဝမ်းမြောက်ဝမ်းသာဖြစ်စရာပင်ဖြစ်တယ်ကျမအနေနဲ့ကိုအောင်ကျော်ကိုအလုပ်တွဲဖက်လုပ်ခဲ့ရမှန်တော့လေဒီနေ့တော့သူဟာကျမရဲ့ခင်မွန်ဖြစ်လာလိမ့်မယ်လို့တခါမှမတွေးခဲ့ဘူးပါသူကသတင်းစာဆရာတယောက်အနေနဲ့အစမ်းကုန်တော်ခြင်းတော်နေပေလိမ့်မယ်ကျမသိရသလောက်လဲတက်နေဝန်သတင်းစာကိုအုပ်ချုပ်နေသူနဲ့ကျမကသတင်းစာသမားနှစ်ယောက်အနေနဲ့ပင်အစဉ်ပြေခဲ့ကြတယ်ဆိုရပါမယ်ဒါပေမဲ့နှစ်ဖူးတွေတူတွေအိမ်အောင်တဲ့ဘဝကိုပြောင်းလဲသက်ဆင်းကြချိန်မှာရခင်ကလိုအလုသမားနှစ်ယောက်အဖြစ်အစဉ်ပြေခဲ့တဲ့ဘဝမျိုးကိုရရှိနိုင်ပါမည်လောဒီလိုဆိုရင်နောင်လက်ထပ်ပြီးတဲ့အခါစာအုပ်တွေနဲ့သာအချိန်ကုန်၍ရေခဲလိုအေးဆက်တဲ့လူတစ်ယောက်နဲ့ပေါင်းသိရမယ့်အရေးပျော်ရွှင်ပဲကောင်းပါမလားကျမငယ်တယ်ဖြက်လက်တယ်တွက်လက်တယ်ပူပူနွေ့နွေ့လှိုက်လိုက်လဲလဲစိတ်ပါလက်ပါလောက်တတ်တယ်ဒါတော့သူ့သိပြီးဖြစ်လေတယ်အရေးကြီးဆုံးကကျမသူ့ကိုချစ်နိုင်ပါမလားအော်အရွယ်ကြီးလာလေလေအိတ်မပြောတဲ့ညတွေကများရည်လာလေတွေပင်ဖြစ်သည်တကားရခင်ညတွေကကိုမောင်အကြောင်းတွေ့ရပလဲအကြောင်းတွေ့ရနဲ့အိတ်မပြောခဲ့ယခုညတင်တော့ကို့အကြောင်းကိုတွေ့ရတာနဲ့အိတ်မပြောဖြစ်ရပြန်နေဒါမဲ့အချိန်ကာလများလိုပါသေးတယ်ထို့အတော်အတင်သူနဲ့ကျမတို့အစဉ်ပြေအောင်ဆက်သွားကြရပြီးမှလက်ထပ်ဖို့ကိစ္စစဉ်းစားကြရမှာဖြစ်တယ်အချိန်ရှိပါသေးတယ်လို့ကိုယ်စိတ်ကိုဖြေ၍ကစိတ်လျှော့လိုက်တယ်အိပ်ပျော်အောင်ကြိုးစား၍အိပ်ရပါတော့တယ်ရန်ကုန်ပြန်ရောက်တဲ့နေ့မှာအလုတ်တိုက်ကိုတန်းလာခဲ့တယ်ကိုအောင်ကျော်နဲ့ရင်ဆိုင်ရမအောင်ရင်ဖိုနေပေမဲ့အလုတ်ရှိသေး၍သူ့အခန်းကိုဝင်ရအောင်မယ်အခုတလောကျမလုပ်နေရသမျှအားလုံးမှာဝတ္တရားရှိတဲ့အတိုင်းကြီးဖြစ်နေတယ်လောကမှာဝတ္တရားရှိတဲ့အတိုင်းတည်းအယုတ်ဆန္ဒမှမရှိပါဝတ္တရားရဲ့ကျိုးဆွဲသမျှကရပေုံမယ်ဒီမှာမခင်ယူသူအားစ၍နှုတ်ဆက်ပေးတယ်ကျမကျိုးစား၍ပြုံးပြလိုက်ရတယ်တကြံအထူးထုတ်နှစ်ဆန်းတရက်နေ့အတွက်သတင်းစာတော့ပြီးသွားပြီဟုတ်ကဲ့ဒါပေမဲ့မင်းဝိထုတော့မထည့်ဘူးဒါအေရိတသဘောပေါ့အေးလေဝိထုကကောင်းပါတယ်ဒါပေမဲ့ပရိသတ်ကမင်းသုံးတဲ့စကားလုံးတွေကိုနားလည်မှာမဟုတ်ဘူးကိုသိစေခြင်းတဲ့အကြောင်းကိုပရိသတ်ကနားမလည်အောင်စကားလုံးတွေသုံးထားရင်မခက်ဘူးလားမင်းစာတွေကိုဘယ်သူနားလည်မလဲစောင်းပါရေးတယ်လို့စကားလုံးပြောင်ပြောင်ရှင်းရှင်းနဲ့ရေးပါကွယ်ကျမခက်ရဲရဲပင်စိုက်၍ကြည့်မိတယ်သူကကျမဆရာပဲမဲ့မကြခင်သူ့ကိုယူရတော့မယ်ဒီမှာဥအောင်ကျော်သူ့ကိုဥတက်ခေါ်လိုက်ရခြင်းကိုကျမကျေနပ်မိတယ်သူကကျမဘာပြောမှကိုစောင့်နေပုံရတယ်မေမေတို့စာရေးလိုက်တယ်ဆိုယူကိုလိုချင်တယ်လို့ဒီတခါတော့သူကခေါင်းကိုအငိမ်မထားပဲရှေ့တက်တဲ့လူအပေါ်မော့ကြည့်တယ်လို့လုံနေတယ်ဟုတ်တယ်ဥအောင်ကျော်မှာအသေးနှလုံးတွေရှိသေးတကူရှိတာပေါ့မင်းဒီလိုပြောမယ်ဆိုတာကိုသိပါတယ်ကို့မှာအသေးနှလုံးရောင်အုံနောက်ရောရှိပါတယ်ကျမစိတ်ထဲတွင်ရဲချင်းတယ်လို့ဖြစ်လာပြန်နေမိန်းကလေးစိတ်တွေကအတော်စမ်းကြဲတယ်ကို့ကိုမကြိုက်ပြန်လဲတက်တုံးလို့ထင်နေကြိုက်တယ်ဆိုပြန်တော့လေလောင်ကျင်တယ်လို့ပြောင်းကျင်တယ်လို့လှုပ်ချင်လာတယ်မင်းမေမေကိုဘာပြောခဲ့လဲမမေသဘောလို့ပြောခဲ့တယ်ကျမကိုမောက်စီသွားအောင်မယ်ကျမသူ့ကိုတခြားကိစ္စတွေမှာပြီးအခန်းထဲမှာထွက်လာခဲ့တယ်ကိုမောက်အခန်းထဲကိုဝင်ချင်းရင်မာခုန်နေတယ်ကျမသူ့ရှေ့ကလထိုင်တွင်ထိုင်လိုက်တယ်မင်းလာမယ်ဆိုအကြောင်းကြားပေါ့ကွာကဲမမေဘာပြောတလဲသူကအကြောင်းစုံကိုသိချင်လာပြီစာတစ်စောင်ပေးလိုက်တယ်ကျမအိတ်ထဲမှာမမေကြီးစာကိုထုတ်၍ပေးလိုက်တယ်ကဲမင်းမဲစာကိုဖောက်ပြီးဖတ်ပြစမ်းကျမကစာအိတ်ကိုဖောက်၍သူ့ကိုဖတ်ပြရတယ်တာမမေစာရေးလိုက်သည်တားရဲ့စာကိုမမေဖတ်ပြီးလို့အကြောင်းစုံသိရပြီအခုပြန်လိုက်တဲ့မမေစာကိုတာစဉ်းစားပြီးဖတ်စေခြင်းသည်ပလဲကိစ္စနဲ့ပတ်သက်ပြီးတော့မမေမှာစဉ်းစားရမှာတဲ့ကိုချင်းစာရလိမ့်မယ်ပလဲဟာမိမသားမှတ်လားကိုမောင်ကအေးလိုက်၍ထိုင်ရမှထားလိုက်တယ်ပလဲဆိုတဲ့စကားလုံးကြောင့်သူ့စိတ်လှုပ်လှုပ်ရှားရှားဖြစ်လာပုံရတယ်အခန်းအလယ်တွင်ရှောက်ရင်းနားထောင်နေတယ်မိမချင်းမို့ကိုချင်းစာရမယ့်အချိန်မှာမငွေခင်ဟာလည်းမိမတယောက်ဖြစ်ပေတာပဲဒီတော့မေမှာမိန်းကလေးနှစ်ယောက်စလုံးကိုချင်းစာရလိမ့်မယ်ဒီကိုချင်းစာတဲ့အချိန်လေးမှာ
ဟိုမိန်ကလေးကအမေရိကန်မတ်ငွေခင်ကမြန်မာဆိုတဲ့လူမှုရေးကိုမေမေခဏမိထားလိုက်ပါမယ်သူတို့နှစ်ယောက်စလုံးကိုမိမသားတွေအနေနဲ့ပဲမေမေစဉ်းစားကြည့်ပါတယ်ကျမစာဖတ်ရမှသူ့ကိုမော်ကြည့်မိတယ်ပြတင်းတွင်ရက်၍ပါဇက်ဟပြီးငေးနေတယ်ဒီနေရာမှာတားအကြောင်းတွေကိုတားအသိဆုံးမို့မေမေဘာမှထုတ်ပြီးမပြောချင်ဘူးခင်ထားတော့အစားမတ်ငွေခင်အထိတားအကြောင်းတားအသိဆုံးပဲတားပလဲကိုခေါ်ခဲ့ပြီးပလဲရဲ့လက်ကိုတားကြိုက်မှညှက်ပြီးငွေခင်ရှိမှတားလန်တလားချင်နေတယ်ငွေခင်ဟာမေမေကိုယ်တိုင်မွေးခဲ့တဲ့သူမို့လားတားငွေခင်ကိုစော်ကားတဲ့အပြုတ်အမူလုပ်တဲ့အထိမှာမေမေဟာမပါပါရစေနဲ့ငွေခင်ကိုလည်းကိုချင်းစားရလိမ့်မယ်ပလဲကိုလည်းမေမေတနာပါတယ်အခုချိန်မှာပလဲဟာတားရဲ့ချစ်လာကြီးရဲ့ဆိုတဲ့ဆိုနေကြတေးသွားမှာအစိတ်တက်နေမှာအမှန်ပဲဒါပေမဲ့သူ့မှာတာသမီတွေမရှိသေးပါဘူးပြီးတော့တားရဲ့နောက်မိန်းမပလဲကိုမေမေဒီခေါ်ပေးလိုက်ရင်ငွေခင်ဘလို့ဖြစ်သွားမလဲသူ့အသေးနှလုံးတွေဟာကြေကုန်မှာပေါ့မေမေယောက်ျားရဲ့မယငယ်ကိုတယောက်ကအိမ်မော်ခေါ်လိုက်ရင်မေမေဘယ်နဲ့နေမလဲငွေခင်ကတော့နှလုံးကသွေးတွေကိုမျက်ရည်အဖြစ်နဲ့တွန့်ချမဲ့မိန်းကလေးပါကွယ်ဒီတော့မေမေဟာတားရဲ့မယငယ်ကိုမယက်ကြီးရှိခေါ်လာတဲ့ရောက်ခမရိုင်းကြီးတယောက်မဖြစ်ပြစေနဲ့ပြီးတော့တားအမေရိကန်လူမျိုးအဖြစ်ခံယူအောင်မယ်ဆိုတာလည်းမေမေသိပါတယ်တားမှာစိတ်ဓာတ်တွေပြတ်နေပြီတားကိုမေမေနှမျောတယ်မေမေသားတယောက်ကကို့လူမျိုးကိုချစ်တဲ့စိတ်မရှိတော့တဲ့အဖြစ်ကိုမေမေဝမ်းအနေဆုံးပဲအေးဒါပေမဲ့တားတယောက်သာချစ်တာမဟုတ်ပဲတားတိုင်းပြည်ကိုဆွဲနေလို့မေမေရင်ကျိုးရတာပဲစာဖတ်ရင်ဒီနေရာရောက်လာရင်ကိုမောင်ကကျမအနာကိုလာထိုင်နေတိတ်စိတ်ဝင်စားလာပုံရတယ်တားဘာသာပြန်တဲ့စာအုပ်တွေကိုမေမေအကုန်ဖတ်တယ်တားအမေရိကန်ဒီမိုကရေစီကိုမြန်မာလူထုမှတ်အောင်ရေးတတ်တယ်တခြားတိုင်းပြည်တွေကိုတာယာရွှေပြည်ဖြစ်လာအောင်တာရေးတတ်တယ်တားကိုယ်တိုင်ကလည်းတခြားတိုင်းပြည်တွေရဲ့တာယာမှုကိုနှစ်သက်လို့မြန်မာလူမျိုးတယောက်အဖြစ်ကဆွန့်လွတ်တော့မှာကိုရှင်းရေးရရင်တားကလောင်ဟာတစ္ဆာမရှိဘူးဟေးကိုမောင်ကကြောက်လန့်တယ်လို့အိမ်ကြီးပြတ်သွားတယ်မင်းရဲ့ရည်ရွယ်ချက်ကြီးနဲ့တီထောင်လာခဲ့တဲ့ပုံနှိပ်ဆက်ကြီးဟာအခုတော့နိုင်ငံသားတွေရဲ့ဝါရပြန့်ရန်ဘောဝဌာနကြီးဖြစ်နေလို့မေဝမ်းနဲ့လို့မဆုံးဘူးရှိစေတော့ပလဲကိုမေအပြစ်မတင်လို့ပါပလဲရဲ့တနာစရာအဖြစ်ကိုလည်းယူထန်အားကြားပြီးပါပြီဒါပေမဲ့ပလဲကိုခေါ်မဲ့ကိစ္စတွေမှာတော့မေပြောကမပါပါရစေနဲ့တားအစွမ်းနဲ့တားပါတာခေါ်ပြီးတော့မေမှာတော့လူမျိုးရေးစိတ်တက်မရှိဘူးဆိုပေမဲ့လူသားတယောက်အနေနဲ့ငွေခင်အပေါ်တားစော်ကားမှုတော့အမပေးနိုင်ဘူးကို့သားပြောကနဲ့ပေါက်ဖွားလာပြီးအဖေစွန့်ပစ်ခြင်းကိုခံနေရတဲ့မြေးသုံးယောက်ကိုမေစောင့်ရှောက်နေတော့မယ်အမှန်တော့တားဟာဘာမဆိုလွတ်လွတ်လပ်လပ်လုပ်နိုင်တာအမှန်ပါပဲဒါပေမဲ့အခုအလုပ်မှာတော့ကို့လူမျိုးအမျိုးသမီးတယောက်အပေါ်မှာတားလုပ်ပုံဟာရှင်းနာစရာကောင်းတယ်နောက်ဆုံးတော့တားသဘောအတိုင်းငွေခင်ကိုကွာရှင်းလို့ကွာရှင်းပြီးတော့လေပြက်သားလှုပ်စေခြင်းနဲ့မေဟာဘလို့သားမျိုးမွေးမိတယ်လို့မတွေးတတ်လောက်အောင်ဖြစ်နေတာပဲပုံနှိပ်ဆက်ရင်ထုတ်ဝေတဲ့ကိစ္စတွေမှာလည်းတားရဲ့လက်ရှိ policy ကိုမေလက်မခံနိုင်ပါစာအဖိုးတန်တွေကိုဘာသာပြန်စေခြင်းနဲ့စန္ဒမေမှာရှိပါတယ်တားပြန်တဲ့စာအုပ်တွေကတော့ဝါရဖြန့်တွေဖြစ်နေလို့မေစန္ဒနဲ့မကိုက်ညီတော့ဘူးတားဟာနိုင်ငံသားတွေကိုဝါရဖြန့်ဖို့မလိုပဲတားသူတို့ရဲ့ဝါရကိုဖြန့်ပေးနေတာပေါ့အချိန်တွေတော့အများကြီးရှိသေးတာပဲတားပြင်မယ်ဆိုရင်အချိန်မိပါသေးတယ်တိုင်းပြည်ကိုတစ္ဆာဖောက်ကြတဲ့ဤအမျိုးမျိုးထဲမှာစာပေတစ္ဆာဖောက်တာအဆိုးဆုံးပဲစာပေဟာစိတ်ဓာတ်နဲ့တွဲရက်နေတာကိုစိတ်ဓာတ်စစ်စင်လာပြီးဆိုတော့တက်မကြီးတစ်ခုစစ်စင်လာတာထက်ကြောက်စရာကောင်းတာပဲဒါပါပဲတားတယောက်အနေနဲ့တော့မေမြစ်တာကတော့အစင်စုပြေးလျက်ပါပဲတားချမ်းမြေ့ရှင်လန်းပါစေမေစာအဆုံးတွင်ကိုမောင်ကိုကြည့်လိုက်တဲ့အခါခေါင်းငိုက်ဆိုင်နဲ့ဆိုဖာပေါ်ထိုင်နေတယ်ကျမကလည်းစကားဆ၍မပြောတတ်ပါသူတို့သားအမေကိုအံ့ဩနေတယ်အမေလှုပ်တဲ့သူကလည်းတမျိုးစီနေကြပေမဲ့ရန်ကုန်တွင်သားချေတလန်လှမ်းနေတာအစားမေသိတယ်တခြားနောက်ထပ်ဘာတွေမှားလိုက်သေးလဲမမှားပါဘူးကဲရုပ်သွားခြင်းနဲ့သွားတော့အိမ်ကိုပြန်ခြင်းနဲ့အေးဒီမှာလည်းတိတ်ကိစ္စမရှိသေးပါဘူးပြန်သားပါအောင်လေ
ကျမစာရွက်ကိုသူ့လက်ထဲထည့်၍ထိုင်ရမှထားလိုက်တယ်။မိမိဟာဒီတခါကိုမောင်ကိုတော်တော်စိတ်ဆိုးနေပုံရတယ်နော်။ကျမဘာမှပြန်မပြောပါ။ခဏရက်နေ၍အပြင်ကိုထွက်လာခဲ့ပါတယ်။မိမိကြီးစိတ်ထဲတွင်လည်းအတော်ရင်ထုမနာဖြစ်နေပုံရလေတယ်။ကျမအိမ်ရောက်ရင်အိတ်ခမ်းကိုပဲတောက်လျှောက်သွားမိတယ်။အိတ်ရာပေါ်ပြစ်လဲလိုက်၍စိတ်ရောလူရောလွတ်နေမိတယ်။ဘာတွေများရှေ့လျှောက်၍ဖြစ်ကြအောင်မသိအလုတ်ကလည်းထွက်ချင်လာတယ်။ရတတ်သမျှနဲ့တာအမိနှစ်ယောက်နေစားတော့ရတာမှစိတ်ချမ်းသာအောင်မေမျက်စိကိုစုံမိတ်၍ကို့အကြောင်းကိုလည်းကိုတွေ့အောင်မေကြည်စမ်းမှာတသက်တာတွဲဖက်၍တောက်ရမယ်ကို့အိမ်တော်ဘက်အကြောင်းကိုပဲအချိန်ယူ၍တခါမှမတွေးမိသေးပါဖြစ်မှဖြစ်ရပါလေယောက်ျားယူရမယ်အချိန်ကလည်းနီးကပ်လာပြီကျမချွေးပြန်လာတယ်အမတ်မတင်ဆိုသလိုမိမိကိုပေးခဲ့တဲ့ဂရိမှာလွယ်ကူလုံးပါတကားငင်းငွေတယ်လို့ကြောက်တယ်လို့ဖြစ်လာပြန်တယ်မတုံမလှုပ်နဲ့အယုတ်လိုလူကိုယူရမယ့်ဒုက္ခမှမသေးပါဖြစ်မှဖြစ်နိုင်မှာမလားကျမအတွေးထဲတွင်တော့မှကိုအောင်ကြောက်ရုပ်ပုံမှာကြောက်ရွံ့နေတူလာတယ်ညို၍ဝိုင်းနေတဲ့မျက်လုံးတွေကရက်တောင်ခတ်ပုံမရပါအဲ့ဒီမျက်လုံးတွေကပူပူနွေးနွေးအချစ်ကိုဘလို့လှုပ်ပြီးတယောက်ဖော်နိုင်မှာလဲမမယူကျမအတွေ့ဖြင့်မပြီးသေးခင်အိမ်ကကလေးမလေးကလာခေါ်ပြန်နေကျမမျက်လုံးကိုဖွင့်ရင်ဘာလဲမငယ်ကိုမောက်စင်ဟာတယ်လီဖုန်းလာနေတယ်အေးလာလိုက်မယ်နော်တကဘာလုံးတစ်ချိန်လုံးသူတို့ကိစ္စကြီးပဲငါအကြောင်းတောင်ငါမစင်းစားရတော့ဘူးလားကျမကြက်ကြဲအော်၍ကရင်ပေါ်မှခုံ၍ထားလိုက်တယ်မငယ်မှာလန့်သွားသလိုလှဲ့ကြည့်ကရှေ့မှာပြေးဆင်းသွားတော့တယ်လေကားကိုပြင်းပြင်းနေ၍အောက်ကိုဆင်းလာမိတယ်တယ်လီဖုန်းကိုကင်လိုက်လျင်ပင်ယူလာဟိအိပ်ပျော်နေပြီလားအိပ်နေတဲ့ကိုမောင်ပြောတော့မပြောဘူး sorry ဒီ sorry တွေနဲ့ပဲသူစားနေတယ်မေမေကြီးစီကခုပဲတန်ကျိုးလာတယ်သူတို့တပတ်ကလေးမြန်နဲ့လာမယ်တဲ့သူတို့ဆိုတဲ့အထဲမှာယူမေမေရဲ့မငွေခင်ရဲ့ပါမယ်မငွေခင်တော်တော်နေမကောင်းလို့တဲ့ဟုတ်ကဲ့ယူကြည့်စီစဉ်ပါမယ်ဆေးရုံကိုပါခုသွားရမယ်မငွေခင်ကိုဆေးရုံတင်လိုက်ရလို့တဲ့ကဲဒါပဲယူရေတစ်ဖက်မှာတယ်လီဖုန်းချလိုက်ပြန်နေကဲလှုပ်လိုက်ကွာနော်ဒင်းတို့ကပဲခိုင်းနိုင်မလားကျမကပဲလှုပ်နိုင်မလားစိတ်ထဲမှာကြုံရမိတယ်အမှန်တော့ကျမစိတ်နဲ့ကိုတစ်လ350နဲ့ရောင်းထားရခြင်းသာဖြစ်နေတော့တယ်အရှုပ်တော်ပုံနဲ့ဆုံရအောင်တော့မယ်ကျမအဝတ်ပင်မလဲနိုင်ပဲကားရှိရာကိုထွက်လာမိတယ်အပင်မကြွေတဲ့ဗရောက်ပန်းတစ်ခက်မှာကားဆက်ဖုံပေါ်တင်နေတယ်ယခုမှဗရောက်နှံကိုအနက်ခံကြည့်မိတယ်ဗရောက်တွေပွင့်နေတာကိုမှစိတ်ကူးမရှင်နိုင်တော့ပါလားခဏလောက်နေပါအောင်ဗရောက်ရဲ့ကျမကပန်းကတ်ကိုဖက်ပြေး၍စိတ်ပြက်ပြက်ပင်ကားမောင်း၍ထွက်လာမိတယ်ဆေးရုံကိုတွိုင်း၍ private room အတွက်ဆရာဝန်တွေနဲ့စီစဉ်ရအောင်မယ်မေမေကြီးတို့ရောက်လာတဲ့နေ့မှာမမခင်ကိုတပါးတဲ့ဆေးရုံသို့တင်လိုက်ရတယ်မျက်လုံးရစ်တွေညို၍နှက်ခမ်းမှာဖြူနေတယ်ကလေးတွေနဲ့မေမေကြီးမှအိမ်ကိုပြန်နေတယ်ကိုမောင်အလာကိုကျမဆောင်ရင်မမခင်ဘေးတွင်နေရတဲ့အမှန်တော့မမခင်ကသူ့လင်ကသူ့ကိုလာ၍ကြည့်စေချင်လာပြီအိပ်ရာပေါ်တွင်မင်းရမှာခြေတံကြားတိုင်းအခန်းဝကိုလမ်း၍ကြည့်တယ်မျက်လုံးဘေးတွင်မုတ်ဖောင်းတဲ့အသားတွေရော်ရဲ၍မျက်လုံးအိမ်မှာပြုတ်ပြက်ပြက်ဖြစ်နေတော့တယ်မမခင်ရင်ရောတုံသလားတုံတာပေါ့ယူရဲ့ညဆိုလဲအိတ်လို့မရဘူးတွေးရင်တော်ရင်နဲ့ပဲမိုးလိမ့်တာပဲဘာလို့မှမတွေးနဲ့ပေါ့မတွေးဘူးလို့စူးစမ်းပြီးမေ့ဖြစ်ပါတယ်ဒါပေမဲ့ကိုမောင်ကဘယ်တော့မှမေးလို့မရတဲ့လူပဲစိတ်တစားယောဂါမှာခက်လာတယ်ပလဲအကြောင်းကိုမသိရတော့ပါသေးတယ်စိတ်ပျော်ပျော်နေမှကြမ်းမာမှာပေါ့ပျော်အောင်တော့လှုပ်တာပဲမရပါဘူးရှုမမခင်ဟာတက်တက်လုံးသူ့ကိုခွင့်လွှတ်ပြီးနေခဲ့ရတာခုလဲနောက်ဆုံးခွင့်လွှတ်တော့ရမှာပါပဲမဟုတ်တာမမခင်ကလေကို့ကိုမကျင်တာတဲ့နောက်ယူတော့မရဘူး10ပြန်းကိုစိမ့်ပစ်လိုက်မယ်မမခင်ကမချီတရီနဲ့တိုးတိုးလေးရဲလိုက်တယ်ယူရဲ့မင်းလူမဖြစ်သေးဘူးအပုံကြီးငယ်သေးတယ်အေးကွယ်ယူကိုရောမခင်ရဲ့သမီးလေး2ယောက်ကိုရောမိမဘွားဖြစ်ကြရတဲ့အတွက်မမခင်ဝမ်းနေမိတယ်မင်းလည်းငယ်စိတ်မကုန်သေးဘူးမမခင်လည်းငယ်တုန်းကတော့စိတ်ထက်ခဲ့တာပေါ့ဒါပေမဲ့
မိန်းမတွေဟာအင်မတန်ခွင့်လွတ်လွယ်တဲ့တရားဝါတွေပါပဲမတိမချင်းတော့ဘယ်မိန်းမမဆိုသူတို့ကိုခွင့်လွတ်ရင်အချိန်ကုန်သွားကြရမှာပဲတဘာဝတရားတွေရောထုံးတမ်းစင်လာတွေရောသူတို့ကိုဦးစားပေးခဲ့တာကိုမမခင်ကပြောရင်အတန်တုံလာပြန်တယ်စကားမပြောပါနဲ့ဦးနောက်မမခင်ကခဏမိန်နေပြန်တယ်နှစ်ဖူးစားမှချွေးစားတွေစုပ်နေတယ်မကြခင်တွင်ကိုမောင်လျှောက်လာတယ်အံ့ဩစရာပင်မမခင်ကမျက်လုံးကိုမှဖွင့်မကြည့်ပဲငြိမ်သက်နေတယ်ကိုမောင်ကလည်းနှစ်ဖူးစားကိုမဆန်လက်ဖြားကိုလည်းကင်၍ပင်မကြည့်ပါ10မိနစ်လောက်ဘေးတွင်ထိုင်၍နေစဉ်စောင်းအိတ်မဲ့အတော်ကြီးရောက်လာတော့တယ်ကဲရှုပြန်ကြစို့ကျမမခင်နာနာကိုကပ်၍နှုတ်ဆက်၍ထွက်လာခဲ့တော့တယ်ကားပေါ်တွင်နှစ်ယောက်ထိုင်ရင်စိတ်ထဲမှာမကြေမနက်ဖြစ်လာတယ်ကိုမောင်ခုနေမခင်သိရင်ငိုမှာပဲဘာဝမ်းသာလို့ငိုကြအောင်ဆောင်မှာမှလားအောင်မယ်ဒါလောက်ကိုမရက်ဆက်ပါဘူးကွာပုံမနေစမ်းပါနဲ့ကိုမောင်ရကိုမိမနှစ်ဖူးလေးတောင်စမ်းမကြည့်ဘူးနေနိုင်လိုက်တာအေးလေပလဲမပလဲဖြစ်နေတာကိုတော်ပါတော့ယူရသူများတွေကြားကုန်ပါမယ်ကျမအလိုလိုစိတ်ထဲတွင်ယွန်လာတော့တယ်ဒါနဲ့မင်းကို congratulation လုပ်အောင်မယ်ဘာလို့လုပ်ရမှာလဲယူနဲ့ကိုအောင်ကျော်စိတ်ဆက်တော့မလို့ဆိုဟင်မရင်နေနဲ့ယူမေမေနဲ့မေမေကြီးရဲ့ကိုအောင်ကျော်ရဲ့အိမ်မှာတိုင်ပင်နေတယ်ကျမစိတ်ထဲတွင်ဟစ်၍ငိုချင်တယ်လောက်ကြလေသူတို့ကလူကဘာအောင်မေလည်းမသိဘူးစီစဉ်နေလိုက်ကြတာမင်းတဘောမကြောက်လားအဲ့ဒါတော့တိတိကျကျမစင်းသားရသေးဘူးမိမိတဘောလို့ယူပြောခဲ့မိတာကိုကျမတို့ကနှစ်ယောက်သားကာမောင်ရင်အိမ်သားရောက်လာတယ်ခြံဝနာရောက်မှာပင်ကျမစိတ်ထဲတွင်ကရုံကရင်ဖြစ်လာတယ်ကိုမောင်အင်းရဘက်ကိုမောင်းပါလားယူအိမ်ထဲကိုမဝင်ချင်ဘူးကိုမောင်ကလှည့်ကြည့်ပြုံးရင်ကားကိုဆက်မောင်းနေကျမတို့ဆက်မောင်းစဉ်ကိုအောင်ကျော်ကရှေ့မှဖြတ်၍ခြံထဲကိုဝင်သွားတယ်သူကငုံကြည့်လိုက်သေးတယ်ကျမရှုတင်နဲ့မော့၍နေလိုက်မိတယ်သူတို့သားအလုံးရှုပ်နေတဲ့ထင်နေယူခုနကပဲအိမ်ထဲမှာရှိသေးရဲ့ကျမဘာမှပြန်မပြောပဲငြိမ်နေလိုက်တယ်ညနေအတော်ဆောင်ရင်နေဝင်လူပါပကောမခင်ရဲ့သွေးအားနေတဲ့ယောဂမှာဘလို့မှမထူးခြားလာပါကျမမှာများနေကြအလုပ်ထက်ညနေတိုင်းဆေးရုံကိုပြေးရတဲ့အလုပ်မှပိုလာတယ်ကိုအောင်ကျော်နဲ့ဆေးဆက်ကြတဲ့နေ့ကစိတ်ရှုပ်ရှုပ်နဲ့အေးရိုးမပြန်တော့မေမေကြီးရောမေမေကရောဖုံးဆက်၍ခေါ်တယ်ကိုမောင်ကလည်းပြန်လွတ်နေတယ်ကောင်းပါလေဒီလိုလောက်တာမကောင်းဘူးပြန်မပြန်ချင်ဘူးအလုပ်တိုက်ကဆင်းရင်ဆေးရုံသွားတော့မယ်အိုးဘလို့ဟာလေးလဲစိတ်ဆက်ပြီးတဲ့နေ့ဆိုတွဲပြီးလဲနိုင်တာပေါ့ဟင်ဒီကြောက်ရွံ့ကြီးကခတ်သားပဲကျမပေး၍အိမ်မပြန်မဲနေလိုက်တယ်ကိုအောင်ကျော်မယူချင်း၍လည်းမဟုတ်ကြိုက်သလားဆိုပြန်တော့လည်းမကြိုက်ပါအမှန်တော့ကိုပြန်တွင်းမိတယ်အခုအချိန်တွင်ဘယ်ယောက်ျားမှမယူချင်းသေးတယ်လို့ဖြစ်ပြန်တယ်ဒါလောက်မြန်ဆက်အိမ်အောင်ရေးကိုလက်ခံလိုက်ရခြင်းမှာကျမအတွက်အန္တရာယ်များဖြစ်နေမလားကျမရှေ့တွင်မြင်နေရတဲ့အိမ်အောင်ဆောင်ကအစင်မပြေဖြစ်နေကြမှာကျမကိုခြောက်နေတယ်အမှန်တော့မောင်းထောင်းလဲမောင်းထောင်းတောင်ကိုလဲတောင်ကိုဆိုသလိုပင်ကိုမောင်ကလည်းပွေလွန်းနေမြာမှုပွေလွန်းဒီမှာအမှန်ဖြစ်တယ်မခင်ကလည်းADSကိုလင်သားရဲ့စိတ်တက်ကိုတော့မှနွေထွေရှိအောင်မဆန်းဆောင်နိုင်ပါမခင်ကအေးလေးကိုမောင်အဖို့ပလဲတို့လိုနုရွလေးတွေမှာအစင်စိတ်ဝင်စားလေးဖြစ်လေဒီမှာမဆန်ပါပြီးတော့ပလဲကအနောက်သူဖြစ်၍ဖြက်လက်သွက်လက်ပုံတွေမှာအထူးပင်တင်ယူစရာမလိုတော့ကျမမှလည်းအခုအိမ်အောင်ရေးကိုရင်ဆိုင်ရတော့မယ်ကိုအောင်ကျော်လက်တွင်ကျမဘဝကိုအပ်ရတော့မယ်ရိုးတယ်တော်တယ်ပညာတတ်တယ်ဆိုတာတွေဟာတကယ်အိမ်အောင်ရေးတွင်အောင်မြင်မှုပေးပါမလားကြောက်ရွံ့လို့အိမ်ကောင်းရင်တွင်ငုတ်တုတ်များထိုင်နေမလားတွေးရင်ပင်သူ့ကိုချေ၍မရပါအလုတ်ဆင်း၍တွေ့ရတိုင်းအိမ်ကြီးတစ်ခွဲသားနဲ့ကျမခက်တီနေလိုက်တယ်ကိုအောင်ကျော်ကခါတိုင်းဝင်နေကြညုံမဲပစိုးတွေကိုမဝတ်တော့ပါဆေးဆက်ပေးမှအဝတ်အစားတွေပြောင်းလာတယ်မယန်းစေးကွက်ပိုးလုံးကြီးနဲ့မိကူရောင်အပေါ်ဝင်အင်ကြီးဝတ်တတ်တယ်ဆန်စတွင်လည်းစီအောင်တန်း၍လာတယ်ညာဘက်ကိုညီခွဲ၍ထားတဲ့စပင်တွေကရခင်လိုဖျို့ဖျဲမနေတော့
မြင်တဲ့အတိုင်းခက်တီတီလုံနေပေမဲ့စိတ်ထဲတွင်ရဲကျင်လာတယ်။ညူဝိုင်းဝိုင်းမျက်လုံးကြီးတွေနဲ့ဆိုက်၍ကြည့်တိုင်းကျမမှာမျက်နှာလဲလိုက်တယ်။ယနေ့ထိသူနဲ့တခါမှမတွဲမိသေးပါ။အလုံးလုံးရင်ပင်ကိုမအခန်းတွင်သာအနေများခဲ့တော့တယ်။ယနေ့လည်းအိမ်ကိုမပြန်ချင်း၍မမတ်ခင်စီတန်း၍လာခဲ့တယ်။မမတ်ခင်ပါရီယာဖောင်း၍ဝါနေတယ်။ခြေကုံလေးတွေလည်းရောင်နေတယ်။အမှန်တော့အသားတွေမှာပွားစီစီဖော်တော်ဖြစ်နေတယ်။ချွေးတွေပြန်လာတိုင်းသူမောနေပုံရနေတယ်။အရင်အလောက်စကားမပြောတော့ပါ။ဘေးတွင်ထိုင်နေတဲ့ကျမကိုစိုက်၍ကြည့်လိုက်မိမ့်လိုက်နဲ့လုံနေတော့တယ်။သူ့အသွင်ပြင်တွေမှာနှလုံးသိပ်အားနေနေတာကိုဖော်ပြ၍နေတော့တယ်။ကလေးတွေကိုသူ့ထံမခေါ်ခဲ့ရန်လူတိုင်းကိုမှာနေတော့တယ်။ဆရာဝန်တွေကမူမမခင်အခြေအနေကိုလက်လွတ်နေကြတော့တယ်။ဘာပဲဖြစ်နေနေလူတယောက်အနေနဲ့ဖြစ်ဖြစ်ကိုမောင်ကမကြာခဏလာကြည့်ဖို့ကောင်းတယ်။မကြာခင်တွင်မေမေကြီးရောက်လာတယ်။ရှုအိမ်ကိုပြန်စမ်းမေမေစောင့်နေတယ်။ကျမမမခင်ရှေ့တွင်စကားများများမပြောရ၍ခေါင်းငိတ်ကအပြင်ထွက်လာခဲ့တယ်။အိမ်တွင်ကိုအောင်ကျော်ရောက်နေမှာကိုစိုးရိမ်နေတယ်။ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါဇက်ထုတ်မှာတစ်မျိုးဖြစ်နေတော့တယ်။အေကန်းကိုမဝင်ခင်စကားတန်တွေမှာစူ၍အပြင်ကိုထွက်လာတယ်။ဦးကျော်ဟာဒီအကြောင်းတွေကိုကျမကိုအစောကြီးပြောဖို့ကောင်းတယ်။မေမေအတန်ကျဲ၍တုံတုံရီရီထွက်လာတယ်။ကျမအေကန်းဝတွင်ရက်လိုက်ရင်ဦးကျော်ရောမေမေပါကျမကိုလှည့်ကြည့်ကြတယ်။မေမေနှုတ်ခမ်းတွေကဖြူ၍မျက်လုံးတွင်မျက်ရည်တွေစုံနေတယ်။ငကူကကျနေတဲ့နှထင်တွေမှာပို၍ချောင်တယ်လို့ထင်ရတယ်။ဦးကျော်ကြည့်ပုံမှာအလန့်တကြားဖြစ်နေတယ်။အခန်းထဲတွင်မီးဖွင့်ထားပြီးမီးရောင်နဲ့သူ့မျက်လုံးမှာကြားမျက်လုံးလိုခက်ထန်နေတယ်။ရှင်သွားနိုင်ပြီ။ဦးကျော်ကကျမကိုထပ်၍ကြည့်ကအတွင်းဘက်ခန်းကိုဝင်သွားတော့တယ်။ဘာဖြစ်နေကြလဲမေမေကရှိုက်၍လာတယ်။ဟာဘာဖြစ်ကြလဲ။ကျမဘေးတွင်ဝင်ထိုင်ရင်မေကိုကင်ပြီးလှုပ်လိုက်တယ်။သူကမျက်နှာကိုအုပ်ထားပြန်တယ်။သမီးဟာဒီလိုလုပ်ဖို့မကောင်း။ဘာလဲသမီးဘာလုပ်လို့လဲ။သမီးဇက်ထုတ်ကိုသမီးရှင်းမှဖြစ်မယ်။ဟာဘာဇက်ထုတ်လဲမေကကျမကိုမော်ကြည့်လိုက်တယ်။ဒါပေမဲ့သူ့မျက်လုံးတွေကမျက်ရည်စိုးနေသလားဝင်တောက်နေတယ်။ဒီလောက်ငါသမီးလည်းနေမှမေမသိဘူး။မေပြောတာတွေသမီးတစ်ခုမှနားမလဲဘူး။သမီးနားလဲအောင်ပြောပါအောင်။နားမလဲရင်လည်းပြောပြရမှာပဲ။ဘာလို့ကိုအောင်ကျော်နဲ့စိတ်ဆက်တာကိုလက်ခံရတယ်လဲ။ခတ်ပြီးသူတို့ကလည်းသဘောတူရဲ့ကျမဦးကြောင်လက်ခံလိုက်ရတယ်။အခုတော့ဘာဖြစ်ပြန်ပြီလဲ။မေကသဘောတူတယ်ဆိုအဲ့ဒါသမီးကတန်ရှင်းထင်လို့သဘောတူတာအခုတော့သမီးကဘာဖြစ်နေလို့လဲညီကိုမောင်နဲ့ညားနေတယ်ဆိုဟင်ကျမတခွန်းသာអော်လိုက်မိတယ်မေကတက်တလုံးမသုံးစဘူးညီးတွေဘာတွေနဲ့တော်တော်ဒေါသထွက်နေပုံရတယ်မေဒေါသထွက်တယ်လို့ကျမလည်းအသားတွေတုံလာတယ်မဟုတ်ဘူးနည်းနည်းမှမဟုတ်ဘူးမညာနဲ့မိခင်ယူမေအကုန်သိတယ်သူကရှိုက်၍နေပြန်တယ်ခက်တာပဲမဟုတ်ဘူးဆိုတာလွဲလို့သမီးဘာမှမပြောနိုင်ဘူးသမီးမဟုတ်တာမုံလာဦးဖြစ်နေတယ်ဘာတွေလက်စုပ်လက်ကင်ပြနိုင်လို့လဲအိုးဦးကျော်ကိုယ်တိုင်ညီတို့နှစ်ယောက်ကိုအိတ်ခမ်းထဲမှာမိတာပဲအေးပြီးတော့ရှက်လိုက်တာဟင်ယောက်ျားလေးရဲ့အိတ်ခမ်းထဲမှာညီရရောက်နေသေးတယ်မေသိရှက်တာပဲကျူပါအောင်စိတ်၍ငိုနေပြန်တယ်ခက်လိုက်သည်မှအလွန်ပဲဘာတွေပြော၍ဘာတွေဖြစ်နေပါလဲတလိပ်ဆန်ကြီးမဟုတ်တာတွေပြောသွားတယ်ထင်တယ်မိခင်ယူမရိုင်းနဲ့နော်ကို့ဦးလေးလောက်ကိုမေတို့ကလည်းအရန်ဆွဆွဲတာပဲကျမလူကြီးတွေကိုတခါမှအော်ပြီးမပြောခဲ့မိယခုတော့ကျမဒေါသကိုကျမမထိန်ချုပ်နိုင်ပါဆွဆွဲတာမဟုတ်ဘူးအဲ့ဒီညာအားလုံးအိတ်နေပြီတဲ့ကရင်မောကလိမ့်ကြတန်ကြလို့ဦးကျော်တက်ကြီးတော့ညီတို့နှစ်ယောက်လဲရက်တွေ့တာအရက်စော်ကလည်းဟောင်လို့တဲ့ဘယ်အဖြစ်မျိုးရောက်နေကြသလဲမသိဘူးပြီးတော့ဒီအခန်းကကိုမောင်အခန်းမဟုတ်ဘူးမေအဲ့ဒီညာမဟုတ်ဘူးသမီးသတိရပြီတော်ပါအေးမေတိတ်ခတ်ပါလားအရင်ကအေးဆေးနဲ့ပြောတတ်သလား
ယခုအခါအရန်ဆွဆွဲနေပြန်နေအဲ့ဒီညထားပါအောင်ပသိမ်ကိုဘာလို့ထွက်ရတာလဲဦးကျော်လည်းပါတယ်ဆိုဟုတ်တယ်လေအေးဒီတော့ကတက်အိမ်လုံးအပေါ်ရက်မှာညီတို့နှစ်ယောက်ထဲတော်ပါတော့မမေဆက်တာမတွေးချင်ဘူးမတွေးချင်လည်းနေမမေကိုပင်ကြွားပြောမိလာတယ်ဖြည့်ရှင်းတာမှနားမထောင်ကြတော့ပဲကျမဆက်ပြောနေရလေပိုနေတော့တယ်သိပါတယ်ဒါကြောင့်ညီသိမ့်မူပြောင်းနေတာကိုမောင်ကျော်အောင်နဲ့ဆိတ်ဆက်ပြီးကြရလေကိုကိုမောက်စီကအိမ်ကိုမပြန်လာဘူးမမေပြောနေရတယ်လွန်လာပြီကိုကိုမောင်ကသူ့မိန်းမအိမ်ရောက်လာကြရပြန်မအိတ်တာတော်စမ်းမှာသမီးကိုယ်တိုင်ကလည်းမောင်အောင်ကျော်ကိုမျက်နှာထားခြင်းနဲ့လုံနေလိုက်တာအစကပြောရင်မမေဘာမှမစိမ့်မှန်းဘူးအခုတော့ကိုကိုမောင်ကသမီးကိုခွာမှမို့မောင်အောင်ကျော်ကိုလက်ခံတာမှလားခုမောင်အောင်ကျော်ကလာပြီးပြောတယ်စိတ်ဆက်တာဖျက်လိုက်ပါတဲ့ဘာကျမယူကျင်တယ်လို့ဖြစ်သွားတော့တယ်စိတ်ဆက်ထားတာကိုဖျက်လိုက်ရပြီးဝမ်းနေတာမဟုတ်ယောက်ျားတယောက်နဲ့မဟုတ်တရအစွတ်ဆွဲခံရတာမှအသေးနာစရာကောင်းလာတယ်သမီးအကြောင်းတွေကိုသူအကုန်သိသွားပြီဦးကျော်ကပြောပြတယ်ရိုးတဲ့လူငယ်တယောက်ကိုသမီးတီလို့မစော်ကားသင့်ဘူးမေမေတို့ထင်ကျင်တယ်လို့ထင်တော့သမီးဘာမှမရှင်းကြဘူးဖယားသခင်ကအမှန်တရားကိုမသိမှာပဲဖယားသခင်ကိုဆွဲမထည့်ပါနဲ့ရော်ကြီးပေးပြီးတော့တောင်စိတ်ဆက်တာကိုဖျက်ချင်နေတဲ့ရော်ကြီးလည်းမပေးနဲ့ဖျက်ချင်တဲ့အချိန်ဖျက်ပေါ့အရှက်မရှိတဲ့တရက်စေးမှညီးရတော့ဖျက်ချင်နေတာကိုသမီးရှင်အနေနဲ့မေမေတိတ်ရှက်တယ်မေမေကဈေးတယ်လို့အော်ဟစ်လာတယ်နောင်စိတ်အေးသွားမှရှင်းပြလို့ဖြစ်တော့မယ်ဆက်ပြောရင်ပြောသလောက်ဒေါပွားနေအောင်မှဖြစ်တယ်ရော့မောင်အောင်ကျော်ပေးသွားတဲ့ဆောင်ကျမစာကိုလှမ်း၍ထယူလိုက်တယ်တောင်မျိုးတွေရှုပ်တယ်တခါမှမတုံတဲ့စကားကိုကျမတုံးလိုက်တယ်အမှန်တော့ဒီစကားတိုင်းလိုက်ရသည်မှာစိတ်ပေါ်ပါသွားတယ်အခုမှဆဲကြတဲ့အတိတ်ပဲကိုနားလည်လာတော့တယ်ရှင်ထဲမှာဒေါသတွေကိုထုတ်ပြတဲ့နေရာတွင်ဆဲခြင်းဟာတစ်ခုပါဖွင့်၍ဆဲလိုက်ရခြင်းမှာရှင်ထဲမှာတက်တာတယ်ကျမလှည့်၍အခန်းဝကိုခြေလှမ်းတွင်အမျိုးတွေကိုဆဲစရာမလိုမိခင်ယူလင်းစိတ်မို့ပြီးရိုင်းချင်တိုင်းမရိုင်းနဲ့ကျမဘာမှလှည့်မပြောပဲလေကားကိုတက်လာတယ်ဦးကျော်ကြီးကိုပဲသွား၍တက်ပစ်ခြင်းတလို့ကိုအောင်ကျော်ကိုပဲရိုက်လိုက်ခြင်းတလို့ဖြစ်လာတယ်အရင်ကတက်တာရရခဲ့တဲ့မိမိရင်ခွင်မှာကျမကိုလက်မခံနဲ့တော့အိယာစီကိုပဲကျမပြေးရပြီးတော့တယ်အိယာပေါ်လှည့်ရင်ကိုအောင်ကျော်စာကိုစုပ်၍ဖွင့်လိုက်တယ်စာကိုမဖတ်ခြင်းလူကိုပဲတွေ့လိုက်ခြင်းနဲ့ချစ်လာစွာသောယူတက်တက်တာအဖို့အခုချိန်ဟာကိုအောင်ကျော်စိတ်ဒုက္ခအရောက်ဆုံးပဲရှုကိုအတော်ကြာလေ့လာပြီးမှကိုအောင်ကျော်ချစ်ခဲ့တယ်ဒါပေမဲ့အလုံးနဲ့အဖြစ်ကြောင့်လူငယ်ချင်းမစခဲ့မိတာဟာကိုအောင်ကျော်အမှားပဲလူလဲလူချင်းလို့ဖြစ်နိုင်တဲ့နည်းနဲ့နီးစပ်အောင်ကြံခဲ့မိတယ်ကိုအောင်ကျော်ကချစ်တယ်လို့ယူကမှတ်မှန်နေတာတွေစိတ်ဆက်တုံးကပြတ်မလာတာတွေဟာခုမှတစားစီပေါ်လာတယ်ယူနဲ့ကိုမောင်အဖြစ်ကိုမသိသေးလို့ကိုအောင်ကျော်လဲကြံမိတာပဲစောစောကအတိပေးပါတော့လားယူရဲ့အခုမှကိုကျော်ပြောပြလို့အကြောင်းစုံသိရတာပဲနောက်ဆုံးတော့ကိုအောင်ကျော်နောက်ဆုတ်ပေးဖို့ဆုံးဖြတ်မိတဲ့အတိုင်းလုပ်လိုက်ပါပြီတက်နေဝန်သတင်းစာကြီးမှာယူတို့နေရဦးစီးပြီးနေရခဲ့ပါတော့အောင်ကျော်တေးလိုက်အကုန်တေးလိုက်ကြဘလောက်စိတ်ပြက်စရာကောင်းတဲ့လူတွေလဲဒါနဲ့များသူ့မှာအသေးနှလုံးရောက်အုံနောက်ရောရှိပါတဲ့အုံနောက်ကမစင်းစားတော့ဘူးလားဇက်ထုတ်တွေကရှုပ်တဲ့ရှုပ်ရေးကျမဘာစပြီးရှင်းရမှန်းမသိပါရှင်းလဲမရှင်းလို့တော့ပါပလဲနဲ့ကိုမောင်ကတစ်စက်ထုတ်မမခင်ကတခန်းကျမနဲ့ကိုအောင်ကျော်ကတဖုံအဖြစ်တွေကလည်းလူဆန်လွန်ကြတယ်ကို့အတွေ့နဲ့ကိုအထင်လွဲကြရှင်းပြ၍လဲဘသူမှနားမထောင်ခြင်းမှတ်ကြရောမိခင်ယူအရက်သမားနဲ့အတူတည်း၍အနေရဲမှုမှာအခုတော့ရေးစုံမျောရပြီကိုမောင်ကိုဒေါသထွက်လာပြန်တယ်ကျမလက်ထဲမှာစာရွက်ကိုအစိတ်စိတ်ဖြစ်အောင်ဆွဲ၍ဆုပ်ပစ်လိုက်တယ်အင်ကြီးတွေချွတ်လဲပြီးအိတ်ရာပေါ်တွင်အိတ်လိုက်တယ်တာကီဝင်မျိုးနယ်တွေရှုပ်ကြတဲ့အခါတိုင်းပြည်တွင်ပြက်ကြသေးတယ်မဟုတ်ပါလားကျမအားလုံးကိုစိတ်နာလုံး၍အိတ်ဖို့တစ်ခုကိုပင်စူးစမ်းနေမိတယ်နောက်နေ့မနက်အိတ်ရာမှာနိုးချိန်မှာနေအတော်မြင့်လေတယ်
ငှက်ပြားကြပြီးစားလူမမလိုနှုံးချစ်ချစ်ဖြစ်၍နေလေတယ်ခြေလက်တွေမှလည်းမသေးကျဲမလှုပ်ချင်မှမျက်လုံးကိုအသာဖွင့်၍အိပ်ရာထဲတွင်ပင်ငြိမ်၍နေမိတယ်အိတ်ခမ်းထဲတွင်နေအောင်ကြီးတွေမှာတန်တိုင်ကြားမှပြန့်ကျဲ၍နေကြတယ်မနေ့ကအဖြစ်မှာစိတ်ထဲတွင်ပေါ်လာတယ်မနေ့ညခံစားလိုက်ရတဲ့စိတ်ဝေဒနာတွေကဖျားတဲ့ဆိုသေးတယ်ကိုယ်စိတ်ကိုပင်မဟုတ်တယ်လို့မယုံနိုင်တယ်လို့ဖြစ်နေတယ်ဘာတွေဖြစ်လိုက်တာကိုလည်းအသေးစိတ်ပြန်တွေးကြည့်ရတယ်လွန်ခဲ့တဲ့ကာလတွေကကိုမောင်နဲ့နေခဲ့တဲ့အချိန်တွေအဲ့ဒီအချိန်တွေကကျမအတွက်အနာဂတ်ကိုပြောင်းပြခဲ့ကြတယ်အယံမူးလွန်တဲ့ညကနှစ်ယောက်တည်းအိတ်ခမ်းထဲတွင်လဲကျနေကြတာကိုဦးကျော်ကမှတ်သားလိုက်တယ်သူ့စိတ်ထဲတွင်တင်ငါမကင်ဖြစ်နေသည်မှာပသိမ်ဘက်ထွက်အလာတွင်ပို၍ဆိုလာတယ်မဟုတ်မခံတဲ့စိတ်နဲ့သာဦးကျော်အပေါ်တွင်ဒေါသထွက်ခဲ့တော်လဲယခုလိုအေးအေးဆေးဆေးပြန်တွေးချိန်မှမူသူ့အပေါ်ဒေါသထွက်တဲ့စိတ်တွေမှာတဖြည်းဖြည်းအေးစပြုလာတယ်ဦးကျော်ထင်မယ်ဆိုလဲထင်တိုက်ပေတယ်ကိုမောင်စာရိတ်တနဲ့ပတ်သက်၍သူဟာဦးအသေးအစာသိတဲ့သူမဟုတ်ပါလားအိမ်ပါလူယုံတော်ကြီးဖြစ်ပြီးကိုမောင်အကြောင်းတွေကိုအစင်းသိခဲ့လေတယ်အမှန်တော့အကြောင်းတွေကမဖြစ်ချင်၍သာကျမတို့နေထိုင်လာခဲ့တဲ့အနေအထိုင်မျိုးနဲ့ကိုမောင်အရက်တောက်ပုံတွေမှာအများကြီးမှားနိုင်ခဲ့လေတယ်အေးဆက်တိတ်ဆိတ်တဲ့ညရဲ့အာယုန်တွေကစိတ်ကူးရင်စရာကောင်းခဲ့တယ်မဟုတ်ပါလားနှလုံးသားတွင်ခိုအောင်နေကြတဲ့အချစ်စိတ်တွေလည်းညင်အလှတွင်ပို၍ဆွေလန်းနေခြင်းနဲ့လန်းဆန်းတဲ့ပန်းမွင့်တွေကိုဖြုတ်ချွေ၍ချခြင်းနဲ့အဲ့ဒါကြောင့်မင်းဦးကျော်ကကျမနဲ့ကိုမောင်တို့ညင်နဲ့အောင်စကားပြောပြီးတဲ့ညများကုန်လွင်၍နောက်တစ်နေ့ရောက်တိုင်းသူ့ရဲ့ကျမကိုကြည်ဟန်တွေကအတိတ်ပဲများစွာပါတယ်မျက်နှာကြောကြီးကတင်းကမျက်စောင်းကြီးကလည်းတချီချီပြစ်လိုက်သေးတယ်အခုမှပင်ဒီအမူအရာတွေရဲ့သဘောအတိတ်ပဲကိုတွေးမိတော့တယ်ကိုကတော့ကိုယ်စိတ်ရှင်းနေဆိုတဲ့အနေနဲ့တွာလာနေထိုင်လာခဲ့သမျှမှာအထင်လွဲနေသူတွေအတွက်အပြစ်ရှိတဲ့အကွက်တွေသာဖြစ်ခဲ့တယ်စင်စစ်မတော့ကျမကလည်းအနေအထိုင်ဆင်ခြင်မို့တင်နေကံကောင်း၍သာလက်မတင်လေးလွတ်မြောက်ခဲ့ခြင်းဖြစ်ပေတယ်ဒီလိုနေပါများလျင်ကြာတော့မမရွေးဟူ၍လည်းဘသူမှမစုံနိုင်ကာမဂုဏ်တရားရဲ့ကံကျင်အတိုင်းအရှိကိုဘသူမှမမှန်စားနိုင်ပါကျမတို့အတူနေပြီးကုံလွန်ခဲ့တဲ့ညင်တွေကလည်းလှပတိတ်ဆိတ်တဲ့ညင်တွေဖြစ်တယ်နေခဲ့တဲ့အိမ်တွေကလည်းတီးခြားတိတ်ဆိတ်တဲ့နေရာတွေဖြစ်ခဲ့လေတယ်ဒီလိုပတ်ဝန်းကျင်အခြေအနေတွေနဲ့တကွာကိုမောင်ရဲ့အရင်ကလိုကျူးလွန်တတ်တဲ့ပြစ်မှုတွေကိုဆက်လိုက်တဲ့အခါကျမနဲ့ကိုမောင်ကိုဦးကျော်ဆွဆဲလိုက်သည်မှာစီလျော်ပေးတယ်ဦးကျော်ကိုစိတ်မဆိုးတော့ဘူးဆိုပေမဲ့ကျမဘဝကတော့တွားပြီအမျိုးတွေအနံကိုဦးကျော်ကမောင်းခတ်လိုက်ဦးမယ်ကိုအောင်ကျော်နဲ့စိစက်ကြောင်းလန့်ခြင်းဖြစ်သိမ်းလိုက်ခြင်းမှလည်းကျမအတွက်ရုပ်ပြတ်ခဲ့လေပြီကျမဖန်တီးလာတဲ့အကြောင်းတရားတွေကိုပဲအံ့ဩမိတယ်ဘယ်နဲ့မှလည်းမတတ်နိုင်တကယ်တော့ဝမ်းတထွားအရေးမှလွယ်မယောင်နဲ့ခတ်ပါကလားဝမ်းရေးအတွက်ကျမ350ကိုမြင်ခဲ့တယ်350တောင်ကျမအနာဂတ်ကအယုတ်ဆိုးပြေလာလေပြီတခုတော့တွား၍စဉ်းစားမိတယ်အခုအချိန်မှပလဲအကြောင်းနဲ့ပတ်သက်၍မေမေကြီးကောင်းကောင်းသိတယ်ပလဲနဲ့ကိုမအဖြစ်ကိုဖွင့်၍ပြပါမှဖြစ်မယ်ပြပါမှပြိတ္တအဖို့စိတ်ရှင်းမယ်ဒီပြိတ္တဆိုဒီမှလဲစိတ်ပြက်စရာကောင်းတယ်အမြဲပဲသူတို့ကိုဂရုစိုက်နေရတယ်ကျမစိတ်ထဲတွင်ယွန်လာပြန်တယ်ဖြစ်ချင်အားဖြင့်ထင်ချင်အားထင်ဘသူ့ကိုမှမဖြေရှင်းကြတယ်လို့ဖြစ်လာတော့တယ်ဒါပေမဲ့တခုတော့ဝမ်းနေမိတယ်အစဉ်တစ်ပြင်းခွင့်လွတ်တတ်တဲ့မိမိဟာအခုတော့ကျမကိုခွင့်မလွတ်နိုင်တော့တောင်စဉ်ခုနှစ်ထက်နဲ့စူးခုနှစ်တော်ကိုကြော်ခဲ့၍ရပါစေအပြေးအလွှာပြန်လာ၍ခိုးဝင်နားခဲ့ရတဲ့မိမိရင်ခွင်ကလည်းအခုလက်မခံတော့ဘသူတွေဘလို့ပဲတင်မိမိတယောက်ကိုတော့ဖြေရှင်းကြပါတယ်မနေညက်နေရမိမိမျက်နှာကိုတွေးမိတဲ့အခါငိုကျင်လာတော့တယ်မမလေးအပြင်တွင်မငယ်လာခေါ်နေပြန်တယ်ခေါင်းရင်းစပွဲမှာနာရီကိုထားကြည့်တဲ့အခါမှာ8နာရီပင်ထိုးနေပြီမငယ်ကကျမနိုးမှန်တီ၍ထွက်သွားပြန်တယ်ရေချိုးပြီးတဲ့အခါမှမူညစိတ်မောခဲ့သည်တွေမှာတက်တာသွားတယ်လို့ဖြစ်လာတယ်စိတ်ထဲမှာလည်းနည်းနည်းပေါ့သွားတယ်အခန်းတကာဖွင့်၍လေကားမှစင်းချိန်မှာစိတ်ထဲမှာလှုပ်ရှား၍လာပြန်တယ်မိမိကိုဘယ်လိုရင်ဆိုင်ရပါမလဲမ
မေမေကကျမဖြည့်ရှင်းတာတွေကိုနားထောင်ပါမလားလက်ဖက်ရည်တောင်မှစောင့်နေပါမလားအမှန်တော့အခုအချိန်မှတောက်ချိန်မဟုတ်တော့အတော်နေမြင့်နေခဲ့ပြီထမင်းစားခန်းကိုရောက်ချိန်မှဘသူမှမတွေ့တအိမ်လုံးကလည်းတိတ်၍နေတယ်မငယ်ပြင်သွားတဲ့လက်ဖက်ရည်ပွဲမှာကျမရှေ့တွင်၆ကက်ကက်ဖြစ်နေတယ်လက်ဖက်ရည်ကိုကြိုက်၍ခြာတိုင်းရှင်ထဲမှာနှင်လာတယ်မုံတထုပ်ကိုပင်စား၍မရတော့မငယ်ကကျမဘေးတွင်ဖြည်းဖြည်းလာ၍ရက်တယ်မငယ်တအိမ်လုံးတိတ်လို့ပါလားမေမေတို့ရောမငယ်ကဘာဖြစ်နေမှန်းမသိဖြက်ဖြက်လက်လက်မရှိပါမေမေကြီးရောတော်တော်ပါဆေးရုံသွားကြတယ်မမခင်တော်တော်တဲလို့တဲ့မနဲ့အစောကြီးဆေးရုံကတယ်လီဖုန်းဆက်လို့ဟဲငါတော့မသိပါလားကလေးတွေရောဦးကျော်နဲ့နောက်ဖက်ချန်ထဲမှာတော်တော်ကမမလေးကိုမနှိုးနဲ့ဆိုလို့မေမေကကျမကိုလူထဲမသွင်းကျင်တော့ပါတကားလက်ဖက်ရည်ကိုဆက်၍မတောက်ချင်တော့မမခင်စီလိုက်သွားခြင်းလေကျမအပေါ်တက်၍အဝတ်လဲနေတော့မင်းမငယ်ရောက်လာပြန်တယ်မမလေးတယ်လီဖုန်းလာနေကျမမအဝတ်လဲပြီးအောက်ကိုဆင်းခဲ့တယ်တယ်လီဖုန်းကင်လိုက်ရင်ကိုမောင်အတန်ကိုကြားရတယ်ယူလာဟိအခုမြန်မြန်အလုတ်တိုက်ကိုလာခဲ့စမ်းဒီမှာကိုမောင်ယူအတွက်ကားတစ်စီးမှအိမ်မှာမရှိဘူးအားလုံးဆေးရုံကိုသွားကြတယ်မမခင်တော်တော်ဖြစ်နေတယ်အေးလေဒီလိုဆိုကိုကားပို့လိုက်မယ်မြန်မြန်လိုက်လာခဲ့ပါအရေးကြီးလို့ဆေးရုံကိုနေကင်းမှသွားနော်တစ်ဖက်မှာတယ်လီဖုန်းကိုချလိုက်ပြန်တယ်ဆေးရုံမသားရ၍စိတ်ပြက်သွားပြန်တယ်နိုင်ဝက်အတွင်ကားရောက်လာ၍အလုတ်တိုက်ကိုလိုက်လာခဲ့ရတယ်တိုက်ထဲကိုဝင်ချင်းကိုအောင်ကျောက်ကိုတရိယာမိတယ်ဒါပေမဲ့သူ့အခန်းထဲတွင်မရှင်းမလင်းဖြစ်နေတယ်သူဘယ်သွားပါလဲကျမနဲ့မျက်နှာချင်းဆိုင်ရမှာစိုးရတင်နေရှင်းတန်တွေတော့ရှင်း၍ပြခြင်းနေဒါပေမဲ့ကျမရဲ့ဖြည့်ရှင်းချက်မှာသူ့ကိုခါရကြောင်အတိတ်ပဲမပေါ်စေချင်မှာမာနမှာစိတ်ထဲတွင်ခုနေတုံဖြစ်တယ်စိတ်ဆက်ခြင်းဖြစ်သိမ်းလိုက်တာကိုတော့တစ်ဖက်မှကျင်းနေ၍နေတယ်လို့ဖြစ်မိတယ်ကိုမောင်အခန်းကိုရောက်လာချိန်မှာကနာမငိမ်ဖြစ်နေတဲ့မင်းသားယူကိုတွေ့နေရတယ်သူဟာဆိုဖာပေါ်ထိုင်နေရမှအထ၍ခုံလိုက်တယ်လို့ဖြစ်သွားတယ်အိမ်မှာမနှင်းညကဖြစ်လိုက်တဲ့ကိစ္စတွေကိုသူလုံးလုံးဘာမှသိပုံမပေါ်မမခင်အသေးအတန်ဖြစ်လာတဲ့သတင်းမှလည်းသူ့စိတ်ကိုတုံ့လုံပုံမပေါ်ပါခါမှပစိုးမှရော်ရဲရဲဖြစ်နေ၍ပြင်ဝင့်နေတယ်ကျယ်သီးပြုတ်နေတဲ့ရှက်အိမ်ကြီးကြောင့်ရင်ဘတ်မှာဟင်းလင်းပေါ်နေတယ်ခေါင်းကဖွာနေတဲ့သပင်တွေကလည်းမနှိမ့်ညအရက်ဆက်ထုံမြင်းမြခင်းခဲ့တာကိုဖော်ပြနေတယ်ကိုမောင်ရဲ့အရက်သမားကိုက်မှာခုမှကြကြနာနာပေါ်လာတယ်ကျမကိုလှမ်းအကြည့်တွင်သူ့မျက်လုံးတွေမှာရဲ၍နေတယ်အရင်ကကြက်တည်ရှိတယ်လို့ထင်ခဲ့တဲ့မျက်ခုံးနဲ့မှလည်းအခုတော့ကြောင်ဒေါသဖြစ်တယ်လို့ထောင်နေတယ်လို့ထင်ရတယ်ကိုမနှိမ့်ညကော့တေးပါတီသွားလို့ဟဲဟဲချော့တန်းကသူ့စကားလုံးထဲတွင်ပါလာတယ်ခဏနေအောင်နောက်ဖက်ခန်းကိုဝင်သွားကစာရွက်တွေကင်၍ပြန်ထွက်လာတယ်ဆိုဖာပေါ်တွင်ပြန်ထိုင်ပေမဲ့သူ့ခန္ဓာကိုယ်မှာကနာမငြိမ်တယ်လို့ဖြစ်နေတယ်ကိစ္စတစ်ခုကအရေးကြီးနေလို့ခေါ်ရတာဘာကိစ္စလဲကိုမောင်သူကစာတရွက်ကိုရွေးထုတ်ရင်းကျမမျက်နှာကိုမကြည့်ပဲစကားပြောနေတယ်ဟိုတခါကိုနဲ့တွေ့တဲ့မစ္စတာဘောကိုမှတ်မိလားမှတ်မိပါတယ်ဘောနဲ့ကိုနဲ့စာချုပ်စရာရှိလို့ဟင်ကျမအံ့အားသင့်သွားတယ်သူစကားပြောနေပုံမှာရဲရဲဝံ့ဝံ့မဟုတ်ပါတစုံတစ်ခုကိုရှက်တယ်လို့ဖြစ်နေတယ်တရွေးကိုလည်းခဏခဏမြုံနေတယ်ကျမကိုဘာဖြစ်ဖြစ်မျက်နှာချင်းဆိုင်မပြောလဲမသိပါသူကကိုညက်နေ2 နာရီလောက်မှစင်ကာပူကိုသွားမယ်ဟိုကနေအမေရိကန်ကိုပြန်မဆိုတော့အခုစာချုပ်ကိုအမြန်ပြည့်အောင်လုပ်ရမယ်သူကဆက်ထရင်းဟိုတယ်နံပါတ်8မှာတဲတယ်မနေ့ကယူကိုလွတ်လိုက်မယ့်အကြောင်းသူ့ကိုပြောခဲ့တယ်ဒီတော့သူကကျမမျက်နှာကိုတစ်ချက်ကြည့်၍ဒီတော့ဒီကိစ္စလှုပ်ဝက်ထားမှာမို့ယူကိုယ်တိုင်လက်နှိပ်ဆက်နဲ့ဒီစာကိုရိုက်ပေးပါကိုမောင်လက်မှတ်ထိုးမယ်ပြီးတော့သူ့စီသွားပြီးသူ့လက်မှတ်ကိုယူခဲ့ပေါ့တွေ့ရပြန်ပြီကျမဘာရီမန်မသိတဲ့အဖြစ်ထဲမှာအခုမရှင်းဇက်ထုတ်တစ်ခုကိုထပ်ပြီးခင်းရအောင်မေရှော့ဒါမနေ့ကသဘောတူခဲ့တဲ့စာချုပ်အကြမ်းပဲဒီကိစ္စနဲ့ပတ်သက်လို့မေမေလည်းမသိပါစေနဲ့ကျမသူ့လမ်းပေးတဲ့စာချုပ်အကြမ်းကိုလှမ်းယူ၍ဖတ်လိုက်တယ်ကျမသာပိုင်နေသူဖြစ်ပါကစာရွက်ကိုစုပ်၍ပြစ်ချင်တယ်သူ့ကိုမောကြည့်လိုက်တဲ့အခါသူကမျက်နှာလွှဲနေတယ်ကိုမောင်တိတ်ခတ်တာပဲကျမတိုးတိုးပင်ညီးလိုက်ရတယ်ဟင်ဘာပြောတာလဲယူ
ရှုလည်းစိတ်ညစ်တယ်ရှုလည်းသဘောမတူဒီကိစ္စဘာဖြစ်လို့လဲရှုရဲ့ဒီစာချုပ်ကိုငွေ1000ရမှာကိုမောက်ကိစ္စတွေကပြီးမှာကျမစိတ်ကိုတင်း၍နေရတယ်ပြောချင်တဲ့စကားလုံးတွေမှာရင်ထဲတွင်ပြည့်လာတယ်ကိုမောက်ကိုပိုး၍ယွန်ရှာလာတယ်စာရွက်ပါစာထဲမှာအမေရိကန်မှာမစ္စတာဘောယူလာခဲ့တဲ့ဝိထုစာအုပ်9အုပ်နဲ့အခြားဝိထု9အုပ်ကိုဘာသာပြန်ပြီးထုတ်ဝေကားနဲ့တခြားစီးစကားပါမျှမပါစာအုပ်အုပ်ကို1000ကျနဲ့စာအုပ်10အုပ်အတွက်ငွေ1000ကိုမစ္စတာဘောကပေးရမှာဖြစ်တယ်စာအုပ်နာမည်တွေကိုဖတ်ပြီးတဲ့အခါကျမစိတ်ထဲတွင်ပို၍စိတ်ညစ်တယ်မစ္စတာဘောရောက်လာကြတဲ့ဟာထိုစာအုပ်တွေသူ့စီရောက်လာတယ်ကျမဖတ်ပြီးတဲ့တော့စာအုပ်တွေမှာအမေရိကန်လူမျိုးတို့ရဲ့ဒီမိုကရေစီကိုဝါဒဖြန့်ထားတယ်။သူတို့ရဲ့နေချဲမှုကိုပြည်သက်မျက်လုံးတွင်ပန်းပွင့်ဖုံး၍ထားတဲ့စာအုပ်တွေလည်းပါတယ်။တရားမျှတမှုလူအခွင့်အရေးတိုင်းငယ်ပြည်ငယ်လေးတွေရဲ့လွတ်လပ်မှုစတဲ့စကားလုံးတွေကိုအများဆုံးသုံးထားတဲ့စာအုပ်တွေဖြစ်တယ်။ဒီစာအုပ်တွေကိုဘာသာပြန်လိုက်ရင်ကျမရင်ထဲတွင်တင်းတင်းကြပ်ကြပ်ဖြစ်သွားတယ်။စာအုပ်ဆိုသည်မှာယောဂပိုးထက်ပြန့်ပွားလွယ်တယ်။တခါတော့ကလည်းဝါရဖြန့်ကောင်းလုံး၍ဖက်စစ်ရဲ့မစင်ပုံကိုချယ်ရီပန်းတွေလိုမြန်မာတွေကမြင်ခဲ့တယ်။အခုလေကျမခေါင်းကိုတွင်တွင်ခါလိုက်မိတယ်။ယူအချိန်မရှိတော့ဒီစာအုပ်တွေကိုလည်းတစ်နှစ်အတွင်းအပြီးပါသာပြန်ပေးရမယ်။ဟုတ်ပါတယ်ကိုမောင်။ဒါပေမဲ့ဒီအလုပ်ဟာကောင်းမယ်မတင်ဘူး။မေကြီးကလည်းချက်စုံနှစ်ကွက်ကမိတောက်တယ်။ဒီအကြောင်းတွေသိသွားရင်ဒုက္ခပဲ။ပြီးတော့မေကြီးသိတာမသိတာတဲ့ဒီစာအုပ်တွေဟာမကောင်းပါဘူး။သူကမျက်နှာလွဲနေပြန်တယ်။သူ့တွင်လည်းမထွေးနိုင်မအံနိုင်သလိုဖြစ်နေပုံရတယ်။ကိုမောင်ကကလောင်ကို1000နဲ့အမေရိကန်ကိုရောင်းစားနေသလိုဖြစ်နေတယ်။ယူဟာဒီစာအုပ်ကတိုင်းပြည်ကိုဘာထိခိုက်မှလဲလို့ယူဟာလည်းဒီစာအုပ်ကတိုင်းပြည်ကိုဘာထိခိုက်မှလိုက်လို့ကိုမောင်အပေါ်မှာယူစရာလုပ်တယ်လို့ကိုမောင်အပေါ်မှာယူစရာလုပ်စရာမလိုပါဘူး။ဒါပေမဲ့ဘာလို့သူတို့ဝါဒကိုဖြန့်ပေးရမှာလဲတခြားစာပေတက်စာအုပ်တွေဖြည့်လို့ဘာသာပြန်မှာလားဒါပလဲကိုခေါ်ဖို့ငွေ1000လိုချင်လို့ကျမစိတ်ထဲတွင်သူ့ကိုမကြည့်ချင်ပါတခြားစာအုပ်တွေဘာသာပြန်တော့ကို့ဘာသာထုတ်ရောင်းမှာပေါ့ရောင်းရတဲ့ငွေကိုတိုက်အပ်လိုက်တော့ကိုမောင်ဘာရမလဲဘာသာပြန်ကရလဲလီရနေမှာတိုင်းပြည်မီးလောင်နေသည်ဆိုကမှစောင်းတီးကောင်းနေတဲ့ညီရိုးပရင်နဲ့ကိုမောင်မှတူလာတယ်သူ့မျက်လုံးတွေမှာကြောင်ရည်လည်များနေသလားနိုင်ငံသားတွေဟာနိုင်ငံရေးတွေမဟုတ်ဘူးလင်းများကိစ္စတွေမှာတော့ဝင်ရှုပ်နေပြီခုကိစ္စမှာတော့ကိုမောင်တိတိကျကျတွေးကြည့်ပါလားသူတို့ကတိုင်းပြည်ငယ်လေးတွေကိုသူတို့ဘက်သိမ်းသွင်းလက်ဝဲဝါဒပြန့်မှာစိုးပြီးသွေးယူသွေးတန်းဖြစ်ဗဇက်ကသာငိမ့်ချမ်းရေးတို့တရားမျှတရေးတို့ရေရွတ်နေပေမဲ့နောက်ပိုင်းကတိုင်းပြည်ငယ်လေးတွေကျူးကျော်မှုမှာသူတို့ကြည့်ပဲဟာယူကလည်းအမေရိကန်တွေအပေါ်မှာအယမ်းထင်လွန်ပါတယ်ဘာများလက်စုပ်လက်ကင်ပြနိုင်လို့လဲအော်အမေရိကန်ရဲ့လို့တော့မဆွဆွဲပါဘူးဒါပေမဲ့ဘယ်တိုင်းပြည်ကလက်စုပ်လက်ကင်ပြနိုင်အောင်လုပ်မလဲစဉ်းစားကြည့်ပါဦးပလဲစိတ်မှုန်နေတာနဲ့ဘာမှသတိမရဘူးလားမဟုတ်ပါဘူးပလဲကိုလည်းယူတို့မုန်းနေပါတယ်အဲ့ဒါတော့မှားလိမ့်မယ်ပလဲကိုလည်းမမုန်းဘူးအမေရိကန်ကိုရောအင်္ဂလိပ်ကိုရောကမ္ဘာမှာဘယ်လူမျိုးကိုမှမမုန်းဘူးဒါပေမဲ့ကျူးကျော်သူတွေနဲ့နေချက်သူတွေကိုတော့မုန်းတယ်ခတ်ပါတယ်မြန်မာပြည်တော့လာသမျှဝါဒကိုတိုင်းရင်းသားတွေကိုယ်တိုင်ကလက်ခံပြီးဝါဒဖြန့်နေတာပဲသူကဖြက်ခနဲ့ထပြီးပြတင်းရှိရာကိုရှောက်သွားတယ်အပြင်ကိုငေးကြည့်ရမှကျမဘက်ကိုပြန်လှည့်၍ဒီမယ်ယူရှင်မင်းကကိုယ့်ရဲ့ private secretary ပဲဘာပဲဖြစ်ဖြစ်ကိုခိုင်းရင်လုပ်ရမယ်တွားအခုချက်ချင်းဒါကိုပြီးအောင်လုပ်ခဲ့ကျမစိတ်ထဲတွင်အခမ်းအနားခတ်သွားတယ်သူ့ရဲ့အမိန်ပေးနေပုံမှာမနှဲဟန်ဆောင်ထားရပုံပေါ်နေတယ်ကျမခက်မြန်မြန်ပင်ထား၍တစ်ဖက်ရှိလက်နှိပ်ဆက်ခန်းကိုသွားလိုက်တယ်။နောက်ဆုံးကျမစိတ်ကိုတိတိကျကျဆုံးဖြတ်လိုက်တယ်။အင်မတန်စိတ်ပြက်စရာကောင်းတဲ့မရတာယူကြီးနဲ့တူနေတယ်။ကျမတက်ချက်နဲ့ရိုက်ပြီးစာရွက်ကိုယူကာသူ့စီသို့ပြန်လာခဲ့တယ်။သူဟာဆိုဖာပေါ်တွင်လှဲပြီးမျက်နှာကိုလက်နဲ့အုပ်ထားတယ်။ကိုမောင်ဒီမှာဟင်မြန်လာကြည်လား။သူကထိုင်ပြီးစာရွက်ကိုဆွဲယူလိုက်တယ်။စာချုပ်ကျမ်းကိုမူကျမစူပါပေါ်တင်လိုက်တယ်။ဒါဘာလို့တာလဲ။စာထဲပါတဲ့အတိုင်းပဲပေါ့။ပလဲကိုခေါ်ဖို့ယူမကန့်ကွက်ပါဘူး။ဒါပေမဲ့ခုစာချုပ်ကိစ္စမှာတော့ ရုပ်ပြောကမပါပြစေနဲ့တယ်လီဖုန်းခေါင်းလောင်းတဲ့မြည်လာပြန်နေ
ယူသွားနားထောင်စမ်းကျမတယ်လီဖုန်းနားထောင်ရေးပြန်ချလိုက်တယ်ဒီမှာကိုမောင်မမခင်ဆေးရုံမှာဆုံးသွားပြီတဲ့အေးသူ့ဟန်ပန်မှာဘာမှမထူချပဲစာကိုဆက်ဖက်နေတယ်စာမှာကျမရဲ့ထွက်စာဖြစ်တယ်မမခင်မှာတေးသာသွားရတယ်သူ့ချစ်လင်ကခွေးတကောင်တည်တဲ့လောက်တောင်မတုံလို့ပါယူဘာလို့အလုတ်ကထွက်ရမှာလဲကျမစိတ်ထဲတွင်အမှန်တော့ဝမ်းနေသွားတယ်ဆက်လုပ်လို့လည်းမကောင်းပါဘူးအခုကိုမောင်လှုပ်တာယူလည်းမကြိုက်ဘူးမနှစ်သက်တဲ့အလုတ်ကိုစိတ်ဆင်းရဲခံပြီးလှုပ်တာလည်းယူမကြိုက်ဘူးမနှစ်သက်တဲ့အလုတ်ကိုစိတ်ဆင်းရဲခံပြီးလှုပ်နေရတာဟာကျမ်းမာရေးကိုထိခိုက်တာပဲအိုးမဟုတ်တာမထွက်ရအောင်မဖြစ်ဘူးထွက်ချင်တယ်တိုင်းပြည်မှာဖြင့်နေဆက်အယောင်အစော်ကအကျူးကျော်ခံနေရပြီကိုမောင်တို့ကတော့မိမအတွက်နဲ့နိုင်ငံသားတွေရဲ့ဝါဒကိုကောင်းကောင်းဖြန့်ပေးနေတာပဲကိုမောင်မှာပင်ကိုမရှိတော့ဘူးတရေပူးနေတယ်လို့ပဲပြီးတော့ဘာလဲသူကကျမထွက်စာကိုလက်ထဲမှာချေမွားပစ်လိုက်တယ်တမျက်နှာလုံးနှီးရဲ၍ချွေးပြန်နေတယ်ကျမရင်ထဲတွင်လည်းခံစားရတဲ့ဝေဒနာမှာတက်တာလာတာမဟုတ်ပါအတူတွဲ၍လှုပ်လာတဲ့နှစ်ပိုင်းမှာသူ့ဘာသာဘလို့ပဲပေတီတီကျမကိုတော့ပညာပေးခဲ့ပေးတယ်ကိုမောင်မှာကျမရဲ့ဆရာဆိုလဲဟုတ်တယ်ကျေးဇူးရှင်ဆိုရင်လည်းမှန်ပေတယ်အခုလိုနှုတ်ထွက်လိုက်ခြင်းအပြင်သူ့ကိုကပြန်ရကြပေတယ်သူခိုင်းတာကိုကျမမလုပ်တဲ့အပြင်အလုတ်ကပင်ထွက်လိုက်ခြင်းဖြင့်ကျမအမွေရာမှာတင်းမာလာတယ်ရှင်ထဲမှာလန့်၍နေတယ်ပြိုင်းကိုကပြန်တဲ့မင်းသားလိုလှန်ဆူးရည်သေးမှလည်းဆိုရသေးတယ်ဒါပေမဲ့မတက်နိုင်တော့ပါဒီလိုသာကြနေရင်ဒီရန်တရားကြီးတွေလဲ၍နိုင်ငံသားတို့ရဲ့စိတ်သက်စစ်စင်ရေးတွင်ပါနေတော့မယ်တည်ရနဲ့တစ္ဆာဖောက်ခါမှပို၍ဆိုမယ်သူ့ကျေးဇူးတွေကိုကျမတက်တန်းတွင်မှတ်တမ်းတင်၍ပုဂ္ဂိုလ်အနေနဲ့ပင်လေးစားတော့မယ်အခုသူတင်နေတဲ့အချိန်နဲ့တက်နေတဲ့ကျမအခြေအနေတွင်တနေ့နေ့ကြဆုံးခြင်းတိုးတက်လာခြင်းတွေမှာလည်းကံတရားပဲပဲပေါ့လောကရန်အလျောက်မှာတော့ကျမတွေ့ကြုံသွားရပေမယ့်ကျမစိတ်ကိုပြန်တင်၍စကားစပြောမိပြန်နေရှုမအမှန်တော့ကိုမောင်ကျေးဇူးတွေအများကြီးရှိပါတယ်ဒီလိုလူနဲ့သူနဲ့တူအောင်စာရေးနိုင်တာဟာကိုမောင်မြေတောင်မြောက်ပေးခဲ့လို့ပဲရှုဟာကိုမောင်ကိုအကူအရင်လိုပဲချစ်ပါတယ်အခုနေလာခဲ့တဲ့အချိန်တွေမှာရှုဟာကိုမောင်အလိုကြအားလုံးလိုက်ရောခဲ့တယ်မဟုတ်လားသူကငြိမ်၍ကျမကိုကြည့်နေတယ်ယောက်ျားလေးတယောက်လိုနေနေညညမရှောင်ကိုမောင်အနာမှာနေခဲ့လို့ရှုအခုလိုစိတ်ဆင်းရဲရတယ်ဘာဖြစ်လို့လဲကိုအောင်ကျော်ကရုံးနဲ့စစ်ဆက်ထားတာကိုဖြစ်လိုက်ပြီးသိလားဟေးမင်းကိုအိုးဘာဖြစ်လို့လဲသူ့မျက်နှာမှာအတော်စိတ်မကောင်းဖြစ်ပုံရတယ်ရုံးနဲ့ကိုမောင်ညားနေပြီလို့အထင်လွဲတာပေါ့အရက်မူးလွန်တဲ့ညတွေကိုတတိယသိရလားအမြဲအိတ်ခမ်းတဲ့ထိလိုက်ပို့ရတာတွေလေပြီးတော့ပသိမ်ကိုသွားခဲ့တာတွေနှစ်ယောက်တည်းတကောင်တလွဲထိနေခဲ့တာတွေအဲ့ဒါတွေစုပြီးဦးကျော်ကညားနေပြီလို့တရင်လွှင့်တာပေါ့ဟာဒုက္ခပဲကိုသွားရှင်းပြမယ်ရုပ်မသွားရအောင်မဖြစ်ဘူးကိုမောင်ရုပ်ကိုခွင့်လွတ်ပါတော့ဒီမောင်ရုပ်ဆက်မနေချင်တော့ကျမထိုင်ရမှထားလိုက်တယ်ကိုကြောင့်တော့ရုပ်စိတ်မစေးရဲစရာဘူးအလုံးစလုပ်ခရဲစိတ်စေးရဲခဲ့ရတာပဲမင်းတကယ်သွားမလားသူတီလဲထိုင်ရမှထားလိုက်တယ်ဟုတ်ကဲ့သွားတော့မယ်မမခင်လည်းမရှိတော့ပြီးတော့ပလဲနဲ့ကိုမောင်မယူကြသေးပြီယူအတူနေဖို့ခက်တယ်အလုပ်ကိစ္စမှလည်းယူစိတ်မတတ်တော့သူ့မျက်နှာကမဲ့၍လာတယ်ကျမရှိကိုတိုးလာကကျမပခုံးနှစ်ဖက်ထိကိုကြစ်ပါအောင်ဆုပ်၍လှုပ်လိုက်တယ်သူ့မျက်လုံးထဲမှာဝိုင်းဆိုင်၍ကျမကိုစိုက်ကြည့်ရင်မိခင်ယူကိုတယောက်တည်းရှိတော့တယ်ကိုကိုအားလုံးကစွန့်သွားပြီမင်းကပါကိုကိုစွန့်သွားတော့မလို့လားဟင်သူ့အတန်တွေကလှိုက်၍တုန်လာတယ်ရှင်ထဲမှာဝေဒနာရဲ့တရုပ်ကိုအတန်လိုင်းတွေကဖော်ပြနေတယ်မျက်လုံးတွေလည်းမျက်ရည်တွေဆွလာတဲ့အခါကျမလန့်သွားတော့တယ်ရှုကိုခွင့်လွတ်ပါကိုမောင်စိမ့်ပင်စိမ့်လိုက်ရပြီမဲ့မပြတ်နိုင်တဲ့တန်ရုံးစင်ကြောင့်ကျမအတန်တွေလည်းတုန်လာတယ်မျက်ရည်တွေလည်းဝိုင်း၍လာတော့တယ်အေးသွားတော့မိခင်ယူမင်းကိုတော့ကိုတန်ရှင်းရှင်းနဲ့ညီမလေးတယောက်လိုချစ်ပါတယ်ကိုအချစ်ပေါ်မှာတော့မင်းလေးစားစေချင်တယ်သွားတော့သူကတကယ်ပင်ရှိုက်၍ငိုတယ်ကျမစိတ်ထဲတွင်အတိတ်ပဲမတွေးတတ်တော့ကျမပခုံးကိုဆုပ်ထားတဲ့လက်တွေကို
ဖြည်းဖြည်းချင်းလျှော့ချလိုက်တော့တယ်။စပင်ကဖယိုဖယဲအသားတွေနေဆက်၍ပစိုးရော့ရော်ရဲနဲ့ငိုနေပုံမှာမင်းသားယူကြီးနဲ့တူလာတယ်။ကျမကြာနေပြီမဖြစ်တော့ပင်ကိုစိတ်ရင်အပြင်ကျမအပေါ်စိတ်ကောင်းထားသူတယောက်ဖြစ်တယ်။သူ့ကိုကြာကြည့်နေလျင်ကျမတနာလာ၍သွားဖြစ်တော့မှမဟုတ်တော့ကျမတစ်ချက်သူ့ကိုကြည့်၍သွားတော့မယ်တကွန်းသာပြောကအခန်းပြင်ကိုအပြေးထွက်လာခဲ့တယ်စိတ်ထဲတွင်လူစိုးကိုင်းလက်မှလွတ်လာသလိုတအားကုန်ပြေး၍နေမိတယ်အမှန်လဲလူစိုးကိုင်းမဟုတ်တော့လဲအစိတ်ဘဟုဌာနနဲ့တူလာတယ်တက်နေဝန်သတင်းစာတိုင်းအနေနဲ့မမြင်နိုင်ငံသားတို့ရဲ့ဝါဒဖြန့်ရာဌာနကြီးလိုမြင်လာတယ်စိတ်ထဲမှာရုံမုံကြီးဖြစ်လာတော့တယ်ကျမနောက်မှတယောက်ယောက်တော့လိုက်လာနေတယ်တိုက်ဝအရောက်ကျမခြေကုံအတုပ်တွင်နောက်မှလက်ကိုဖမ်းဆွဲလိုက်တယ်ဟေ့နေအောင်ဟင်လက်ဆွဲထားသူမှကိုအောင်ကျော်ဖြစ်နေတယ်ယူဘယ်သွားမလို့လဲဒီမှာမနေချင်ဘူးဘယ်ပဲဖြစ်ဖြစ်ယူသွားတော့မယ်ဟင်ကိုလဲလိုက်မယ်လေကျမမျက်လုံးအကြောင်သားနဲ့ငေးနေမိတယ်ခဏတော့အံ့အားသင့်နေတယ်ဘာလို့ရှင်ကလိုက်ရမှာလဲကိုလဲဒီမှာမလုပ်ချင်ဘူးသူကအနှဲငယ်တုံနေတယ်စာအုပ်တအုပ်ကို600နဲ့ဘာသာပြန်ကိုင်းနေကိုလဲယူနဲ့လက်ထက်ချင်လို့လက်ခံလိုက်တယ်ဒါပေမဲ့ဒီစာအုပ်ကိုမပြန်ချင်တော့ကျမစိတ်တွင်ပို၍ညစ်သွားတယ်အမေရိကန်ပေးတဲ့1000ထဲမှာ400ကောင်းပုံဖြတ်လိုက်ပါပြီကောဒီလိုဆိုကိုအောင်ကျော်သဘောပဲယူတော့သွားတော့မယ်ယူနဲ့အတူကိုလဲလိုက်မယ်အတူကျမမျက်လုံးအပြူသားနဲ့ပြန်မေးမိတယ်အင်းပေါ့ကင်ထားတဲ့ကျမလက်ကိုတင်းတင်းဆုပ်လိုက်၍အတူလိုက်မယ်ယူကိုစာရေးခဲ့မိတာခွင့်လို့ပါယူနဲ့ကိုမောင်အခန်းထဲမှာပြောနေတဲ့စကားတွေကိုအကုန်ကြားတယ်စာအုပ်ပြန်ပေးဖို့လာတာအပြင်ကနေနားထောင်နေရတာပေါ့ခွင့်လို့ပါယူကဲလာသွားကြစို့သူကကျမလက်ကိုပိုင်နိုင်ဆွဲ၍ရှေ့မှမြန်ဆင်းသွားလေတယ်အော်ဖြစ်မှဖြစ်ရပါလေအကြောင်းတရားတွေနဲ့သူ့နောက်ကကမန်းကရန်လိုက်ခဲ့ရပြီမိတိုက်ဝရောက်တဲ့အခါမှာစိတ်ထဲဝမ်းသာသွားတယ်မြေကိုနင်း၍မိုးကိုမြင်ရတဲ့တပြိုင်နက်လွတ်ပြီးကျွတ်ပြီးလို့ပင်အော်မိတယ်အနောင်အဖွဲမှကျမတို့လွတ်ခဲ့လေပြီဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ပြီးသွားပါပြီအခုကေရိုချန်နယ်ကနေတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုအဆုံးထိလိုက်ပါနာဆင်ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကျမကတော့ခေပါ